ပြောဒီစိန် YouTube channel ကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရိသတ်တွေအားလုံးအတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပြီဖြစ်ပါတယ်။ဒီနေ့မှလည်းထပ်မံပြီးတော့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့တရွာလုံးကိုကိုွယ်တဲ့နတ်စင်အနီးမှာအမိုက်မောက်လွန်ကျူးမိတဲ့သူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီကနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့အားပေးထားကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်ကြပါရရှင်။တစီတကောင်ကိုအမေမွေးထားခဲ့သည်မှာနှစ်ပေါင်းများစွာကြာကြည့်ပြီ။အမေကတစီကိုအမှတ်မတင်ဝင်းမြူခဲ့မိခြင်းဖြစ်တယ်။အမေမွေးထားခဲ့တဲ့တစီကအမေကိုထာဝရကြောက်လန့်လျက်ရှိတယ်။အမေအနေနဲ့တစီကိုမောင်းထုတ်လို့လည်းမရ။တစီရှိနေကြောင်းကိုမေ့ထားလို့လည်းမရ။အမေကတစီကိုရွှန်ရှာဆက်ဆုပ်တဲ့ကြားကပဲကိုနဲ့နီးကပ်စွာဝင်းမြူထားမိရက်သားဖြစ်နေတယ်။တစီဟာရမ်းမှန်ရက်ကအိမ်မောကျနေတတ်တယ်။ရမ်းမှန်ရက်ကခေါင်းထောင်ထလာတတ်တယ်။တစုံတယောက်ရဲ့ပြောကနဲ့လည်းတစီကနိုးချလာတတ်ပြန်နေ။အလျင်းတင်တိုင်းတစီကအမိကိုချောင်းလန့်လျက်ရှိတယ်။ယခုတခါအိမ်မောကျနေတဲ့တစီကိုလှုံနှုံးလိုက်သူကအမေသာမောင်ဖေဝေးပဲဖြစ်တယ်။မောင်ဖေဝေးနှိုးလိုက်တဲ့တစီဟာခေါင်းထောင်ထလာပြီးသူ့ရဲ့ခြေထောက်စုံနဲ့အမေရှင်ကိုပြင်းထန်စွာကန်ကြောင်လိုက်တယ်။နေဘေကိုရှာဖို့ဆိုရင်တော့မတော်မှနဲ့လားအဝေးရဲ့။ဘာဖြစ်လို့လဲရွှေနုရဲ့ငါအဖေကတည်သွားတာမဟုတ်ဘူး။ငါအဖေကတနေရာမှာရှိနေရဲဆိုတာသိကြတယ်လေ။ငါအဖေကိုဘလောက်တွေ့ချင်မြင်ချင်နေဆိုတာနင်းသိဆုံးမှာဟာ။ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမဲ့နေဘေကဘာမှမဆက်သွယ်ပဲခြေအားဖြောက်သွားတာလေ။ပြီးတော့ခုချိန်ထိအသက်ရှင်နေအောင်မယ်လို့ပြောလို့ရပါမလား။ရွှေနုကလည်းဟာပါဇက်ပုတ်ကြီးနဲ့ပြောလိုက်တာ။ငါအဖေမသိသေးပါဘူးဟာငါသိတယ်။ငါလည်းရှာရင်တွေ့ကိုတွေ့ရမယ်ဟာ။ရွှေနုကတပြင်းချလိုက်တယ်။မောင်ဝေဝေးနဲ့ရွှေနုတို့ကရွှေနုတို့ရာတော်ထိပ်ကကုတ်ကုတ်ပင်ကြီးအောင်မှာစကားပြောနေကြတာဖြစ်တယ်။မောင်ဝေဝေးကသူ့မန္တလေးကိုသွားရမယ်ဆိုတဲ့အကြောင်းကိုရွှေနုသိအောင်လာပြောပြခြင်းဖြစ်တယ်။မောင်ဝေဝေးမန္တလေးသားရဲ့ရည်ရွယ်ချက်ကအလုပ်သွားလုပ်ဖို့တခုတည်းမဟုတ်ပျောက်ဆုံးနေတဲ့သူ့ဖခင်ကိုရှာဖို့ဆိုတာလေရွှေနုကသိထားတယ်။ရွှေနုတော်မဟုတ်တရားလုံးကသိနေကြတယ်။မောင်ဝေဝေးမမွေးခင်ကလေးကရွာကထွက်သွားလိုက်တာမောင်ဝေဝေးဖခင်မှာယခုအချိန်ထိရွာကိုပြန်မလားမောင်ဝေဝေးအသက်တောင်16နှစ်ရှိပြီဆိုတော့အချိန်တွေကကြာခဲ့ပြီပဲဒါကိုသိထားတဲ့ရွှေနုကအဖေကိုရှာဖို့တော့ဖြင့်တရတကြီးကိုစွန့်စွန့်စားစားမသွားစေလိုခြင်းဖြစ်တယ်။ဘာပဲဖြစ်ဖြစ်ဟာငါသွားနေတဲ့တောတွင်မှာနေငါ့ကိုသစ္စာရှိပါနော်ရွှေနုအောင်မေဘာပြောတယ်တောင်စုပ်အဲ့လိုပြောအောင်နေနဲ့ငါနေရဘာဆိုင်လို့လို့ဟဲ့ရွှေနုကရှက်သွေးပြန်သွားပြီးလက်မကင်ထားတဲ့သင်္ဘောရှုံနဲ့မောင်ဝေဝေးလက်ကိုရှာရင်ပြောလိုက်တယ်။ဘာလို့မဆိုင်ရမှာလဲ။ငါပြောတာအခါခါရှိပြီ။နေငါသာအပြေမပေးသေးတာ။မပေးနိုင်ပါ။မပေးပေမဲ့နေငါ့ကိုချစ်တယ်ဆိုတာငါသိသားပဲ။အော်ရှက်စရာကြီး။အဝေးနေပါရီရှောက်ပြောနေရလေတော်တော့ဟာငါတို့ရွှေရလေဒါမျိုးပြောရမယ်ရွှေမဟုတ်သေးဘူး။အမေဘသူကကန့်တဲ့ထားလို့လေ။တို့တငယ်ချင်းအောင်ကြီးတို့နှဆုံလို့စဉ်အိမ်အောင်နေတော့ကြကုန်ပြီ။ဟဲ့အဝေးဒါရီကိုနေကအားကြနေရလားဟမ်သူတို့လေကလေးတွဲလောက်နဲ့ဒုက္ခရှောင်းမဲ့ဟာတွေသိရလားအားကြလို့ပြောတာမဟုတ်ပါဘူးဟာနင်ပြောလို့တို့ရွယ်နေအိမ်အောင်ကြတဲ့လူတော်ကြကုန်ပြီလို့ပြောတာပါငါကမြို့တက်ပြီးစီးပွားရှာအောင်ပါလေပတ်စံစုမိမနင့်ကိုတောင်းပါရန်သူကနှကန်းကိုမဲလိုက်တယ်ပတ်စံမဲစုမိမလားမြို့ကကောင်မလေးတွေတွေ့ပြီးတော့ရွာပြန်မလာပဲနေမလားစောင့်ကြည့်အောင်ပါပေါ့တော့ကြာသူ့ဖေလို့ဟာငါ့ဖေကိုဆွမထည့်ပါနဲ့နေမဲဖြေပြောက်ရှာမယ်ဆိုတရားလုံးကနေပြီရွာပြန်မလာတာမြို့မှာမင်းမရနေလို့ဖြစ်မှာပေါ့တဲ့ရန်တို့စကားကြောင့်မောင်ဖေဝေးငိုင်သွားတယ်အဖေမိမရနေရလဲဟုတ်ချင်ဟုတ်မှာပေါ့လေငါတော့တွေ့အောင်ရှာမှာပဲအဝင်းရဲ့စကားတွေကလမ်းလွဲကုန်ပြီဟာကိုကြီးတို့ပြူရွာပြန်ရောက်နေတော့သူကောလို့ငါလိုက်သွားမှာပါငါပြောသလိုနင်းကိုစိတ်ချပါရစေနော်နေမန္တလေးမှာဘာလို့မှလဲကိုကြီးတို့ပြူကလက်ဖေးဆိုင်နေဆိုင်မှာအလုပ်သွေးမိမယ်တဲ့ရန်နုကတပြင်းချလိုက်တယ်။ရွာမှာပဲနေလေတူတူပါပဲဟာ။မြို့ကလက်ဖက်ရည်ဆိုင်မှာဇွဲလို့လောက်တာများဘာထူးမှမလို့လေ။မြို့အခြေအနေကြည့်ကျင်လို့ပါရန်နုရဲ့။ဘာပဲဖြစ်ဖြစ်မျက်စိပွင့်နားပွင့်တာပေါ့ဟာ။နေပြီလို့မျက်စိနဲ့နားတွေမဟုတ်ပဲအကုန်ပွင့်တတ်သွားပါအောင်မေ။အဲ့လိုပြောကြည့်မိမယ်။သွားကနေလာကနေမှရန်နုပြောမထွက်။ရွာမှာလေဗမာလို့ဖြစ်လို့တော့မိုးကမမှန်ရေကမရနဲ့လူတိုင်းညင်ညူနေကြတာမဟုတ်လားဟာ။ပြီးတော့ငါမြို့မှာတက်တက်လုံးနေမှာမဟုတ်တာင
ငါနင့်ကိုစိတ်ချပြရစီနော်မောင်ဖွေးဖွေးစကားကဒီနေရာကိုပဲပြန်ရောက်တယ်နော်ရွှေနုနင်ငါ့ကိုတခါတည်းအပြည့်ပေးလိုက်ပါလားအဝေးငါမှနင်ကလွယ်ပြီးတော့ဘသူမှစိတ်ဝင်စားစရာမရှိဘူးယောက်ျားလေးဆိုလို့တကယ်ချင်းတောင်မထားဘူးအဲ့ဒါပဲငါပြောချင်တာဒါဖြင့်နင်ငါ့ကိုချစ်တယ်ပေါ့ခက်ပါလားအဝေးရဲ့အဲ့လိုချစ်တယ်ဆိုတာမျိုးကြီးတော့မပြောချင်ဘူးဟာပြောလည်းမပြောတတ်ဘူးဘာပဲဖြစ်ဖြစ်နင်ငါ့ကိုစိတ်ချပါလို့ငါကတိပေးရှင်းတတ်တော့ဟာဝမ်းသာလိုက်တာရွှဲနုရဲ့အိုးလက်ကြီးကဖေးစမ်းမှာရုတ်တရက်အာရဝမ်းသာဆုပ်ကန်လိုက်တဲ့မောင်ဖူးရေးလက်နှစ်ဖက်ကိုရွှဲနုကရိုက်ချလိုက်တယ်ဟွန်းမြို့ကိုရောက်ရင်လေဘလို့တွေပြောင်းလဲသွားတယ်ဆိုတာငါစောင့်ကြည့်အောင်မသွားတော့ရွှဲနုကလက်ထဲကသင်္ဘောရှုပ်လီနဲ့မောင်ဖူးရေးလက်မောင်ကိုခက်ဆက်ဆက်ရှိုက်ရင်ယာတော်လေးဝင်ပြေးတယ်ဟေးရွှဲနုလက်ပြန်ငါ့ကိုလိုက်ပို့နော်မောင်ဖေဝေးကအော်ပြောလိုက်တယ်အမေတောင်းဝေးကကျမ်းမြင့်မော်ပြက်ဝတ်စွာတိုင်းကြော့နေတဲ့တာပြစ်သူမောင်ဖေဝေးကိုကြည့်ကမျက်ရည်တွေဝဲနေတယ်အမေကသားကိုမျိုးရက်ကိုမတော်ဖို့တားလိုက်ချင်ပါတယ်တားကလည်းတားမိခဲ့ပြီဖြစ်တယ်ဒါပေမဲ့တားလို့မရခဲ့တားဝေးကမြို့ကိုရအောင်သွားဖို့ဆုံးဖြတ်ထားသူဆိုတော့အမေဘလို့တားရတော့မှာမဟုတ်ဒီလိုကောင်းမာတာသူ့ဖေနဲ့တူလို့ပဲသူ့ဖေအမေကလည်းမငိုပါနဲ့မေရဲ့မောင်လေးကပြီးတော့မှမဟုတ်တာပြန်လာမှာပဲမေရဲ့အမေရဲ့အလတ်မသမီးဖြစ်သူမဖွားချစ်ကမျက်ရည်ကျလူအမေကိုနှစ်သိမ့်လိုက်တယ်အဝေးသွားကြစို့ဟိဟိုဘက်ကန်းကိုမော်တော်မမီပဲနေအောင်မေအရှိကကိုတို့ပြူတန်ပေါ်ထွက်လာတယ်ကိုတို့ပြူကမောင်ဖွေဝေးကိုမန္တလေးထိခေါ်သွားမှဖြစ်တယ်ကဲညီလေးမောင်တို့ပြူတော်ရောက်လာပြီလှုပ်ဟိသွားကြစို့တားကြီးမောင်ဖိုးတူကသူ့ညီကိုပြောသလိုနဲ့အမေအာယုံကိုလွှဲလိုက်တယ်အဝေးကိုမျိုးထိရှောင်းမောင်ဖိုးတူကလိုက်ပို့ပြီးမှဖြစ်တယ်မျိုးရှောင်းမှာဟိုဘက်ကန်းကိုကားလက်နံစီပြီးခီးဆက်ရမှာဖြစ်တယ်မောင်ဖေဝေးကမန္တလေးမှာနေသားကြနေပြီဖြစ်တဲ့ကိုတို့ပြူနေတို့မန္တလေးထိရောက်အောင်ဆက်သွားရမယ်အမေရှင်ထဲမှာစွတ်ကျင်ကြည်ကွဲလာတယ်ကျွန်တော်သွားတော့မယ်မေကျွန်တော်ဖေ့ကိုတွေ့အောင်ရှာခဲ့မယ်နော်အဝေးပြောလိုက်တဲ့စကားကအမေနှလုံးသားကိုထိုးနှက်လိုက်ပြန်တယ်မရှာနဲ့မင်းဖေကရှိမှလည်းမဟုတ်တော့ပါဘူးအမေကခေါင်းကိုရမ်းခါရင်ခါခါတီးတီးပြောလိုက်ရာအတန်တွင်အောင်တုန်ခိုက်သွားတယ်ကဲပါလေမောင်လေးကလေအလွတ်လွတ်ဖို့သွားတာပဲကံပြီးတော့လေတို့ဘီနဲ့တွေ့မှာပေါ့ဟဲ့စင်မကောင်းစရာတွေပြောမနေပါနဲ့ကဲသွားကြမဖွားချစ်ကအဝေးပကုံးကိုကန်ရင်အမေရှိကထားစီကပြောလိုက်တယ်အိမ်ဝါမှာနေရန်ကိုမိပြီးရက်နေတဲ့ရွှဲနုကမောင်ဖေဝေးရဲ့ခီးဆောင်အင်းလေးကိုဆွဲလိုက်တယ်ကျွန်တော်သွားပြီအမေနေကောင်းအောင်နေနော်တာလီကအမေကိုစိတ်မကျစွာမှားနေသေးတယ်ရွှဲနုကဘဲတီးလိုက်ဖို့မှလေကလေးရွာဒိတ်တီးတွေမှာရေးပွင့်အော်ကျွန်တော်ဆိုင်ရင်ရွှဲနုစီကိုပဲထည့်လိုက်မယ်ရွှဲနုကအမေကိုလာဖက်ပြလိုက်မယ်နော်မေအေးပါကွယ်အေးပါညီကိုနေအောင်ထွက်သွားတဲ့မြင်ကွင်းကအမေမျက်လုံးထဲဝဲတပြည့်ပြည့်မှုံသွားတယ်ဝေးသွားလို့မှုံသွားခြင်းမဟုတ်မျက်ရည်တွေကြောင့်ဝေးသည်မှုံသွားခြင်းဖြစ်တယ်အမေကျမအင်္ဂနာပြန်လိုက်အောင်မေမောင်မကိုလွှတ်လိုက်မယ်နော်မေမဖွားချစ်ကအမေကိုနှုတ်ဆက်ကပြန်သွားတယ်မောင်ဖိုးတူရောမဖွားချစ်ပါအိမ်အောင်ကွဲတွေဖြစ်ပြီးတိချားစီအိမ်ခွဲနေတယ်ဘိုးစင်မောင်ဆက်နေထိုင်လာတဲ့အိမ်လေးမှာအမေနဲ့သားလေးအဝေးတို့နှစ်ယောက်တည်းနေကြတယ်အဝေးမြို့ကိုသွားလို့မယ်ဆိုတော့မောင်ဖိုးတူနဲ့မဖွားချစ်ကသူတို့ရဲ့သမီးတယောက်စီကိုအမေအိမ်မှာအမေနဲ့တူနေခိုင်းကြမှာဖြစ်တယ်မောင်ဖိုးတူသမီးတက်နဲ့မဖွားချစ်သမီးဝဝတို့အမေအိမ်ပြောင်းလာဖို့စစ်စင်ထားပြီးသားဖြစ်တယ်အမေကိုကူညီပြုစုဖို့အတူလာနေမဲ့တက်နဲ့ဝဝမှာအခုလောက်ဖွယ်အရွယ်တွေတော့မဟုတ်ကြအသက်10နှစ်နဲ့10နှစ်အရွယ်မိန်းကလေးတွေဖြစ်ကြတယ်အမေကတာသမီး3ယောက်မြင်ကွင်းကပျောက်သွားတဲ့အထိထိုင်လန်းစနေရမှာပဲမရှိပဲထိုင်နေအမေမျက်လုံးတွေကရည်ရွယ်ချက်မရှိပဲအိရှိဘက်ကိုငေးကြည့်နေတယ်အမေမြင်ကွင်းထဲမှာမြင်သမျှအရာအလုံးကဝေဝါးနေတယ်မျက်လုံးအိမ်ထဲကမျက်ရည်တွေကြောင့်ရောကြာဆင်းနေတဲ့နှင်းတို့ကြောင့်မှအလုံးကမှုန်တီဝေဝါးလေးရရှိတယ်အမေကမျက်ရည်တွေကိုအကြလက်နားစားနဲ့တို့လို့သုံးလိုက်တယ်အမေကဖြင်းညစ်စွာထားပြီးနေရာမှာလှားထားတဲ့ခြေတစ်ဖက်ကြီးကိုလှမ်းဆွဲယူလိုက်တယ်ဒီဘက်ကိုခေါင်းမှာပတ်လို့ပေါင်းလိုက်တယ်အမေကအိမ်ထဲကထွက်ခဲ့တယ်အမေခြေလမ်းတွေကရွာနောက်ဘက်ကိုဥတီသွားနေတယ်အမေရှင်ထဲမှာနာကျင်ခြင်းဝမ်းနည်းခြင်းဝေဒနာတွေကစုပြုံတက်ခဲနေတယ်အမေမအုံးပွင့်အဖို့ဝေဒနာကိုတက်တာကြောင့်ရင်ဖွင့်ကိုကျွေးလိုက်ရမှစိတ်လက်ပေါ်မှာရှာမယ်ရွာနောက်ဘက်မှာအမေဝေဒနာကိုပွင့်ရနေရရှိတယ်အမေတိုင်းနဲ့ငိုကြွေးရမယ်လို့ရှိတယ်အမေကခ
တ်သက်ချစ်လန်းတွေနဲ့နှင်းလူတွေမှာလှမ်းလာခဲ့တယ်။လမ်းကလူသူရှင်းလင်းတိတ်ဆိတ်လျက်ရှိတယ်။အမေမအုံးပွင့်ဟာရွာနောက်ဘက်ရှိတင်းချိုင်းကိုရှိရာကိုရွရွနဲ့ရှောက်လာခဲ့တယ်။ရွာနောက်ဘက်လမ်းကတင်းချိုင်းကိုရှိရာကိုဥတီလျက်ရှိတယ်။တောင်မြောက်နဲ့အရှိဘက်ကိုထွက်တဲ့လမ်းဒီမှာမြို့ကိုလက်ကောင်တခြားရွာတွေကိုလက်ကောင်အသီးသီးဥတီနေပေမဲ့အနောက်ဘက်ထွက်တဲ့လမ်းကတော့ရွာသိမ်းဆိုင်တစ်ခုတွေကိုသာဥတီလျက်ရှိတယ်။အမေမအုံးပွင့်ကရွာအထွက်ကမြင်းပြူရှင်နဂုံနီရောက်တဲ့ကပိုလူခတ်သက်သက်လှမ်းလိုက်တယ်။မြင်းပြူရှင်နဂုံကိုညောင်မင်းကြီးရဲ့ဘေးမှာတစ်သားရည်လေးနဲ့ရှိုက်ထားတယ်။မြင်းပြူရှင်နတ်ကြီးကတစ်သားရုပ်မြင်းပြူပေါ်မှာလက်တစ်ပတ်ကမြင်းဆက်ကျိုးကိုဆွရင်လက်တစ်ပတ်ကဓာတ်ကိုဝင်ကဝင်းဝင်ကြွားကြွားကြီးဆက်မြန်းနေတယ်။အမေကခေါင်းမော့ကတပတ်စနဲ့မြင်းပြူရှင်နဂုံရှိရာဘက်ကိုကွယ်လိုက်တယ်။မျက်နှာကိုလည်းနဂုံမဲ့မလဲမိအောင်ခက်ဆောင်ဆောင်နဲ့လွှဲထားတယ်။နဂုံရှိရာညောင်မင်းရဲ့နောက်ဘက်တက်မှာဇရက်တစ်ဆောင်ရှိတယ်။ဇရက်ကအသုံးမပြုတော့တဲ့အတွက်အမိုးရလန်ကပြပြချင်းကင်းမဲ့ပြီးတစ်ပတ်ကိုစောင်းနေပြီ။အမေကနဂုံကိုလက်ကောင်ဇရက်ကိုလက်ကောင်လှမ်းမကြည့်မိအောင်တပတ်နဲ့ကွယ်ကအဲ့ဒီရှိကောင်မပြေးအောင်တမဲခတ်သက်သက်လှမ်းလာခဲ့တယ်။အမေမအုံးပင်ကနဂုံကိုလွန်သွားမှတပြင်းတစ်ချက်ချလိုက်တယ်။သူမရဲ့ခြေလမ်းတွေကတော့နဂုံလွန်ကစပြီးပိုသွက်လာလေတယ်။ကိုတိယညက်ခတ်သွားလိုက်တော့ဂျွားရဲ့တုတ်တန်ဝါကိုရောက်သွားတယ်။တုတ်တန်ကနနက်ခင်းနဲ့နှင်းပွဲပွဲအောက်မှာပကတိတိတ်ဆိတ်လျက်ရှိတယ်။အမေကကာယံမရှိတဲ့တင်းဆိုင်လေးကိုလှမ်းဝင်လာခဲ့တယ်။ဒါနေကြဆိုတော့အမေကသူတွေ့လို့တဲ့သူဟာဘယ်နေရာမှာရှိတယ်ကိုသိပြီးဖြစ်တယ်။အမေကမြေပုံတွေကမှုတွေကျင်းချိုင်းတွေကိုကြော်ကလွှားကနဲ့တင်းချိုင်းစုံကမြေပုံတစ်ခုစီကိုလာခဲ့တယ်။အမေချင်လန်းလိုက်တိုင်းမြေပေါ်ကြွေကြနေတဲ့ရုံးဝါစားတွေစီကအတန်တွေထွက်ပေါ်လာတယ်။အမေကမြေပုံသားရှောက်နေခတ်သက်သက်လှမ်းလိနဲ့ပို့ပြီးမြန်ဆန်လာတယ်။မြေပုံနီးရှောင်းလာလေသူမရဲ့ရှင်ခုံတို့ကပို့လို့မြန်လာပြီးမျက်ရည်တွေလည်းစီးကျလာတယ်။အမေမြေပုံသားရောက်ခါနေမှအမေမအုံးပွင့်ကနှုတ်ကဖွင့်ရအော်ညင်းလိုက်တယ်။ခက်ရောက်ရောက်သာခုံးမိုးလေးရဲ့ရှိတဲ့လူသေးလောင်းမြုပ်နှံထားတဲ့မြေပုံရှိရောက်တာနဲ့အမေမအုံးပွင့်ကမြေပုံမော်ကိုလှဲချလိုက်တယ်။မြေပုံကောင်းရှင်းမှာတော့ဒေါ်မဝိုင်းအသက်66နှစ်အဲ့လိုဆိုတဲ့တေသားဆိုင်မွန်လေးကစာသားတွေပြန်ရင်းစွာခြားစားထားတဲ့အတိုင်းမှာခက်ဆောင်ဆောင်တွဲချိတ်လျက်ရှိတယ်။အမေကျုပ်ဒုက္ခတွေကိုကြည့်လိုက်ပါဦးနော်အမေရဲ့အမေမအုံးပွင့်ကမြေပုံအတွင်းလဲလျောင်းနေတဲ့အလောင်းကောင်ကိုတိုင်းတွေကရေရွံ့လိုက်တယ်။အမေလက်တွေကမြေပုံမုံမှုကိုဖက်တွေထားလျက်သာရှိနေတယ်။အမေရဲ့မြီးကလေအမေမြီးလေးမောင်ဖေဝေးကလေသူ့အဖေကိုလိုက်ရှာမလို့တဲ့တော့မြို့ကိုထွက်သွားပြီအမေရဲ့သူ့အဖေလူစိမ့်ကားကြီးကိုလိုက်ရှာမလို့တဲ့တော့လိုက်ရှာမလို့တဲ့အမေမအုံးဝင်းကရေရွံ့ရင်ကအတန်နေတင်ဝင်သွားကအတန်ကြာငိုဆိုင်နေတယ်။အားရအောင်ငိုပြီးတဲ့ကအမေမအုံးဝင်းကိုကမြေပုံပေါ်ကပြန်ကြွလာတယ်။အင်းလေတကယ်တော့ကျုပ်ပြစ်တွေကြီးပါပဲအမေရဲ့ကျုပ်ပြစ်တွေကြီးပါပဲတော့မောင်ဖေဝေးအမေသားနဲ့မတွေ့ပါစေနဲ့လို့ကျုပ်ဆူတောင်းရတော့မှာပါပဲတော့အမေလည်းကျုပ်ကိုခွင့်လို့ပါနော်ကျုပ်ကိုခွင့်လို့ပါကျုံပြစ်တွေခွင့်လို့စရာမကောင်းမိမေခွင့်လို့ပါတော့အမေရဲ့သူသားလေးမောင်ဖေဝေးအမေသားနဲ့မတွေ့ပါစေနဲ့လို့ဆူတောင်းပေးပါဦးအမေရဲ့တွေ့များတွေ့ခဲ့ရင်အမလေးကျုပ်မတွေ့ရဲဘူးကျုပ်မတွေ့ရဲတော့အမေမအုံးဝင်းကနောက်တစ်ချိန်မြေပုံပေါ်ကိုပြက်လေးကငိုချလိုက်ပြန်နေသူမရဲ့မျက်နှာနဲ့အင်ကြီးရှင်မက်တစ်ခုလုံးမှာမြေမုံနေပြီးကျန်သွားတယ်အမေကမြေပုံပေါ်မှာအားရပါရငိုကြွေးရှင်ဖွင့်လိုက်ရတော့စိတ်လက်ပေါ်ပါသွားပုံရတယ်အမေအဖို့ရှင်ဖွင့်စရာတိုက်နေစရာကလွန်ခဲ့တဲ့10နှစ်ကကွယ်လွန်နေပြီဖြစ်တဲ့အမေဒေါ်မန်ဝိုင်းသာရှိတယ်မဟုတ်ပါလို့တကယ်တော့ဒေါ်မန်ဝိုင်းကမအုံးပွင့်ရဲ့အမေမဟုတ်မအုံးပွင့်ရဲ့ပျောက်ဆုံးနေတဲ့ခင်မွန်ကိုအောင်ကြီးရဲ့မိခင်သားဖြစ်တယ်မအုံးပွင့်ရဲ့ရကမသားပဲဖြစ်ပါတယ်ဇီးစုတော်ရွာလေးရဲ့နနက်ခင်းဟာနှင်းမုံနေဝဲငင်းတက်လျက်ရှိတယ်ရွာရဲ့တောင်ဘက်ဆုံကအိမ်လေးမှာအဖွားဦးတယောက်ကအိမ်ရှိကပြင်မှာထိုင်နေတယ်ကပြင်ပေါ်မှာတက်စီပိုင်းတစ်ခုရဲ့အဖုံးပေါ်မှာပြရိကင်းပြီးထင်းမိမို့တစ်ခုပို့ထားလျက်ရှိတယ်အဖွားဦးကကျမ်းပေါ်မှာချီချမ်းဆောင်တတေကိုခောက်လျက်ခင်းထားပြီးထိုင်နေခြင်းပဲဖြစ်တယ်ဆောင်းတဲ့အခါဆိုတော့မီးလုံနေခြင်းပဲဖြစ်တယ်ပတ်ဝန်းကျင်တစ်ခုမှာတော့နှင်းမြူတွေကပိမ့်ပိအောင်ဝေဆိုင်လျက်ရှိပေတယ်အဖွားဦးရဲ့ကျူးမဖြစ်တဲ့မအုံးပွင့်ကအရှိမြေခွက်လက်ကတရွက်ချောက်တီကိုအုံးတစ်ပြက်စီတစ်ချောင်းနဲ့လှည့်ကျင်လျက်ရှိတယ်
ကပြင်မော်ကမိဖို့နေတဲ့အဖွားဦးဟာအိရှိကဖြတ်သွားသမျှလူတွေကိုလှမ်းအောင်နှုတ်ဆက်လျက်ရှိတယ်။ဟဲ့ဟိုရှိကကွပြားကြီးထမ်းလာတာဘသူများတော့ဟဲ့ကျုပ်ပါဘွားဝိုင်းရဲ့ဖိုးခါဗျ။အေးဖိုးခါကိုမောင်တို့သားဖိုးခါလားဟဲ့ကြည်စက်ဟဲ့အသက်ကကြီးလာတော့လေမျက်စိမျက်စံတွေလည်းမကောင်းတော့ပါဘူး။နင့်ကိုနင့်ဖေးလို့ငါမျက်လုံးနဲ့ထိမိတာဟဲ့အဘမနစ်ကဆုံးသွားပြီလေဘွားဝိုင်းရဲ့မမှတ်မိတော့ဘူးလားဟင်အေးဟုတ်သားဟဲ့အော်ဒုက္ခကိုဘိုးကရှီမောင်းရင်ထွက်ခွာသွားတယ်အဲ့ဒီချိန်မိမနှစ်ယောက်ရှောက်လာရအဖွားအိုကနှုတ်ဆက်လိုက်ပြန်နေမင်းများတို့ညီမမှတ်တယ်ဟုတ်ကဲ့ရီရှားရင်းစင်းတော့မလို့လားဟဲ့ညီလင်ရောပြောကြည့်မအောင်ရီရဲ့ဟိုဘက်ရွာပွဲသွားကြည့်တယ်လေဟေးဟာပွဲတော့ငါသားအောင်ချက်လေသွားတဲ့ဟိခုတီကိုပြန်မရောက်သေးဘူးအမမြကြီးတွေ့ယောက်ျားတော်ပါသေးတဲ့တော့ကျုံလင်ကိုအောင်ချစ်များဖြင့်ပွဲစားကလေးကသွားကြည့်နေတာ၃ညစက်တိုက်ပါကောကိုရင်ထွေးကဒီနေ့ညရင်သွားတာမဟုတ်လားတော့ဒီပစီလဲနေတဲ့မအုံးပွင့်ကဝင်ပြောလိုက်ခြင်းဖြစ်တယ်အုံးပွင့်ရဲ့ညီယောက်ျားကလေငကိုကလေးကပွဲယူဇယူဟာကိုအရှိကလေလူပြိုကလေးကအလိုလိုက်တာတော့ပွဲသွားတာစမ်းသလားညီတို့ကဝမ်းစာပိုးရှိတော့အိမ်ဦးနဲ့ကအပျော်ကျူးနေလေကိစ္စမရှိဘူးလေကျုပ်တို့တော့ဒီလိုရက်ဆက်ကြီးလှုပ်နိုင်မှာတော့မမြပြန်ပြောတဲ့စကားကိုအင်္ဂမြေပေါ်ကအဖွားဦးကရီမောလျက်ရှိတယ်ကျုပ်လည်းပြောမရလို့ကြည်နေရပါအမမြရဲ့အိမ်အောင်တဲ့ပဲဖြစ်နေပြီသူ့ဘက်ကအပျော်ပါရှော့တင်ပါတယ်ဟုတ်ပါအေးခလိပဲနှစ်ယောက်ရှာနေပြီတယောက်ချစ်ဟာငါတောင်းမပြောကြပါနဲ့အေးအဖွားဦးကရီမောမောပဲပြန်ပြောတယ်တားပြည့်သူပြောပါမှတ်ပုံကိုဘေးကဝေဖန်တာကိုတောင်ကျင်းနေရင်တူတယ်ဒါမှမဟုတ်အများသူကလို့နှစ်ဘူးကကြွေးချေမကြတဲ့အထိမိုးလင်းမိုးကျုပ်အလုံးလုံးစရာမလိုအောင်ချောင်းနေတဲ့မိမိတို့စီးပွားရေးအတွက်ဂုဏ်ယူနေပုံရတယ်ငယ်တို့မို့ပါကွယ်နောင်တော့လေသူပြုပြင်ပါလိမ့်မယ်အေးအဖွားကတာအเจ้าကိုဆက်စကားမပြောအောင်စကားပေးလိုက်တယ်အဲ့ဒါသာကြည့်တော့အမမြကြီးအမေကလေသူ့သားများဆိုဘာမှမပြောဘူးတော့မောင်ပွင့်ကဒီမျက်စိကိုခက်ဆောင်းဆောင်လင်းရင်ညင်ညင်ညူညူပြောလိုက်တယ်မမတို့ညီမထွက်သွားတော့မအုံပွင့်ကအမေသားလည်းခုထိပြန်မလာသေးပါလားအမေနေတော့ထွက်လာပြီအဲ့လိုပြောလိုက်တယ်ပွဲမပြီးသေးလို့နေပါလိမ့်မယ်အေးအော်ဒီနေ့ကပွဲနောက်ဆုံးနေမဟုတ်လားဟဲ့ဇက်သမားတွေနဲ့သူနဲ့ကခင်နေတော့နှောက်ဆက်နေလို့ထင်ပါရဲ့အမေသားကတော့လေကျုပ်ပြင်မပြောချင်တော့မင်းသားကိုကျွေးဖို့ဆိုပြီးယူသွားလိုက်တာကျုပ်လက်နာတဲ့ဆက်သားကြောင့်ဒီကုံမရောလားသူကဇက်သမားတွေကိုခင်တာကိုအေးငါသာသူကိုယ်တိုင်လည်းအစိုးအတိကောင်ဆိုတော့ဇက်သူဇက်သားတွေကိုခင်နေမင်းနဲ့ပေါ့အေးကျွေးပါစီအေးအဖွားကသူ့သားကိုအပြစ်မပြေနိုင်မဲရီရီမောတောင်ကာစီလို့ပြောနေတယ်အဲ့ဒီချိန်အိမ်ထဲမှာအိမ်နေတဲ့ကလေးနှစ်ယောက်နိုးလာပြီးအိမ်ရှိထွက်လာကြတယ်ဟဲ့မျက်နှာရည်တစ်ကြလေသွားကြစားယူပြီးသွားတိုက်မျက်နှာတစ်ပြီးမှမီးလုံရင်စားကြတော့ကြအမေတမင်းချမ်းတွေကြော်ထားတယ်မောင်မွေတပြက်စီးကိုတမိတပင်မှာထောင်လိုက်ရင်အဖွားပြည်သူဘေးမောင်ဝင်တိုင်းကမီးလုံနေရင်ကပြောလိုက်တယ်အေးဟဲ့တော့မြီးတို့မျက်နှာတစ်ချီအောင်ကလေးနှစ်ယောက်ကမီးဖို့ရှိကအထအကြီးကဖိုးတူကလမ်းမပဲလှည့်ကြည့်ရင်းနဲ့အော်လိုက်တယ်ဟောဟိုမှာအဖေပြန်လာပြီအားလုံးကြီးကဖိုးတူညွှန်ပြလိုက်တဲ့လမ်းမဘက်ကိုရောက်သွားတယ်အမေသာကြွကြည့်လာမှပြီတော့ပေါင်ချစ်ကနိုင်လုံအင်ကြီးဖြူနဲ့ဘန်ကပစုပန်းရောက်ကိုဝေကခါးမှရွှေကပတ်ကိုပတ်ထားတယ်နိုင်လုံအင်ကြီးကိုဖောက်ပြီးအိတ်ကက်ထဲကငွေစက်ကူတွေကိုမြင်နေရတယ်ပေါင်ချစ်ကပစိုးကပုံစလီကိုရှေ့ထုတ်ကဝင်သွားတဲ့ခြေလက်နဲ့လှမ်းလာတယ်ဒါပေမဲ့မစီစီဖို့စီးထားတဲ့ဖုတ်ဖနက်ကြောင့်ခြေထောက်ပေါက်ကတစ်ချက်ထောနေဖြစ်သွားတယ်ငါသားကတော့လေဘယ်ချိန်ကြည့်လိုက်ကြောက်မော့နေတာပဲဟဲ့တညာလုံးပွဲကြည့်လာတာတော့သူ့မှာရှိုးမပြတ်ဘူးအဖွားကသားကိုချစ်တဲ့စိတ်နဲ့ဇပွဲမှာအချိန်ဖြုံးနေရလို့မမြင်နိုင်အားပဲချီမုန်းကန်ဖွင့်လိုက်တယ်မောင်ဝင်းကလင်သားကိုမြင်လိုက်လို့ရင်ရေးသွားပေမဲ့၃ရက်ဆက်တိုက်ဇပွဲကြည့်နေတာကိုစိတ်ဆိုးလက်ဆနေဆိုတော့ဒူးမဆိုင်ဟန်နဲ့မျက်နှာကိုတစ်ဖက်လွှဲလိုက်တယ်အထင်၅ချိန်နဲ့ပြုတ်လုထားတဲ့နှေကားလေးကနေပြီးအိမ်ငယ်ပြင်းမော်လှမ်းတက်လိုက်တယ်မောင်ချစ်ငါသားပွဲတော်ကောင်းသလားဟဲ့အေးပွဲလေဒီနေ့တော့ပြီးသွားပြီမင်းလည်းအိမ်ရဲပြတ်တာများပေါ့အတို့ကြအိမ်အောင်ဟေးကျုပ်မိတ်ဘူးမေကျုပ်မြို့ကိုသွားတော့မှာဘာကိုအောင်ချစ်ပြောကြောင်းအိမ်မော်လှမ်းတက်နေတဲ့မအုံပွင့်ကအလက်တကြောင်အုံမင်းလိုက်တာဖြစ်တယ်ဟုတ်တယ်အုံမွင့်ကမင်းသားငါ့ကိုမြို့လိုက်ခဲ့ဖို့ခေါ်တယ်
ငါ့ကိုပြဆက်မင်းသားဖြစ်အောင်သူကမြေတောင်မြောက်မေးပါလေဟာ။အိုးမဟုတ်တာတော့သူပြောတာယုံသလားတော့လို့တော့သားဘယ်နဲ့မင်းသားဖြစ်မှာလဲ။ကိုအောင်ချစ်တော်လီ3နိုင်ဖြုံးနိုင်မှန်းသိလို့အဲ့ဒီမင်းသားချူမလို့ခေါ်တာတော့တော်ဟာလေ။ဘာအုံးဝင်နေပါစကားပြောတာလေမင်းသားဒီလိုစိတ်မရှိဘူးငါ့ကိုသိချစ်လို့ခေါ်တာ။ तू ကငါ့ကိုသိသဘောကျနေတာ။ငါတချင်းဆိုပြတော့အတန်လဲအောင်နေတဲ့။လေးချင်မင်းရင်မင်းသားဖြစ်နိုင်နေတယ်ဟာ။အိုးဒါတော့မြတ်ပြောနေတာ။အုံးဝင်နင်တိတ်နေစမ်းနင်ယောက်ျားနာမည်ကြီးပြဆက်မင်းသားဖြစ်မောင်နင်ဝမ်းတာရမှာ။တာရေဟုတ်ပါမလားကွယ်။ဘာဖြစ်ဖြစ်အမေကတော့မြို့ကိုလိုက်မသွားစေချင်ဘူး။တောင်းကိုအမြဲအလိုလိုက်ကတားဘက်ကကာစီးနေကြဒေါ်မဝိုင်းကိုယ်တိုင်နောက်တားမြင်လိုက်တယ်။အမေကလေကျုပ်အမှုပညာဝါသနာပါတော့သိရတာနဲ့ကျုပ်ရဲ့အမှုပညာနဲ့ပြည်သူတွေကိုဖျော်ဖြေခွင့်ရတော့မှာမေရဲ့။ဒါပေမဲ့မြို့ရန်ဆိုတာကျုပ်ဆရာတယောက်လုံးရှိပါတယ်အမေယာ။ကျုပ်ဆရာမန်းမြို့တင်လွင်ဆိုတာကျုပ်ဆရာမန်းမြို့တင်လွင်ဆိုတာတနိုင်ငံလုံးမှာနာမည်ကြီးပြဆက်မင်းသားပါဗျ။အိုးကောင်းချစ်တော့လူပြိုလေးမဟုတ်ဘူးနော်။တော့မှကလေးနှစ်ယောက်နဲ့မအုံးဝင်းကဂျားဘက်အော်ပြောလိုက်တယ်။ကိုအောင်ချစ်ကမအုံးဝင်းကိုဇက်ကနေလှည့်ကြည့်တယ်။ဟာငါနာမည်ကြီးပြဆက်မင်းသားဖြစ်လာတဲ့ခါကျနင်တို့သားမီးတွေကိုမြို့မှာခေါ်ထားမှာပါဟာ။ဟင်းကျုပ်မရှုံငါသားသမီးတို့ငါမမေ့ပါဘူးအုံးဝင်းရေကျုပ်မရှုံတာအဲ့ဒါမဟုတ်ဘူးတော့ပြဆက်မင်းသားဖြစ်မယ်ဆိုတာကိုမရှုံတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ကိုအောင်ချစ်တော့မတော်ရအောင်နော်။အုံးဝင်းအသာနေစမ်းဟာအမြင်မကျဲတဲ့မိန်းမငါရဲ့အမှုပညာတွေကိုဟော်ရီတော်ရဲ့ကရှုံနေဘွက်ထဲမှာမြုပ်နှံမပြစ်နိုင်ဘူး။ငါအမှုပညာနဲ့ပြည်သူကိုလုံခြုံပြုဖို့မွေးဖွားလာတဲ့လူတမင်ပညာဟာငါရဲ့ကိုးကွယ်ရာ။အိုးတော်စမ်းပါဘာရီပြောနေရတော့။အေးငါရဲ့အမှုပညာအဘိဓမ္မာတွေကိုနင့်ကိုပြောပြနေရင်လေကျွဲပါဆောင်နေတယ်လို့ဖြစ်မှာပဲ။နင်ဒါရီနားမလဲပါဘူးအုံးဝင်ရဲ့။ကိုအောင်ချင်းတို့ကရေရိုးလိုက်တဲ့စကားတွေကညကကြည့်ခဲ့တဲ့ပြဆက်တွေကသူကြည်ညိုတဲ့ပြဆက်မင်းသားမန်းမြို့တင့်လွင်ရဲ့စကလုံးတွေဖြစ်တယ်။ကိုအောင်ကြီးကစကားဆက်ပြောမနေပဲအိမ်မော်တက်သွားတယ်။အိမ်ထဲမှာသူ့ဝေစားတွေကိုလွယ်တလုံးနဲ့ထည့်တယ်။နေရာမှာချိတ်ထားတဲ့သူ့တင်းနီကြမန်ဒလင်လေးကိုဖြုတ်လို့လွယ်လိုက်တယ်။ပြီးတော့အခန်းထဲဝင်သွားပြန်တယ်။မုံပွင့်ကအခန်းထဲတင်လိုက်ကြည့်ပြီးမြင်ဝင်းကိုကြည့်လို့អော်လိုက်တယ်။အိုးကိုအောင်ချစ်တော့ဘာလုပ်တာလဲ။ငါအဖေပေးထားတဲ့ပစ္စည်းငါယူတာ။အမေသူရွှေစဲကြောကြီးယူနေပြီတော့ကိုအောင်ချစ်ကဆွဲကျုပ်ကိုအင်ကြီးတွေထိုးတက်လိုက်ပြီးမုံပွင့်ကိုတွန်းလိုက်လို့အခန်းထဲကထွက်လိုက်တယ်။အမေကျုပ်အဖေလုပ်ပေးထားတဲ့ကျုပ်ဆွဲကျုပ်ကိုလိုမဲယူသွားတယ်။စိတ်ချကျုပ်ထူခွဲမဖြစ်ပါဘူးလိုမဲပါ။ကိုအောင်ချစ်ကမိခင်ရှိထိုင်ချလိုက်ပြီးမိခင်ကိုဦးသုံးချိန်ချကြတော့တယ်။မောင်ချင်းမင်းတကယ်သွားမလို့လားစဉ်းစားပါအောင်ငါသားရဲ့။ဇက်ကအခုထွက်တော့မှာမေသူတို့မှပွဲဆက်ဖို့ရှိတယ်ကျုပ်တခါလေးလိုက်သွားရမှာ။မသွားပါနဲ့ကွယ်မင်းမရှိလို့ဒီအိမ်မှာဘယ်ဖြစ်မလဲဒီလိုမြင်ချင်းများနေလို့မဖြစ်ဘူးမေကျုပ်ကမိသားစုစုတွေအတွက်လူပြစ်လာတာမဟုတ်ဘူးပြည်သူလူထုတရက်လုံးကိုဖျော်ဖြေဖို့အတွက်အနုပညာသမားအနေနဲ့မွေးလာတာကျုပ်အတွက်အမေတို့ဂုဏ်ယူရမှာပါဗျာဒါပေမဲ့ကဲသွားမယ်မေအုံးမွေရေငါသွားပြီဟဲ့အဖေဘယ်သွားမလို့လဲကလေးနှစ်ယောက်ကပေါ်ချစ်လွယ်ထားတဲ့လွယ်ကိုဆွဲရင်မေးတယ်အဖေပြန်လာမယ်သားနေသမီးတို့မင်းတို့ဘီကနိုင်ငံကျော်ပြဆက်မင်းသားကြီးနေနေမင်းတို့ဂုဏ်ယူရမယ်ကွာမကြပါဘူးကွာနောက်တစ်နှစ်ပေါ့အဖေပြန်လာမယ်နေလေးမမနေကြနော်ကောင်ချစ်ကအငယ်မဖွားချစ်ကိုပွေ့ချီနေရင်ပြောတယ်အိမ်နောက်တော့မဖွားချစ်လေးကိုပြန်ချပြီးအိမ်ရောက်ကိုဆင်းသွားတယ်မုံပွေးကပြောမြတဲ့လင်သားကိုကြည့်ပြီးစိတ်ပြက်လက်ပြက်နဲ့အယုံကျိုးပြက်ထိုင်ချလိုက်တယ်နေရာကိုမိကငိုနေပြီးတော့တယ်ကောင်ချစ်ကကြွားဝင်းတဲ့ခြေလန်းတွက်လက်တဲ့ခြေလန်းနေနဲ့အိမ်မက်ကိုတစ်ချက်မှလှည့်မကြည့်ပဲထွက်ခွာသွားပြီမုံပွေးကမျက်ရည်တွေကြားကကောင်ချစ်ရဲ့ကြောပြင်ကိုကြည့်ရင်ကြံရင်ခဲ့တယ်အဲ့ဒီမြင်ကွင်းကအမေမအုံးမွေ့ဖို့လင်သားဖြစ်သူကိုနောက်ဆုံးမြင်လိုက်ရခြင်းဖြစ်တယ်အမေသားကိုများရှာလူတွေးခဲ့ရင်တော့ကျုပ်အသက်ကြီးမှအဆက်ကြီးလုံးလုံးကွဲရတော့မယ်ထင်ပါရဲ့အမေရဲ့ကျုပ်ဒုက္ခတွေကိုမြင်လဲပါအောင်တော့မြင်လဲပါအောင်အမေရဲ့အမေမအုံးပွင့်ကအားရပါရငုံလိုက်ပြီးမြေပေါ်မော်ကပြင်းချင်းစွာထားလိုက်တယ်။နေရောင်ကလင်းပွင့်လုံလာပြီးနှင်းတွေလည်းကျေပါပြောက်ွယ်သွားပြီးအမေကလေးတွဲစွာနဲ့ထားရလိုက်တယ်။ယခုအချိန်ဆိုရင်သားနှစ်ယောက်ကဒီအကြောင်ရှော်ကထွက်ခွာတဲ့မြို့ကိုသွားတဲ့ကားပေါ်မှာရောက်နေပြီးရောမယ်
သားငယ်မောင်ဖေဝေးကိုမြို့ကတင်မောစိတ်တီလိုက်ပို့ပြီးသားကြီးမောင်ဖိုးချစ်ကရွာပြန်လာမှဖြစ်တယ်။အမေရဲ့တသက်တာမှာသူရင်သားရင်တွေကအမေကိုကြောက်ခိုင်းပြီးတရက်တကြီးကိုထွက်ခွာသွားခြင်းမျိုးနှက်ကသားကြုံမှုတွေသူတို့ဘေကောချစ်ထွက်သွားပြီးဘယ်တော့မှပြန်မတွေ့ရတော့တဲ့တွေ့ကြုံကြောင့်အမေစိတ်ဝင်လေးလံလျက်ရှိတယ်။သားလေးလည်းအမေရှင်ဝင်လေးကိုပြန်မရှောင်းလာပါမလား။သားကသူ့ဖေကိုတွေ့အောင်ရှာမယ်လို့အားခဲသွားခဲ့တယ်။ကိုအောင်ချစ်ကိုသားလေးရှာလို့တွေ့သွားမှကိုအမေဆုံးရင်နေကိုအောင်ချစ်ကိုသာရှာလို့တွေ့ခဲ့ရင်အတွေးနဲ့အမေရှင်ဝင်လေးလဲလာပြန်နေ။အိုးသူရှိချင်မှရှိတော့မှာပါ။အမေကဖြစ်တွေးလိုက်ပြန်နေ။သားလေးအဝေးကတော့သူ့ဖခင်ကိုမန္တလေးမှာတွေ့ကိုတွေ့ရမယ်လို့စိတ်ချယုံကြည်လျက်ရှိတယ်။အဖေလိုက်သွားတဲ့စပွဲနာမည်ကရွှေမန်းကြည်ရှင်ဆိုတာဟုတ်တယ်နော်အမေ။အေးဟုတ်တယ်။အဖေကိုပညာသင်မင်းမယ်ဆိုပြီးခေါ်သွားတဲ့ရစက်မင်းသားနာမည်ကဘသူ။မန်းမျိုးတင့်လွင်ဆိုလားတက်လွင်ဆိုလားပဲ။ဒါဆိုရင်တော့ရှာလို့လွယ်ပါပြီအမေရဲ့။သူတို့ကဇက်သမားနာမည်ကြီးတွေပဲ။မန္တလေးမှာဇက်အတိုင်းဝိုင်းနဲ့လိုက်မင်းရင်တော့သိမှာပေါ့။နှင်ပေါင်းကကြားပါပြီသားရဲ့အမေတော့တွေ့မယ်မထင်တော့ပါဘူး။သူမကိုမိသားစုမကျင်နာလို့ပြန်မလာတာ။သားကဘာလို့ရှာကျင်ရတာလဲမရှာပါနဲ့သားရဲ့။အမေကအဖေကိုစိတ်နာနေရလားယင်။အဖေမှလည်းသူ့เจ้าနဲ့သူရှိမှာပေါ့အမေရဲ့။ကျွန်တော်အဖေကိုမြင်ချင်လို့ပါ။အကိုကြီးနဲ့အမကြီးကမှအဖေကိုမြင်ဘူးလိုက်သေးတယ်။ကျွန်တော်အဖေကိုမမြင်ဘူးလေ။ဘာပဲဖြစ်ဖြစ်အဖေအသက်ရှင်ရရှိသေးတယ်ဆိုရင်တော့ကျွန်တော်တွေ့ကိုတွေ့ရမယ်အမေရဲ့။နေအဖေကိုမြင်မှုကြည့်ရင်ဟိုမှာဓာတ်ပုံရှိသားပဲ။အော်ဓာတ်ပုံကလူမမို့ပဲအမေဟာကျွန်တော်အဖေကိုတွေ့လို့အိမ်မြန်ခေါ်လာရင်အမေကအဖေကိုရန်တွေ့မှလာရင်။အိုးတော်စမ်းမှာဝေးရဲ့။ကျွန်တော်ကတော့အဖေကိုတွေ့အောင်ရှာပြီးတော့အဖေနဲ့မိကိုပြန်မောက်ခိုင်းပါဗျ။တားလီမောက်ဖေးဝေးကအကိုအမတွေနဲ့မတူတက်လက်ချက်ချပြီးထက်မြက်တယ်ရင်းဝင်နေပြောရင်ပြောသလိုလုံးမကိုအမေကသိတယ်။ဒီတော့လေကိုအောင်ချစ်ကိုရှာလို့မတွေ့ပါစေနဲ့လို့သာအမေကဆူတောင်းရုံသာရှိတယ်။ဟုတ်တယ်။ကိုအောင်ချစ်နဲ့သားနဲ့တွေ့လို့မဖြစ်ဘူး။ကိုအောင်ချစ်ရွာပြန်လာလို့လည်းမဖြစ်ဘူး။သူပြန်လာခဲ့ရင်အမေကနှုတ်ကတတွတ်ရေယွရင်အတိမိတ်စွာနဲ့တင်ချိုင်းနေကပြန်ထွက်လာခဲ့တယ်။အကြီးပွင့်ရန်သူကဆိုင်လီကိုကရင်ဒုံမွေ့မီကိုခေါ်ကအိမ်ထဲဝင်လာတယ်။တားမောင်ဖေဝေးစီကဆလာပြန်ပြီးတင်နေ။မောင်ဖေဝေးကစာကိုရန်သူတို့အင်းလိမ့်စာနေပြီးထည့်နေကြ။ရန်သူတို့ကရွာထဲမှာကုံဆောင်ဆိုင်ဖွင့်လာတာဆိုတော့စာဝေသူအတွက်စာပေးရလွယ်တယ်။ရန်သူလေးသမီးအဝေးစီကဆလာလို့လားကွ။အမေကအင်းရှိကမြင်မှာထွက်တိုင်နေတဲ့ရန်သူကိုမြင်တော့ဝမ်းသာသွားတယ်။ရန်သူလက်ထဲကဆိုင်လီကိုမြင်လိုက်လို့လေမောင်ဖေဝေးစီကဆလာကြောင်းသိလိုက်တယ်။ဒါပေမဲ့မိမှာအပြည့်အဝဝမ်းမသာနိုင်မောင်ဖေဝေးစာထဲမှာဘာတွေရေးထားလိမ့်မလဲသူ့ဘေကများရှာလို့တွေ့ပြီလားဆိုပြီးစာထဲပါခဲ့ရင်အမေဆက်မတွေ့ရတော့အမေရှင်တွေကတစီကမတိမသာခေါင်းထောင်ထလာရင်အမေကိုခြောက်လန့်လိုက်တယ်ဟုတ်တယ်အရေးပွင့်ရဲ့အဝေးစီကစာသမီးဖတ်ပြမယ်နော်မောင်ဖေဝေးထွက်သွားသည်မှာ6လရှိပြီ6လအတွင်းစာနဲ့ဆောင်လာတယ်နှစ်ဆောင်လုံးကမန္တလေးမှာအစီအမင်းကြောင်းရေးထားတယ်ပထမစာမှာကာလာသားကြီးမောင်တို့ပြူသွင်းမိတဲ့လက်ဖက်ရည်ဆိုင်မှာစပွဲလိုလှုပ်ရှားကြောင်းရေးထားတယ်။နောက်2လလောက်ကြာမှသူမုံလို့တင်နေကြောင်းကျွမ်းကျင်ရင်မော့ဆရာဖြစ်မှဖြစ်ကြောင်းလက်စာပွေရမှဖြစ်ကြောင်းတွေရေးထားတယ်။စာနဲ့စာလုံးကိုရွှန်းသူကယူလာကဖက်ပြခဲ့တယ်။ဒီခုစာထဲမှာတော့ဘာတွေပါမင်မသိရွှန်းသူကစာရင်လေးကိုဖွင့်ကအထက်ကစာရွက်ကိုထုတ်ယူပြီးဖက်ပြတယ်။ရှင်မန်းကြည့်ရွှင်ဆိုတဲ့မင်းသားကတည်သွားတာကြာပြီးတဲ့အမေမန်းမျိုးတင့်လွင်ဆိုတဲ့ပြဆက်မင်းသားကိုတော့မေးလို့မရဘူး။ကျွန်တော်နေတဲ့ဖုံဖုံတို့ကျောင်းသားမှာနေဇက်ဖွဲ့တွေအများကြီးရှိတယ်။ကျွန်တော်လိုက်ပြီးတော့ဒီနမဲတွေကိုသိတော့သိကြတယ်။ဒါပေမဲ့မန်းမျိုးတင့်လွင်ဆိုတာရှင့်ရန်လဲအသက်ကြီးလာပြီတဲ့အဖေနမဲကိုတော့ဘယ်သူမှမေးလို့မရဘူး။အဖေကပြဆက်မင်းသားဖြစ်တော့နမဲပြောင်းထားသလားမသိဘူး။အဖေနမဲပြောင်းထားတာရှိရင်ကျွန်တော်ကိုစာရေးတဲ့ကထိုင်ရေးပြလိုက်ပါမေ။အမေစာမတက်ပါ။မောင်ဖွေဝေးရေးတဲ့စာကိုရွှန်းလူလေးဖတ်ပြလို့သာအမေကြားရခြင်းဖြစ်တယ်။သားစာကိုနားထောင်ရင်အမေမျက်ရည်ကျရတယ်။ကိုအောင်ကြီးအကြောင်းကိုစုံစမ်းမရဘူးဆိုလို့စိတ်ပြီးတပြင်းချမိရတယ်။ဟုတ်ပါတယ်လေ။သူမရှိတော့ပါဘူး။မရှိတော့လို့သာရွာပြန်မလာတော့ဘူး။ဟုတ်လားရေးပွင့်။အဝေးဖေကပြဆက်မင်းသားဖြစ်သွားတော့နမဲပြောင်းလိုက်သေးလား။မသိပါဘူးသမီးရေ။အဝေးဖေကားတဲ့ပြဆက်အရေးပွင့်ကြည်ဘူးတယ်ဆို။ဟင်။အော်အရေးကြီးတော့ကသူ့နမဲကနမဲရှင်းနေပဲ။အဝေးတနာပါတယ်။မန္တလေးရောက်တာ6လလောက်ရှိပြီ။သူ့ဘေးတဲ့စုံစမ်းလို့မရသေးဘူးနော်။
သူ့အဖေမရှိတော့ဘူးထင်ပါရဲ့ရွှဲနုလေးရဲ့ရွှဲနုကဒေါင်းပွင့်ကိုငေးကြည့်နေတယ်အရှိပွင့်ကရောအဝေးတို့အဖေကိုမတွေ့ချင်ဘူးလားရွှဲနုစူးစမ်းဟန်နဲ့မေးလိုက်တဲ့မိကုန်းကိုဒေါင်းပွင့်ဘလို့ပြန်ပြရမယ်မသိအရှိပွင့်ကအဝေးတို့ဖေပြန်မလာလို့စိတ်ဆိုးနေရမဟုတ်လားရွှဲနုကပဲသူ့တီမြင်ကိုပြောလိုက်တယ်အေးဟုတ်တယ်ဒေါင်းပွင့်ကတန်ပြက်နဲ့ပြင်လိုက်တယ်အရှိပွင့်ဒီစာအုပ်ထားခဲ့မယ်နော်ကိုကြီးဖိုးတူတို့မမဖွားချစ်တို့ဖတ်ချင်ဖတ်ရအောင်ရွှဲနုကစာကားလေးကိုစာရီတဲပြန်တွေကဒေါင်းပွင့်ကိုပေးလိုက်တယ်ရွှဲနုပြန်အောင်မယ်နော်ရှိပွင့်ရွှဲနုပြန်သွားတော့ရွှဲနုကိုကြည့်ပြီးဒေါင်းပွင့်ရှင်ထဲမှာတင်းကျပ်ကြံခဲ့တယ်ရွှဲနုဒေါင်းပွင့်တငယ်ချင်းမထားမီရဲ့တမိလေးဖြစ်တယ်ဒေါ်ထားမီတို့ကလည်းဒေါင်းပွင့်တို့လိုမိသားစုပဲရွှာမှာတော့စားနိုင်တောင်းနိုင်ချောင်းချောင်းလေးတွေကဖြစ်တယ်ကုံစုံစာလေးဖွင့်လိုက်တာမကြသေးကလေးချင်းကငယ်ကလေးကကစားဘက်တွေဖြစ်ပြီးမောင်ဖေဝင်းနဲ့ရွှဲနုတို့လူငယ်ပေါင်းကတန်ရောစင်တွေကြတော့ထားမီတို့ဘက်ကဘာမှမပြောသဘောတူဟန်ရှိတယ်ကလေးတွေကငယ်ကြတယ်လို့တာရီသမီးကြီးကိုတော့လူချင်းချင်းမပြောဆိုရသည်အမေရှင်မှာထိနေတယ်မောင်ဖေဝင်းရွာမှာပဲနေပြီးအလုံးလုံးနေတဲ့အချိန်တန်တော့အမေကရွှဲနုကိုလူကြီးဆရာနဲ့ပြောပြီးတောင်းရမ်းပေးစားဖို့စိတ်ကူးထားပြီးဖြစ်တယ်မောင်ဖေဝင်းကယခုလိုမြို့တဲ့အလုံးလုံးရှင်နဲ့သူ့ဖခင်လိုရှာဖွေနေရင်ဆိုတော့တကယ်လို့များကိုအောင်ချစ်တဲ့င်းကိုစုံစမ်းလူရပြီးကိုအောင်ချစ်နဲ့များပြန်ဆုံခဲ့ရင်အမေဆက်မတွေ့ရတော့ကိုအောင်ချစ်ပြန်ရောက်လာလို့အကြောင်းစုံကိုများသိလိုက်ရင်ထားမိတို့ကမောင်ဖေဝင်းနဲ့ရွှဲနုကိုသဘောတူပါအောင်မလားတွေးရင်နဲ့အမေရှင်တွေခုန်လာတယ်အမေကအင်းရှိကိုငေးနေရင်တွေးနေမိတယ်အမေမျက်လုံးထဲမှာသူ့ခင်မွန်အိမ်ကထွက်သွားပုံကိုပြန်ပြီးတော့မြင်မိတယ်လွဲကိုလွဲကမက်ဒလင်လီကိုပိုက်ပြီးအိမ်မက်တစ်ချမ်းမှလှည့်မကြည့်ပဲထွက်သွားခဲ့တဲ့လူစိမ်းကားကြီးအမေကအင်းရှိကပြင်မှာထိုင်နေတယ်အမေအောက်မှာချီဆောင်လေးကိုခောက်ကဖိငုထိုင်ရင်ကျမ်းမြင့်ကအေးတက်ကိုကာဝေးထားတယ်အမေထိုင်နေတဲ့ဆောင်းကောက်လေးကအမေကြီးတော်မှန်ဝိုင်းထိုင်ခဲ့တဲ့ဆောင်းကောက်လေးပဲဖြစ်တယ်တစားတစားနဲ့အမေအသက်တွေကကြီးရလာခဲ့ပြီရခင်ကအမေကြီးတော်မှန်ဝိုင်းနေရာကိုအမေရောက်ခဲ့ပြီအသက်ကြီးလာနေအမျှအမေကအိမ်ရှိမှထိုင်ပြီးပြောင်းမှုဘက်ဆက်လက်ကြီးကိုတောက်ရင်နဲ့စကားတွေကိုနှုတ်ကအမြင်မပြတ်ပြောနေတတ်တယ်။ရှိခုတလောတော့အမေကနှုတ်ဆက်နေတယ်။သူ့သားငယ်အိမ်ကထွက်သွားလို့ဝမ်းနေနေတယ်လို့ပတ်ဝန်းကျင်ကထင်ကြတယ်။အမေကအဝေးအိမ်မှာမရှိတော့တဲ့အတွက်စိတ်ထဲမှာဟာနေရကတော့တကယ်ပဲ။တနိုင်အမေကအဝေးကိုမလှုပ်ချင်အိမ်မှာပဲနေစီခြင်းနဲ့ဒါပေမဲ့လူငယ်ဆိုတာခက်သားကလား။ခေတ်ကာလကလည်းပြောင်းလဲလာပြီ။အမေတို့ငယ်စဉ်ကလိုမဟုတ်တော့။အမေကိုယ်တိုင်လည်းအသက်ကြီးလာပြီ။အမေစကားတွေကသားသမီးတွေပေါ်အရာမရောက်တော့။အမေကသူတို့လောက်ပညာဘူးသူတာမရှိသူလို့မှတ်ယူကြတယ်။ဒီခေတ်မှာတမျိုးတရားကိုအလိုသွားလုပ်တယ်ဆိုတာလေမစမ်းတော့ဘူးမဟုတ်လား။တော်ရဒီမှာလေရခင်ကလိုအေးလူလောက်ကင်ဆိုင်ုံနဲ့မလောက်ငါတော့လူတွေကလည်းအမေတို့ငယ်ကားတဲ့ဆိုင်များလာပြီ။လဲတော့ကွက်နွားတဲ့ရှင်းနဲ့လှုပ်လို့ရတဲ့ဝမ်းစာများနဲ့တမိသားစုလုံးစားလို့မလောက်တော့။ဒါမြေကိုကလဝါဘလောက်တုံးရာသီဥတုကရှိသေးတော့ရာသီဥတုမမှန်မကန့်မငြိမ်ညွတ်တဲ့နှစ်တွေဆိုရင်တောသူတောင်သားတွေခင်ဗျာငါကိန်းဆိုင်တာနဲ့ကြုံရတယ်။ပြီးတော့လေမြို့တက်ရရအလုံးလုံးနဲ့ငငွေကူလဲရှာကမျက်စိနာကိုပို့လို့ကျဲစီကြပြီ။ကျောင်းကလူငယ်တွေမြို့တက်ကလက်သမားပင်ရလောက်ကြတာမဆန်းတော့။လက်ဖေးရည်ဆိုင်မှာဇွဲတို့ဝင်လောက်ကြတာမဆန်းတော့တောင်းလို့ကိုရှုံနေပွက်တဲ့စင်းပြီးပင်မနဲ့အလုံးမဟုတ်တဲ့အတွက်တက်လဲတက်တာတွေလို့မှတ်ယူကြတယ်။အကျိုးကလေတာချီလိတ်တို့ကျိုင်းတော်လိုနေရာတွေထိတက်ကြစုပဲ။ဒီတော့လေအဝေးကအများလူငယ်တွေနီးတူမြို့တက်ကျင်တာမဆန်းတော့အမေတို့မှပေးထားတဲ့အတိုးညွန့်နေကြောင်းစားနိုင်တောင်းနိုင်ရှိတဲ့အတွက်သူများတွေကိုတရားတကြီးသွားစီးပွားရှာစရာမလိုမောင်ဖေဝေးကမြို့အမြင်မြို့ဘဝတူတာတွေရှိကျင်လို့အများလူငယ်တို့နေတူမြို့တက်လိုခြင်းဖြစ်တယ်အမေဘလို့မှတားလို့မရခင်သူ့ကိုနဲ့အမကလည်းငယ်တော့မို့ပဲလူငယ်မို့ပဲသွားကျင်သွားပါစီအမေရဲ့ကျွာကလူကန်နေလဲရှိသားပဲဆိုတာတိုက်တွန်းကြတဲ့အတွက်ကြောင့်အမေကမလွတ်ချင်ပဲနှုတ်လိုက်ရတာဖြစ်တယ်ကျွာကကာလာသားကြီးမောင်တုတ်ဖြူကမန္တလေးကလက်ဖေးဆိုင်ညွန့်တဆိုင်မှာစပရိုးကောင်းဆောင်ဖြစ်နေရဲ့ဆိုရင်သူခေါ်လိုက်လို့လိုက်သွားတဲ့သူတွေတချို့မုတ်စရာအကျော်စရာဖြစ်ကြတယ်တချို့လည်းကိတ်မုတ်တိုက်တို့ထိုးမုတ်လုပ်ငန်းတို့မှာအလုပ်ရကြတဲ့နေဖို့လည်းမပူရရွာကဦးစင်တစ်ပါးရှိတဲ့အကြောင်းမှာနေလို့ရတယ်အဖိုးကပေးစရာမလိုတချို့လူတွေကအလုပ်ရှိတဲ့နေရာမှာပဲနေစရာပေးပြီးထမင်းနဲ့ကျွေးတာဆိုတော့ရသမျှအခကြေးငွေဟာအတန်းနဲ့ကျန်တယ်လို့ဆိုတယ်မောင်ဖေဝေးကလည်းဒါတွေကိုအားကြပြီးမန္တလေးကိုလိုက်ချင်စိတ်ပေါ်ခဲ့ရတာဖြစ်တယ်
ပြီးတော့မောင်ဖေဝေးမှာရည်ရွယ်ချက်တစ်ခုရှိတယ်။သူမမြင်ဘူးတဲ့ဖခင်ကိုရှာဖွေလိုခြင်းပဲ။အမေကလည်းအဲ့ဒီရည်ရွယ်ချက်ကြောင့်ပဲသားကိုမန္တလေးကိုမသွားစေချင်တာဖြစ်တယ်။မောင်ဖေဝေးနဲ့ကိုအောင်ချစ်တွေ့လို့မဖြစ်လုံးဝမဖြစ်ဘူး။မောင်ပွင့်ဖို့ကိုအောင်ချစ်နဲ့အကြောင်းပါရခြင်းကကျင်းတဲ့ဖွယ်ဖြစ်ခဲ့တယ်။ကိုအောင်ချစ်ကဇီးချိုတော်တရားလုံးရှိအပြူအားလုံးအတွက်စိတ်ကူးရင်စရာမင်းသားလေးဖြစ်ခဲ့တယ်။ဇီးချိုတော်တရားလုံးတော့မကသေး။ဂျာနီချုပ်ဆက်ကဂျာသူမိန်းကလေးတွေကလည်းကိုအောင်ချစ်ကိုစိတ်ဝင်စားကြတာပဲ။ကိုအောင်ချစ်ဆိုရင်မစွတ်ခင်ကညှို့ချင်သူတွေမနေ။မိန်းကလေးတွေကစိတ်ဝင်စားစိတ်ကူးရင်စရာကောင်းအောင်လေကိုအောင်ချစ်ကဒူစားတယ်။ကိုအောင်ချစ်ကတော်သားဆိုပေမဲ့တော်သားနဲ့မတူအသားဖြူပြီးမျက်လုံးမြက်ဖန်ကောင်းနေ။သူ့ကိုသူလည်းလှအောင်တနေတတ်တယ်။ဝင်စားကိုလည်းတသက်ရဝတ်တတ်တယ်။မိဘတွေကလေပိုင်ရှင်တက်နိုင်သူတွေဆိုတော့ဝေစားကောင်းကောင်းလေးဆင်နိုင်နေ။ကိုအောင်ချစ်ကိုသူ့မိဘတွေကအိမ်မငယ်သုံးဆိုကမျက်နှာသာပေးတယ်။ပင်မနဲ့တောလုတ်တွေကိုဘယ်တော့မှမခိုင်းအမနှစ်ယောက်ကမှလေထဲစီနဲ့ပင်မနဲ့လိုမျိုးလုပ်ရသေးတယ်။ကိုအောင်ချစ်ကိုတော့ယောက်ျားလေးဖြစ်သည့်တိုင်မကိုင်းစီကြောင်းကိုအောင်ချစ်ကအစိုးတီးကိုလည်းဝါသနာပါတယ်။မဒလင်တလက်ဝဲကကိုဟာကိုစမ်းသက်တည်ရင်နဲ့တိတက်သွားတယ်။ဇီးချိုတော်ရမှာညဆိုရင်ကိုအောင်ချစ်ရဲ့မဒလင်လက်တံနဲ့တချင်းဆိုတန်ကိုကြားရတတ်တယ်။အဲ့လိုကိုအောင်ချစ်ကအပြူတွေကြားထဲမှာမုံပွင့်ကိုစိတ်ဝင်စားတယ်ဆိုတော့မုံပွင့်ဖို့လေကျင်းတဲ့စရာဂုဏ်စရာဖြစ်ခဲ့ရတယ်။အပြူဘွားတော်ကမဒလင်လေးတင်းရင်နဲ့မျက်နှိုးသူရဲ့ချစ်မိုးဆွေခဲ့တဲ့ဘုံကျိုးပြတ်တဲ့ဒေဝီနတ်မျိုးနွယ်ဆိုတဲ့တချင်းကိုအိမ်ရှိကဖြတ်သွားရင်အတန်ဝါကြီးနဲ့တချင်းဆိုသွားတဲ့ကြားရင်အိမ်ထဲကမုံပွင့်လေးကရင်တပူပူနဲ့ရှက်သွေးဖြန်းရကလူမမြင်အောင်ကိုအောင်ချစ်ကိုချောင်းကြည့်ရခဲ့ပုံယခုထိအမေမမေ့နိုင်သည်လူကြီးဆောင်ရနဲ့တောင်းရလက်ထပ်ပြီးလို့မုံပွင့်ကိုအောင်ချစ်တို့အိမ်မှာလိုက်နေတဲ့အထိကိုအောင်ချစ်ကတော့ဝင်ငွေရတဲ့အလုပ်ကိုမလုပ်အိမ်အောင်ကြပြီးတဲ့အကြီးမင်းကလေးနှစ်ယောက်ကိုအမွေခွဲပြီးဖြစ်တဲ့ကိုအောင်ချစ်မိဘတွေကအိမ်မှာကျန်ရစ်တဲ့ပစ္စည်းတွေနဲ့လဲရတွေဟာကိုအောင်ချစ်တယောက်တည်းအတွက်သာလို့ဆိုပြီးအလုပ်လုပ်ဖို့မတိုက်တော့မောင်းဝင်ဖို့လည်းအဲ့ဒီတော့ကတော့ကိုလင်ကကြောကြောမောမောတသက်ရက်လေးဝိတ်ကမဲဒလင်လေးတီးကနေနေတာကိုကျင်းလို့ကျင်းနဲ့စွာရှိနေခဲ့တာပဲကိုအောင်ချစ်အလုံးမလုပ်ရင်လည်းကိစ္စမရှိသည်လက်ထောက်ကသီးစားခါတွေနေပြန်တိုးလေးတွေနဲ့မကြောက်မကြနေနိုင်နေကလေးနှစ်ယောက်ရတဲ့အထိလည်းဒီတိုင်းပဲနေခဲ့တယ်သူတို့အိမ်တော်ရှိကိုပြိုကွဲအောင်ဖန်တီးလိုက်တာကကိုအောင်ချစ်ဝန္ဒနာပါတဲ့အမှုပညာလုပ်ငန်းပဲဖြစ်တယ်။ဂျာမအပျော်ပါပွဲလဲသမင်ဆိုလို့ရှားပါတယ်။ဒီနေ့မှတစ်ကြိမ်လုံးတဲ့ပွဲတောင်ဘရဲချောင်ဆိုတဲ့ရွာကြီးမှာပဲကျင်းပနိုင်နေ။အမေတို့ရွာမှာဇပွဲညင်ပွဲကပြလောက်တဲ့ပွဲလဲသမင်မျိုးမရှိ။ဘရဲချောင်မှာတော့ပရမများစီဒီပွဲကိုနှစ်စဉ်ပြသူလာမှာကျင်းပါတယ်။ရန်ကုန်နဲ့မန္တလေးကအငိမ့်တဲ့ဇက်တွေကိုငှားပြီးကပြကြတယ်။ဘရဲချောင်ပွဲကအနီးနားရွာစေရွာအတွက်တခုတည်းသောပွဲလဲသမင်ဖြစ်တယ်။လေချောင်ကရွာကြီးဖြစ်ပြီးတိုက်နေအစဉ်ရှိတယ်။အေယာရီမြေနောက်ဘက်ကန်းကမြို့ကိုဒုတ်ထိရောက်တဲ့ကတ္တရာလန်လေးရှိတယ်။ဒါကြောင့်လေချောင်ကရွာနီးချုပ်ဆက်အားလုံးအတွက်မြို့ကိုသွားရလမ်းဆုံးမြို့ရက်ကိုထွက်ပေါက်ဖြစ်တယ်။ပရမများစီဒီပွဲရှိတိုင်းကိုအောင်ချစ်ကပွဲစာဆုံးကြည့်တတ်တယ်။ဇက်ကုန်နောက်တိဝင်ကဇက်သမားတွေကိုမိတ်ဆက်တယ်။အဲ့ခံနေဆိုရမှာထတော်ကထိုင်းရီမျိုးတွေကိုဇက်ရုံတွေကိုပို့ပေးခြင်းအမိကအစားအကျော်လော်ပေးခြင်းနဲ့ရွာကအပြန်မှာရွာထွက်ပစ္စည်းတွေကိုလက်ဆောင်ပေးခြင်းတို့ဖြစ်တယ်။ဒါကြောင့်တရေချောင်းကိုလာကားတွေပွဲမဲ့သမျှဇက်သူဇက်သားတွေကကိုအောင်ချစ်ဆိုရင်မသိသူမရှိ။ကိုအောင်ချစ်ကပွဲထွက်ချိန်မှာဆင်နောက်ကကြည့်ခွင့်ရသူဖြစ်တယ်။ကိုအောင်ချစ်ကလည်းပွဲစားကအဆုံးကိုမငိုက်စတန်းမထရင်ကြည့်တယ်။ဒီတုံးဆန်ကိုသူ့ဝါသနာပါလို့ပဲဆိုပြီးမအုံးပွင့်ကလည်းမတားမြင်။ပွဲပြီးသွားရင်ကိုအောင်ချစ်ကပွဲတွေကပြဆက်ကိုအိမ်မှာပြန်ခင်းပြတတ်တယ်။ဒီလိုနဲ့မအုံးပွင့်တို့မိသားစုကမကြည့်လိုက်ရတဲ့တကယ်ပွဲကိုကိုအောင်ချစ်ကတဆင့်ကြည့်ခွင့်ရခဲ့တယ်။ဒေါ်မဝိုင်းကတားရဲ့အဆိုပြောတွေကိုသဘောကျမဆုံးခဲ့။ပွဲပြီးလို့3-4လအထိပြဆက်မြင်သားရဲ့ဇလန်းတွေကစကားတွေကိုဂျေယုံမဆုံးရှိတယ်။ကိုအောင်ချစ်ဇယူယူနေတာကိုသိပေမဲ့အမေကြီးဒေါ်မဝိုင်းကရောမအုံးပွင့်ကပါဒီမြရောဂါတက်လာလိမ့်မယ်ဆိုပြီးမတင်ခဲ့ကြ။ဒီနေ့တော့ရွှေမန်းကြည့်ရှင်စကားပြဆက်မြင်သားမမ်းမြို့တက်လွင်နဲ့အတော်ပဲအလွမ်းတင်လာတယ်။မမ်းမြို့တက်လွင်တဲ့ထန်းရည်မျိုးသားမကဒီအကြောင်းကုံစုံဆိုင်ကနိုင်ငံခြားအရက်ပလင်းတော်ဝယ်သွားတယ်တဲ့။အိမ်ကဆက်သားเจ้าတွေကိုလည်းမင်းသားတက်ဆိုတာလာယူသွားတယ်။ပွဲနောက်ဆုံးနေ့မှာမမ်းမြို့တက်လွင်ကသူ့ကိုမန္တလေးတီခေါ်သွားပြီးမြေတော်မြောက်ပေးမယ်ဆိုကတပါးလေးလိုက်ခဲ့ဖို့ခေါ်တယ်။မင်းသားရဲ့စကားကတကယ်ပဲလားလောက်ခွလားဆိုတာကိုမအုံးပွင့်လို့လေမျက်မြင်မဟုတ်တော့မသိခဲ့ရ။ကိုအောင်ချစ်ကတော့ဇက်နဲ့အတူကောက်ပေါင်ပါသွားပြီပဲဖြစ်တယ်။ပြပြလာမမသမီးရဲ့
စိတ်မူပါနဲ့အေးပြန်လာပါလိမ့်မယ်ဒေါ်မဝိုင်းကအင်ရှိကိုမျောကြည့်ရင်နေစင်မဲ့အဲ့ဒီစကားကိုပြောခဲ့တယ်သူသားပေါ်လာနူးနဲ့စောင့်မျှော်ခဲ့တယ်ရမလာမနှစ်ကိုသာကုန်လွန်ခဲ့တယ်ကိုအောင်ချစ်ကပြန်ပေါ်မလားဖိုးတုကိုရှင်ပြရမယ်မောင်ချစ်ပြန်လာရင်တော့ဖိုးတုကိုရှင်ပြမယ်ဟိအမေကြီးရဲ့မျှော်လင့်ချက်ကမဆုံးသေးသူသားကိုပြန်လာလိမ့်မယ်လို့ထင်နေတယ်သမီးကြီးတွေရဲ့သားတွေကိုရှင်ပြတဲ့ပွဲမှာမောင်ဖိုးတုကိုထဲဖို့ပြောတော့လေမထည့်ခင်ရှင်ပြဝဲဆိုတာမိဆုံဖဆုံရှိမှကောင်းတာဟဲ့သူ့အဖေတည်သွားတာမှမဟုတ်တာသူ့အဖေကိုစောင်းမယ်အေးမောင်ချစ်ပြန်လာပါလိမ့်မယ်နောက်နေ့တွေမှာတရေချောင်းကိုလာကားတဲ့ဇပွဲတွေမှာစုံစမ်းမိမဲ့ကောင်းချစ်တဲ့ရင်ကိုမသိခဲ့တပြည့်ပြည့်နဲ့ပတ်ဝန်းကျင်ကမင်းငေါစာပြူလာပြီးမောင်ပွင့်ကိုနင်းပြမတယောက်ရှင်လို့ယူပွဲဖွဲ့เสียစကားတင်းဆူเสียဖြစ်လာပြီညင်းလင်ပြန်မလာပါဦးမလားအေးမြို့မှာမိမရနေပြီထင်ပါရဲ့တစားနဲ့မောင်ဝေးရဲ့နာကြီးစိတ်ကအဆိုင်ငယ်ကြီးထွားလာခဲ့ပြီကိုအောင်ချစ်စိတ်ကားနိုင်ရဲ့ကြီးလားကိုမသားနဲ့တပီးနဲ့ရှိတာတော့တန်ရောစီမထားတော့ဘူးလားနေစိမ့်လှကြည်လာရဲ့လို့နာကြီးမိတယ်အလောက်ကင်လုံးရမှလည်းလင်းသားမရှိတဲ့ဘိန်းမောင်ဆိုတော့ပြောရဆိုရတာခက်တယ်သင်းငါးတွေကမလေးစားခြင်းရန်ကားလူတွေကစော်ကားမော်ကားပြုတ်ခြင်းနဲ့မတိတိရတာကိုခံရတယ်ရဲတော့ကိုအောင်ချစ်ရှိနေရင်သူဘာလို့မှမလုပ်လေလင်းသားငိုးတို့ရှိတဲ့မိမရဲ့ဆိုပြီးပတ်ဝန်းကျင်ကမတိမဲ့မြင်လုံရင်းမှမဟုတ်တည်သွားတာမဟုတ်ပဲလင်းသားနဲ့ကွဲကွာနေရတဲ့မိမတယောက်ဘဝကဆိုးလာကြည့်တယ်မဟုတ်ပွင့်ကအမေကြီးမသိအောင်မျက်ရည်ကာကြာခဲ့ရတယ်လာမနှိပ်ပြောင်းလို့ရာသီနှစ်ပတ်လည်ပြီးသည့်တိုင်ကိုအောင်ချစ်ကိုတင်းလေးမကြရလူလေးပြန်ရောက်မလာခဲ့သူပြန်မှလာပါလီကိုမလားဖေဝေးဟာကိုအိတ်တို့ပြူလာလေရလားမင်းလိုဆိုင်တော့မပိတ်တာငါတို့ဆိုင်ကအခါကြီးရဲ့ကြီးပိတ်တယ်ကွာဒီကနေ့ကတပေါင်းလာပြည့်နေဖြစ်တယ်အခါကြီးရဲ့ကြီးဖြစ်တော်လေမောင်ဖွေးအလုံးလုံးတဲ့လက်ဖက်ရည်ဆိုင်ကလူစီကားရနေရာမှာရှိတဲ့အတွက်မပိတ်ဒီလိုနေ့မျိုးမှာပိုရောက်ရတယ်မှုတ်ပါလို့မောင်ဖွေးကပရက်မှာသူ့ဆိုင်လာတဲ့ကိုတို့ပြူနဲ့တူပါလာတဲ့လူရည်တန်းတဲ့တယောက်ကိုသတိပြုမိလိုက်တယ်ဘာတော့မလဲကိုကြီးတို့ပြူကိုပြူလို့ပဲခေါ်ပါဆိုတာပြောမရအောင်ငါနာမည်မောင်ဖြူလို့ပြောင်းထားတာဘယ်နှခါပြောရမှာလဲကိုတို့ပြူကစပွဲလုံးမောင်ဝင်ထိုင်ရင်းပြောလိုက်တယ်သူဘေးကလူကိုလည်းထိုင်ကိုကြော်စားကျွန်တော်ပြောတဲ့ကောင်လေးကသူ့လေမင်းတော်လို့ပါကိုကြီးတို့ပြူရဲ့အဲ့လေကိုပြူရဲ့မောင်ဝေဝေးကကိုတို့ပြူကိုတောင်းမှန်ရှင်ကဘေးကလူကိုအကဲခတ်လိုက်တယ်သူ့ကိုရှင်ညွန်းလို့ဒီကောင်လေးပဲလို့ပြောလိုက်တဲ့အတွက်လည်းသိကျင်နေမိတယ်ကိုကြော်စားဘလို့တောက်လေဗျပုံမှန်ပါပဲကိုကျော်စောအတွက်ပုံမှန်တစ်ခွက်ငါအတွက်တော့ချိုးစိမ့်တစ်ခွက်ဒါပဲနော်ဖွေးဖွေးမင်းအတွက်ကအကျိုးဆောင်လာတယ်မင်းကောင်လက်ဖေးရတိုက်ရမှာကိုကြီးတို့ကိုပြောရလေဗျာကျွန်တော်ဆိုင်လာမှာကျွန်တော်ရှင်းပါဗောဗျအကျိုးဆောင်နေဆိုတာဘာပြောတာလဲလက်ဖေးသားအရင်မှလိုက်ပါအောင်ကွာပြောမှာပေါ့မောင်ဖွေးဖွေးကတော်နာမှာလက်ဖေးရသွားမှပြီးလက်ဖေးရခွက်တွေကိုစောင့်ယူလာလိုက်တယ်ကိုတို့ပြူတော်ဝိုင်းမှာလက်ဖေးရခွက်တွေချပြီးတာနဲ့ကိုတို့ပြူကပဲစပြောတယ်ဖေးဖွေးဒီကကိုကျော်စောကဟိုခေတ်ကပြဆက်မင်းသားကြီးမန်းမြို့တက်လွင်ရဲ့သားကွာဟာမောင်ဖေဝင်းကဝမ်းသာလွန်လို့ဒီကလုံးလေးတဲ့မြောက်တက်သွားသလားထင်လိုက်တယ်ကိုကျော်စွာဆိုသူကိုလည်းထပ်ဖက်မတက်ဖြစ်သွားတယ်မန်းမြို့တက်လွင်ရဲ့သားဟုတ်လားဟာကိုကြီးရေအကိုကြီးကျွန်တော်ဖေကိုသိလာရင်မောင်ဖေဝင်းကကိုကျော်စွာနဲ့နီးစုံနေရာလေးရှေ့သွားပြီးသူသိစင်တာကိုမေးလိုက်တယ်သူတို့ဆိုင်မှာစီကံကြီးတဲ့ဆိုင်ဖြစ်တဲ့အတွက်စောင်းသုံးသူတွေနဲ့အတူတစပွဲလေးထိုင်ခွင့်မပြုကိုကျော်စွာကမောင်ဝေးပြပါသလဲဖြစ်သွားတဲ့မူရှာကိုကြည့်ပြီးပြောလိုက်တယ်။ကိုကျော်စွာကဝင်ဦးဆက်ထဲမှာဂျပန်တီးနေအောင်ကွသူတို့ဆက်ကဒုဆိုင်သားတင်ခုနေ့ကမှစကားဆက်မိလို့မေးဆောင်ခိုင်းတာသတိရပြီးဇက်သမားတွေလက်ဖက်ရည်လာတော့မေးကြည့်တာကိုကျော်စွာကမေးသိကျင်နဲ့မန်းမြူတက်လွင်တာဖြစ်နေရလေကိုတို့ပြူကရှင်းပြတယ်ညီလေးကဘာကိုသိကျင်တာလဲကွကိုမပြူကတော့နည်းနည်းပါးပါးပြပြထားပါတယ်ညီလေးသိကျင်တာအခုမဖြစ်နိုင်တော့အားနာစရာဖြစ်နေမှာဆိုလို့ကိုကျော်စောရဲ့ခပြုံးမျိုးနဲ့သဘောကောင်းဟန်ကိုတွေ့ရတဲ့အတွက်ကြောင့်မောင်ဖွေဝေးအားတက်သွားတယ်။လိုပါကိုကျွန်တော်ဖေကအကိုဖေရဲ့တပည့်ပါကျွန်တော်ရှောင်းမဇက်လာကကလေးကကျွန်တော်ဖေကအကိုဖေစီမှာတပည့်ခံမယ်ဆိုပြီးလိုက်သွားလိုက်တာအခုအချိန်ထိပြန်မလာတော့ဘူးကိုအဲ့ဒါအကိုများကျွန်တော်ဖေကိုသိမလားလို့မောင်ဖွေဝေးအားတက်တယ်ရောမင်းဟန်ကြောင့်ကိုကျော်စောသနာသွားတယ်ဘလို့ရှိရဲ့ညလေးအကိုဖေကဆုံးသွားတာကြာပြီ6နှစ်လောက်ရှိပြီကွာမဆုံးခင်3နှစ်လောက်ကလေးကပြဆက်မကတော့တာဟာဒါအဖြစ်ကိုပြောတာပါညီလေးရေအကိုစုံစမ်းပြီးမှမယ်တကယ်တော့အဖေရဲ့ဇက်တွေကအတိမိတ်ဆွေတွေကိုအကိုတို့သိမ့်မသိဘူးကွာဗျာဒီလိုလေအကိုမိကအဖေရဲ့မရဲ့ကြီးအကိုတို့ကမိထလာမှာနေကြတာအ
ဖေပြားဆက်မင်းသားဖြစ်ပြီးနာမည်ကြီးတော့နောင်မိမယူတာနဲ့အကိုတို့မိသားစုနဲ့ကင်းရင်ကောက်ပါဖြစ်သွားခဲ့တာဟာဗျာဒါပေမဲ့စိတ်မူဝါနဲ့ငါညီဟာအကိုဆောင်ခံပြီးမှပေါ့အခုကတော့အဖေကဇက်ထဲမှာဒရန်တီဖို့ဆက်သွယ်ပေးခဲ့သေးတာပဲအဖေမသိခင်အဖေနဲ့ကိုနဲ့ရင်းနှီးနေခဲ့ရပါတယ်အဖေနောင်မိမနဲ့လည်းအကိုနဲ့ခင်ပါတယ်ဟုတ်လားကိုညီလေးဖေကအကိုအဖေဦးတက်လွင်နောက်ကိုပါလာတာသိကြတယ်ဆိုရင်အကိုမိတွေကသိပါလိမ့်ညီလေးကိုလည်းကိုချင်းစားပါတယ်ကွာအကိုလည်းငယ်တုန်းကအဖေနောင်မိမယူပြီးအကိုအမိနဲ့ပြက်စဲထားတော့အဖေဆိုတာတိတ်တွေ့ကျင်တာညီလေးလို့ပေါ့အကိုကူညီပါမယ်အကိုမိတွေကိုမေးကြည့်ရင်သိနိုင်တာပေါ့နော်ညီလေးအဖေနာမည်ပြောအကိုမိတွေကမြို့သစ်မှာနေနေတယ်အကိုလည်းမကြသွားလေတတ်ပါတယ်အကိုမေးပြပါမယ်ကွာအဖေနာမည်ကတော့ကိုအောင်ချဲတဲ့ကျွန်တော်တို့ကဇီးချိုတော်ရွာကပါဇီးချိုတော်ဆိုတာမြို့နယ်တွေကရွာလီအဖေကထွက်သွားတာကျွန်တော်မမွေးခင်2နှစ်လောက်ကဆိုတော့1900နဲ့မောင်ဖေဝေးကအဖေကထွက်သွားတဲ့ခုနှစ်ကိုပြန်ပြီးတွက်ချက်ကပြောပြလိုက်တယ်မောင်ဖေဝေးထံကစာတစောင်ရှောင်းလာပြန်တယ်ရန်သူကစာရီလီကိုကိုင်ကအဖေအိမ်ကိုရောက်လာတယ်ရန်သူကစာရီလီကိုကိုင်ကအမေအိမ်ကိုရောက်လာတယ်ရန်သူရောက်လာချိန်မှာအမေအိမ်မှာကိုဖိုးတူရောမဖွားချစ်ပါရှိနေကြတယ်ရန်သူအဝေးစီကစာလာပြန်မလားဟိဟုတ်တယ်မမဖွားချစ်ရဲ့အမလီတော့ငါတို့မောင်များအမတွေအကိုရီစီတော့စာမထည့်ဘူးအမေစီစာရေးတာများရွှမ်းနုကတစင်းဟဲ့ညီအတွက်တော့စာတစောင်တက်တက်ပါမှာပေါ့နော်ရွှမ်းနုမဖွားချစ်ကရွှမ်းနုကိုအတီးပေါင်းနဲ့စနေရဖြစ်တယ်။အိုးမမဖွားချစ်ကလည်းရွှမ်းနုတို့အိမ်ကစာဖို့သမားရှောင်းလို့ပါတရားလုံးကစာရီရွှမ်းနုတို့ဆိုင်မှာပဲထားခဲ့တဲ့ဟာအဝေးကလည်းအဲ့ဒါကြောင့်ရွှမ်းနုလိပ်စာနဲ့စာထည့်တာပေါ့။အော်ဒီလိုကိုဖွားချစ်ကလည်းဟေးကိုချင်းဆောင်မှာပေါ့တို့ညီမလေးကိုဒီလိုမပြောပါနဲ့ဟာကိုဖိုးတူကလည်းဝင်နောက်နေပြန်နေကဲစာပေးပါအောင်ရွှမ်းနုအမေကငါဖက်ပြလိုက်မယ်နေပြီးတဲ့စာနဲ့လည်းမှားအောင်မယ်နော်တော့ကြငါဖက်ကြည့်ပြီးရှက်နေရပါအောင်မယ်ဟာအိုးကိုကြီးဖိုးတူကလည်းလုံးပြန်ပြီအမေကတော့တားတန်ကဆာလာတော်လဲဝမ်းမသာနိုင်စာရင်းမှာဘာလို့ရေးထားပါလဲကိုအောင်ချစ်ကိုရှာလို့တွေ့ပြီလို့များရေးထားမလားတွေးကစိတ်တွေပူနေတယ်အမေရှင်တွေကတစီကနိုးစားလာပြန်ပြီတစီရဲ့ချောင်းလန့်မှုကြောင့်အမေရှင်တွေတဒိတ်တိတ်ခုန်နေရတယ်ကိုဖိုးတူကရနုလက်ထဲကစားကိုယူပြီးအတန်အတွက်ဖက်ပြလိုက်တယ်ပြဆက်မင်းသားကြီးမန်းမြို့တင့်လွင်ကိုစုံစမ်းလို့ရပြီအမေမန်းမြို့တင့်လွင်ရဲ့သားကမန္တလေးကဇက်ကြီးတစ်ခုမှာဂျက်စပင်တီးနေတယ်ကျွန်တော်နဲ့အဲ့ဒီကိုကြီးနဲ့လည်းတွေ့ပြီးပါပြီသူ့ဖေကတော့တေးပြီတဲ့မန်းမြို့တင့်လွင်ကမိမ2ယောက်ရှိတာတဲ့အဲ့ဒီကိုကြီးကမရေကြီးနဲ့မွေးတာသူ့မိကမိတ်တီလာမှာနေတာတဲ့သူ့ဖေရဲ့တပည့်တပန်းတွေကမရငယ်ရဲ့အိမ်မှာပဲအဝင်ထွက်ရှိတာတဲ့ဒါပေမဲ့သူ့ဖေနောက်မိမနဲ့သူနဲ့သိကြတယ်တခါတွေးကြတယ်လို့ပြောကြတယ်မိမန္တလေးမှာပဲမြို့သစ်မှာနေရလို့ပြောတယ်အကိုကြီးကကျွန်တော်တို့ဖေအကြောင်းကိုသူ့မိတွေစီမှာမေးပေးမယ်တဲ့သူအားရင်လည်းကျွန်တော်တခါတည်းခေါ်သွားပြီးတွေ့ပေးမယ်လို့ပြောတယ်မိမန်းမြို့တက်လွင်ရဲ့မိမကတော့အဖေအကြောင်းပြပြနိုင်မယ်ထင်ပါရဲ့မိကျွန်တော်ရအောင်စုံစမ်းပါမယ်တဲ့မောင်ဖေဝိစာကသူတို့အတွက်တော့အားရကျေနပ်စရာကောင်းလာလိမ့်မယ်ဘလို့လဲမိအမေဝမ်းမသာဘူးလားမဖွားချစ်ကမင်းလိုက်ရင်မသာပါဘူးအေးအမေအဖေကိုစိတ်နာနေရတဲ့နေအမေရဲ့အဖေဘက်ကဆိုးတာလေဆိုးတာပေါ့အဖေမှလည်းရွာကိုပြန်မလာနိုင်တဲ့အကြောင်းမျိုးရှိလို့နေမှာပါအသက်တွေလည်းကြီးပြီပဲခွတ်လွတ်လိုက်ပါအမေရဲ့ညီအဖေတွေ့ပါစေအောင်အေးအဖေတကယ်လို့ပြန်လာရင်ကောအမေခေါ်မလားတကယ်လို့အဖေကနောင်မင်းမရှားနေရင်ဆိုရင်ကောအမေခွတ်လွတ်မလားအမေမောင်ဖိုးတူကမြင်လိုက်တယ်အိုးမသိဘူးနင်တို့အဖေကြောင့်ငါလာပြောမနေနဲ့ဟိုကောင်လေးကိုလည်းစက်မစုံစမ်းနဲ့လို့စာရေးလိုက်စမ်းအမေကခက်ပြက်ပြက်ပြောကအိမ်ထဲကထွက်လာခဲ့တယ်။မဖိုးတူနဲ့မဖွားချိတ်မောင်နှမ2ယောက်ကတယောက်မျက်နှာတယောက်ကြည့်ရင်ကြံရင်ခဲ့တယ်။ရွှဲနုလည်းအရှိပွင့်မူရာကိုကြည့်ရင်အံ့အားသိမ့်ကြံခဲ့တယ်။ဦးအောင်ကြီးကိုပြန်တွေ့ရတော့မယ်ဆိုတာအရှိပွင့်ပါလို့ဝမ်းမသာနိုင်တာပါလေ။အမေကအတိမတ်မိတ်စွာရွာနောက်ပိုင်းကိုထွက်လာတယ်။အမေခြေလမ်းတွေကရွာသိမ်းဟိုင်းကုန်းစီကိုဥတီနေတယ်။အမေကသိမ်းဟိုင်းကုန်းဘက်ကိုခက်သက်သက်လမ်းလာမိရတာဖြစ်နေတယ်။အမေခြေလမ်းတွေကရွာဦးကမြင်းမြူရှင်နှက်ကွန်းသားရှောင်းတုံးကနေရက်သွားတယ်။အမေကပေါင်းလာတဲ့တပတ်ကြီးနဲ့မြင်းမြူရှင်နှက်ကွန်းကိုမမြင်ရအောင်꿰လိုက်တယ်။ပြီးတော့နှက်ကွန်းရှိကမပြေးအောင်တင်မဲ့လှမ်းလာခဲ့တယ်။တင်ញိုင်ကွန်းလေးကိုအရောက်အမေကအဖွားတော်မဝိုင်းမြုံနှံထားရမြေပုံစီကိုတန်းတန်းမမတ်သွားလိုက်တယ်။ဖဏမပါတဲ့အမေကြီးတွေကနေဘူးအောက်မှာထောက်ပြောင်းနေတဲ့တင်ញိုင်မြစ်ကိုနင်းပြလာခဲ့တယ်။တုတ်တန်တစားပြင်ကအမေကိုပငိမ့်စွာကြိုးစိုးလျက်ရှိတယ်။အမေကနွမ်းလေးရပင်မန်းစွာနဲ့အဖွားရဲ့မြေပုံရှိမှထိုင်ချလိုက်တယ်။မိုက်ခနဲ့ဖြစ်သွားတော့အမေက
ဓမ္မဝိုင်းနမိတ်ရှိထုတ်ထားတဲ့မှတ်တိုင်လေးကိုလှမ်းကလိုက်တယ်။စနေစင်မှုကြပြီးဖြစ်တဲ့မှတ်တိုင်လေးကပိုလို့ရှိုင်နေသွားတယ်။အမေကမြေပုံလေးကအဖွားကိုတန်းထခေါ်ငင်လိုက်တယ်။ကျုပ်တော့ဒုက္ခရောက်တော့မယ်အမေရဲ့ကျုပ်ဒုက္ခတွေကိုကြည့်လိုက်ပါဦးအမေရဲ့ကျုပ်သေးခြင်းနဲ့ကျုပ်သေးပြလိုက်ခြင်းနဲ့အမေရဲ့တန်ကတပြည့်ပြည့်တိုးသွားပြီးမြေပုံပေါ်မှာခေါင်းရည်ငိုကြွေးနေတယ်။အမေနှုတ်ကလည်းစကားတွေအစင်မပြတ်ရေရွနေတယ်။တကယ်တော့ကျုပ်အမားပါမကောင်းတာကျုပ်ပါပဲအမေကျုပ်ရဲ့မကောင်းမှုတွေဘူးပေါ်တယ်လို့ပေါ်တော့မယ်အမေရဲ့ကျုပ်ကိုမရိုင်းကြီးမယုံကြည်ဆိုတာလူတွေကသိကုန်တော့မယ်အမေကျုပ်ကိုတင်ရတာခေါ်လိုက်ပါတော့အမေရဲ့အမေကပြောရင်းနဲ့ငိုရှိုက်နေပြန်တယ်မောတဲ့နေကအမေကြောပြေမောထိုးကြလျက်ရှိတယ်မြေပုံကမြင်ခွေးတွေကလည်းတန်လက်အသွင်ပြန့်လွင့်လျက်ရှိတယ်အမေကအပူကိုမမှုအောင်မြေပုံတွေကရောက်ခမအဖွားအုပ်ကိုတိုင်တဲ့စကားတွေရေယုံမြဲရေယုံတယ်အမေမီးရလေသူ့ဖေကိုရှာတယ်တဲ့အမေသာလူစိမ်းကားကြီးကိုရအောင်ရှာတာတဲ့တွေ့များတွေ့ခင်ကျုပ်ဘယ်လိုလုပ်ရမလဲကျုပ်ကိုပြောပါဦးအမေရဲ့မြေပုံပေါ်မျက်နှာအထားတဲ့အမေကြောပြင်ကတသိမ့်သိမ့်လှုပ်ခါလေးရရှိတယ်ချွေရည်နဲ့မျက်ရည်တွေကအဖွားရဲ့မြေပုံမှုပေါ်စီးကျသွားတယ်ကျုပ်ကိုနှမ်းရိုက်ပြီးကျုပ်မိန်မာခဲ့တာတွေကိုနှက်ကကျုပ်ကိုတန်ခတ်နေပြီအမေရဲ့ကိုအောင်ချစ်ထွက်သွားပြီး2နှစ်ကျော်ကြာမြင့်ချိန်မောင်ဝင်းကစိတ်နာနာနဲ့ကိုအောင်ချစ်ကုန်သိလို့ဖြစ်တတ်မှတ်လိုက်ပြီဖြစ်တယ်။ရကမာကြီးဒေါမန်ဝိုင်းကလည်းတပြည့်ပြည့်အားရင်ချိနဲ့လာပြီးအတွဲပါမှလမ်းလျှောက်နိုင်နေ။မောင်ဝင်းကရကမာကိုမိခင်ရင်တဲ့သဘောထားကပြုစုခဲ့တယ်။အိမ်တို့အိမ်တောင်မှန်တဲ့များမောင်ဝင်းခေါင်းပေါ်မှာကြီးရောက်နေတယ်။မောင်ဝင်းကလူလဲပင်မန်းနဲ့စိတ်လဲပင်မန်းနဲ့စိတ်ပင်မန်းနဲ့ဆိုရမှာမင်းမသားတတ်မဲ့အရာအလုံးကိုဥဆောင်နေရခြင်းပေါ်နှိပ်ပြငရခြင်းဖြစ်တယ်။မောင်ဝင်းဖို့အားကိုးရမယ်တယ်လို့ခန်းစားနေရတယ်။တနေ့မှညစာထမင်းနဲ့စားဖို့အကျော်သွားဝေရာမောင်ဝင်းကမြို့ကလာတဲ့အဝယ်တော်နဲ့တွေ့တယ်။အကျော်ဆိုင်နဲ့ထန်းထဲမှာမလန်းမကန်းမှရှိကြတယ်။ကိုပေါက်ထန်းထဲကထန်းရည်တောက်သူတွေအလွယ်တကူလှမ်းမနိုင်မှုမစိမ့်မကထန်းထဲနားမှာအကျော်ဆိုင်ဖွင့်တာဖြစ်တယ်။မောင်ဝင်းရှောင်သွားချိန်ထန်းထဲမှာနှုတ်ဆုံနေခြင်းဖြစ်တယ်။ထန်းရည်ထိုင်တောက်နေသူတွေကကိုရသားတွေမောင်ဝင်းထန်းရည်ဆိုင်ကိုရှောင်ခဲ့တာကြပြီ။ကောင်းချစ်မရှိကြတဲ့ကဆိုပါတော့ငွေရည်ယူရနေတဲ့ယောက်ျားတွေရဲ့မျက်လုံးနှံကိုမောင်ဝင်းမခံစားနိုင်သူတို့မျက်လုံးထဲမှာအတိတ်ပဲမျိုးစုံရှက်တန်းနေရလို့မောင်ဝင်းခံစားရတယ်။မောင်ဝင်းကအလိုရှိတဲ့ဘူးသီးကြော်ကိုခက်ကြကြစောင့်နေရတယ်။ထိုင်အောင်လေးမဲ့ပွင့်သူတို့မှထားတဲ့ပဲစော်လေးတွေပြောင်းကြော်ပေးလိုက်အောင်မယ်။မစိမ့်မကထိုင်ရင်ထိုင်တော့နေသူတွေကိုရည်ရွယ်ပြီးပြောတယ်။မောင်ဝင်းထိုင်ဆောင်နေရတယ်။အဲ့ဒီချိန်မောင်ဝင်းကလူတစ်ယောက်ကိုသတိထားမိခဲ့တယ်။ထိုသူကရွာကားမဟုတ်မျိုးကလာတဲ့သူဖြစ်တယ်။မျိုးသားမင်းလင်းတိတာတယ်ဝတ်ပုံစားပုံကအစရွာကယောက်ျားတွေနဲ့ကြွပါပြီ။ပညာအင်ကြီးတွေကြားဝဲသူ့ရဲ့ဖြူဆူဆူပိုးပြော့အင်ကြီးကတောရဲနဲ့မတန်စွာပေါ်လွင်နေတယ်။ဘန်ကပစိုးမလေးပန်းရောက်ဆိုတော့တောနေလူတွေဝေးလေးမရှိတဲ့အကြောင်းဖြစ်တယ်။အင်ကြီးအိတ်ကက်ထဲမှာလက်ကင်မွားပြူလေးကထိုးထွက်နေတယ်။သူကလက်ကင်မွားလေးကိုမကြာခဏထုတ်ကမျက်နှာကိုပုတ်တက်နေတတ်တယ်။သူ့ကိုမအုံမွှေ့သေးတယ်။သူကမျိုးကလာတဲ့အဝဲတော်ကိုကြိုင်ဝင်းဆိုသူဖြစ်တယ်။ပဲပေါ်ချိန်ပေးနှမ်းပေါ်ချိန်နှမ်းဝေယူရန်အတွက်ရွာကိုရောက်လာတတ်တယ်။ရွာစီကိုလည်းလှည့်လည်သွားနေတတ်တဲ့မြို့သားဝေတော်တယောက်ဖြစ်တယ်။ကိုကြိုင်ဝင်းကထထဲပြီးမှတီးတန့်ထူထားတဲ့ဝါကုပြစ်လေးပေါ်မှာတယောက်တည်းထိုင်ပြီးထိုင်းရီတောင်းနေရဖြစ်တယ်။ထိုင်းရီတောင်းနေတဲ့ရွာသားတချို့ကမြေပေါ်မှာပဲဝိုင်းခွဲထိုင်ကထိုင်းရီမျိုးကိုအလေးမှချအုံမခွက်တစ်လုံးနဲ့မျိုးတွေကထိုင်းရီတွေကိုလက်စီခတ်တောင်းနေကြတာဖြစ်တယ်။တချို့ကဖိနိုင်ကုန်းနာမပါပဲမြေကြီးပေါ်မှာပစ္စလက်ခတ်ထိုင်လျက်ရှိတယ်။သူတို့ရဲ့မြီးတွေကပဲလော်နဲ့မစိမဆိုင်ကကြော်နေခဲ့တာဖြစ်တယ်။ဒီထဲမှာကိုကြိုင်ဝင်းတယောက်တည်းကပြစ်ပေါ်ထိုင်ပြီးထိုင်းရီတောင်းနေပုံကမြင်ဝင်းကတူးစားနေတယ်။သူ့အတွက်ထိုင်းရီတောက်ဖို့ဖန်ခွက်တစ်လုံးကိုကိုပေါ့စီစဉ်ပေးထားတာဖြစ်တယ်။သူမြည်ရဲ့သားကြော်တွေကိုကျူပကန်လုံးနဲ့တွေ့ရတယ်။ကိုကြိုင်ဝင်းထိုင်နေရနဲ့မအုံမွေမှာမျက်နှာချင်းဆိုင်ဖြစ်တယ်။ကိုကြိုင်ဝင်းမိမိကိုကြည့်နေရကိုမအုံမွေသတိထားမိတယ်။မအုံမွေကမနေတတ်တဲ့အတွက်မိဖို့တွေကိုထင်းစားတွေထိုးထည့်ပြီးမစိမကိုကုညီလိုတဲ့အတွက်ကြောင့်သူမရဲ့စိတ်မလုံမှုကိုဖုံးမိလျက်ရှိတယ်။ကိုကြိုင်ဝင်းငေးမိငေးရငေးနေရလားမိမိကိုကြည့်နေရလားဆိုတာမသိကြပေမဲ့မအုံဖွင့်မနေတတ်မထိုင်တဲ့ဖြစ်တယ်။အကျော်တွေယူလို့ဆိုင်ရှိကထွက်လာရမအုံဖွင့်ကကြောမလုံဖြစ်နေတယ်။ထိုင်းရည်တွေကယောက်ျားတွေရီမောလိုက်တန်ကမအုံဖွင့်ကိုစက်သိမ်းထသွားစီတယ်။လမ်းကွေမှာမအုံဖွင့်ကထတော်ဘက်စီအမတ်မတင်လှည့်ကြည့်လိုက်ရာကိုကြိုင်ဝင်းရဲ့မျက်လုံးတွေနဲ့စုံမိတယ်။မအုံဖွင့်ခတ်သွက်ထွက်ကာခဲ့တယ်။
နောက်တနေ့မုံငွေရှာတော်တွေကထွက်လာရာရှာတော်ထိပ်မှာရှက်နေတဲ့ကိုကြိုင်ဝင်းကိုတွေ့လိုက်ရတယ်။သူကမအုပ်ပွင့်ကိုတမင်အောင်ရက်ဆောင်နေသလားမသိ။မအုပ်ပွင့်ကသူ့ရှိမှခေါင်းငုပ်ပြီးဖျက်လျှောက်တော့မလို့ပြုတော့သူကပမိုင်နိုင်မေးပြုံးမြလိုက်တယ်။ဘယ်သွားမလို့လဲကိုညီမ။ကိုကြိုင်ဝင်းထက်ကမထင်မဲ့ပဲထွက်လာတဲ့နှုတ်ဆက်စကားကြောင့်မအုပ်ပွင့်အံ့ဩသွားခဲ့တယ်။ရှင်။မအုပ်ပွင့်ကကိုကြိုင်ဝင်းရဲ့အရှိန်အောင်မှမနေတတ်စွာခေါင်းငုံငုတ်ထားလိုက်ရင်မှဖြေမိတယ်။ရှာရဲကိုပါ။အော်ကိုညီမလေးမိမသားတယောက်တည်းပင်မလာတဲ့နော်။ကိုကြိုင်ဝင်းကဂီယူနာတက်တဲ့အောင်လေးတန်းနဲ့ပြောလိုက်တယ်။ငါညီမဒီနေ့နှမ်းတော်ရလိုက်သလားကွ။အခုကိုလည်းရောင်းမအောင်။အကိုဈေးကောင်းကောင်းပေးရမယ်ကွ။ဟိုကျုပ်အဲ့ဒါတွေနားမလည်ဘူးတော့။ကော်ကြီးရဲ့အမတွေပဲလုပ်တယ်။သူတို့ပဲရောင်းပေးတာ။ပြီးမှကျုပ်ကိုပတ်စံပေးတာ။ဟမ်ဒါဖြင့်ရောင်းရတွေတန်ရာတန်မှုငါညီမရမှရရဲ့လားကွ။ရပါလေ။တန်ရာတန်မှုမရောငါညီမသိရဲ့လား။ရှင်ဒီအကြောင်းကိုမအောင်ဝင်တကားမှမတွေးဘူး။အင်းလေလင်သားမမမမတ်မရှိတော့လေသူများချေလဲလဲခံရမှာပေါ့။ဒါပေမဲ့ငါညီမရောင်းမတွေကဒီလိုမလုပ်တယ်မဟုတ်လား။သူတို့ကြည်ရတာသဘောမှန်မုံရပါတယ်။ဟုတ်တယ်သူတို့ကျုပ်ပေါ်မတရားမလုပ်ပါဘူးရှင်။တော်သေးတာပေါ့ကွ။ငါညီမယောက်ျားကရောပြန်မလာတော့ဘူးလား။သူကညီမကိုပြေးသွားတာလား။အိုးကိုကြိုင်ဝင်းစကားကြောင့်မုံဝေခံမြင်သွားတယ်ရှက်လဲရှက်သွားတယ်။ကိုအောင်ချစ်ကိုလည်းစိတ်နာသွားရတယ်။သူကြောင့်ဒီလိုပြောခံရတာပေါ့လူမျိုးပါလေကွယ်ဒီလောက်ရိုးသားတဲ့မိန်းမကိုပြေးရတယ်လို့အင်းလေလူတွေကိုစိတ်တမျိုးပေါ့မုံပွင့်ကကိုကြိုင်ဝင်းကိုမောကြည့်လိုက်တယ်ကိုကြိုင်ဝင်းမိမိကိုတနာကီယူနာနဲ့ပြောနေရလို့ထင်နေသူ့ကြောင့်ကိုစုံစမ်းပေးစီချင်သလားအကိုကြီးစုံစမ်းပြီးမယ်လေအိုးဟင်းဘာလဲငါညီမကသူ့ကိုစိတ်နာနေရလားကွယ်အဲ့လိုလည်းမဟုတ်ပါဘူးတော့ဒါနဲ့ငါညီမအခုညနေများအားမလားကွယ်ဘာဖြစ်လို့လဲရှင်အကိုကြီးစကားအေးစစ်စစ်ပြောချင်လို့ပါရွာနာပိုင်းကနတ်စင်နာကိုလာခဲ့ပါလားနတ်စင်မင်းကဇရက်ကြီးမလေးအကိုကြီးစောင့်နေမယ်ဘာပြောမှလဲအခုပြောပါရသားပဲညီမကိုကူညီချင်လို့ပါညီမကိုတနာလို့ပါကွယ်ညီမယောက်ျားကြောင့်စုံစမ်းပေးပါဆိုလေကိုကြီးစုံစမ်းပေးလို့ရတယ်ကဲပါကွယ်ဒီမှာရက်ပြောရတာမကောင်းပါဘူးညနေသားနတ်စင်နာကိုလာခဲ့နော်အကိုကြီးစောင့်နေမယ်ကိုကြိုင်ဝင်းကပြောပြရနဲ့လာလန်းအတိုင်းလှည့်ထွက်သွားတယ်မုံဝင်းကပါဇက်အဟောင်းသားနဲ့ကြံခဲ့တယ်ကိုကြိုင်ဝင်းပြောသွားတဲ့စကားတွေကမုံဝင်နားထဲမှာတစ်နေ့လုံးပြန့်လွင့်နေခဲ့တယ်။သူကဘာသဘောနဲ့ပြောတာလဲ။ငါ့ကိုတကယ်ပဲတနာလို့လား။သူ့ကိုနှိုင်းရောက်စီခြင်းလို့လား။မြို့သားရဲ့စကားတွေကမုံဝင်နားထဲမှာစမ်းနေတယ်။သူမကိုကိုညင်မာတဲ့။ဒါမျိုးခေါ်ဝမအုံးဝင်မခံရဘူး။တကားမှလည်းမကြောက်ဘူး။မြို့သားမှုသာပြောတတ်တာပဲ။မုံဝင်မျိုးလုံးနဲ့ဝဲအဝဲတော်ကိုကြိုင်လင်းကိုသာမြင်အောင်နေမိတယ်။တသက်ရက်လူရည်လဲလဲပပနဲ့ရှိလာတဲ့အသွင်ပြင်ရုပ်ကလည်းချောတယ်။ကိုအောင်ချစ်လောက်မချိုးဘူးထင်ရပေမဲ့မြို့သားနဲ့တော့သာအသွင်မြင်ချင်းကကြားတယ်။အိုးငါဘာလို့ကိုအောင်ချင်းနဲ့ရှင်တွဲမိရတာပါလဲ။မုံပွေကကိုကြိုင်ဝင်းချင်းရကိုသွားတဲ့မသွားတဲ့တနေ့လုံးဝေခွဲမရဖြစ်နေတယ်။လူသည်များအယောင်ယောင်မမဖြစ်နေခဲ့တယ်။သူဘာလို့ငါ့ကိုခေါ်တာလဲ။သူကသဘောကောင်းမွန်တော့ရတယ်။သူငါ့ကိုကိုအောင်ချစ်တဲ့စုံစမ်းပေးမယ်ဆိုတာတကယ်များလား။မုံပွေကသွားတဲ့မသွားတဲ့ချင်းချင်းရင်စဉ်းစားရင်းနဲ့ညနေတိုင်းနေ့ထိအပြစ်မထွက်။ဒါပေမဲ့သူမရဲ့ခြေလမ်းတွေကတော့ညနေဆောင်မှာရွာနောက်ပိုင်းကိုလှမ်းမိလျက်သားဖြစ်နေတယ်။မိုးလေးကတပွဲပွဲရွာသွန်းလျက်ရှိတယ်။မြင်းမြူရှင်နဲ့ကိုနာရှောင်းညောင်မင်းအောက်မှာရက်ဆောင်နေတဲ့ကိုကြိုင်ဝင်းကိုတွေ့ရတယ်။ကိုကြိုင်ဝင်းကမူကကြားခင်အင်ကြီးတထဲကိုအပေါ်ကထောက်ဝေထားတယ်။သူကအေးဆေးစွာပဲစီဂရက်တလိပ်ကိုဟန်ပါပါတောက်လျက်ရှိတယ်။မအုံးမွေရှောင်းလာတာကိုပြုံးမိကြည့်နေတယ်။သူ့အတွင်ကမအုံးမွေသူ့ချင်းရရှောင်းလာရမှာကိုတတိကျတွက်ဆသိရှိထားပုံဖြစ်တယ်။ဒါလေးညီမလေးမုံဝင်းကသူ့ရှိရောက်ကမှပူတူရှိမင်းကရှိုံရုံတယ်လို့ဖြစ်သွားတယ်။သူခေါ်ရငါဘာလို့လာမိပါလဲလို့လေနောင်နှရှာမိတယ်။မိုးရီရွာတွေကွယ်ဇက်ပေါ်တက်ပြီးစကားပြောကြစို့။ကျုပ်ကဘာပြောမလို့လဲဒီမှာပဲပြောပါ။လာပါငါညီမရဲ့မိုးရီဆိုကုန်မှာပေါ့။ဟောပြောရေးဆိုရင်လည်းမိုးရီကတဲလာပြီ။ကိုကြိုင်ဝင်းကခက်တုံးတုံလန်းကဇက်ပေါ်ပြေးတက်သွားတယ်။မုံဝင်းကငိုင်လေးရဲ့ကြံရည်တယ်။ကိုကြိုင်ဝင်းကဇက်ပေါ်တက်လှေကိုင်းရင်ရောက်မှနောက်ကိုလှည့်ကြည့်လိုက်တယ်။ရက်နေသေးတဲ့မအုံးပွင့်ကိုလာလေးဆိုတဲ့သဘောနဲ့မိဆက်လို့ခေါ်လိုက်တယ်။မုံးပွင့်ကစိတ်ညှို့ခံရသူတူလို့ဂျက်ဘက်ကိုရှောင်သားမိလျက်သားဖြစ်နေတယ်။သူမဇက်ရှိရောက်တော့ကိုကြိုင်ဝင်းကဇက်ပေါ်ရောက်ကကျမ်းမြင့်ပေါ်မှာထိုင်နေပြီ။တက်ခက်လေးညီမခြေလုံးချလုံးဖြစ်နေတဲ့မအုံးပွင့်ကိုကိုကြိုင်ဝင်းကခေါ်လိုက်တယ်။ငါတစ်တော်လေကားရီပေါ်ကိုမအုံးပွင့်ကအတိမဲ့စွာတက်သွားတယ်။လာလီထိုင်
သူ့နားရောက်မှကိုကြိုင်ဝင်းကပိုင်နိုင်မအုံးဝဲလက်ကိုဆွဲကထိုင်စီတယ်။အိုးဘာပြောမှလဲကျုပ်ကိုပြောစရာရှိရဲ့ဆိုတာပြောပါ။လာပါလေထိုင်မအောင်။အကိုကြီးပြောမှာတခြားမဟုတ်ဘူးကွ။အကိုကြီးညီမလေးကိုချစ်တယ်ဆိုတာပဲ။မောင်ဖွင့်နာမှာမိုးချိုးပြစ်သလိုပောက်ကွဲသွားတယ်။အပြင်မှာလည်းမိုးချိုးတစ်ချက်ထိချုံးလိုက်တယ်။မောင်ဖွင့်ကကိုကြိုင်ဝင်းကင်ထားတဲ့လက်ကိုရုံးပြစ်လိုက်တယ်။ကိုကြိုင်ဝင်းကလွတ်သွားတဲ့လက်ကိုဖမ်းဆွဲလိုက်ရုံမကနောက်တစ်ပတ်ကိုပါလှမ်းစကိုင်ကမောင်ဝိတ်ကိုကျမ်းမြင့်မော်ဆွဲချလိုက်တယ်။လာပါမူမနေပါနဲ့တော့အကိုတို့အေးစစ်စစ်နေကြတာပေါ့ဒီနေရာဘယ်သူမှမလာပါဘူး။ဟင်းဖေကျုပ်လာစမ်းပါကွာမင်းလည်းအိမ်နောက်တဲ့တယောက်ပဲခုချိန်မှာတော့သူစကားကမောင်ဝိတ်ကိုသတိပေးသလိုဖြစ်ခဲ့တယ်။မောင်ဝိတ်ကအာကုံထုတ်လို့ရုံးလိုက်တယ်။ကျမ်းမြင့်ကထိုင်ရန်ပြင်းနေဟေးဘလို့ဖြစ်တာလဲငင်းနေစမ်းပါ။အိုးကျုပ်ကတော်တင်တယ်လို့မဟုတ်ဘူး။ဖေနော်တော်စကားပြောစရာရှိတယ်ဆိုလို့ကြုတ်လာတာခုလေစကားမှပြောမှာပါကွကိုကြံဝင်းကမအုံမွေကိုရင်ဝင်နဲ့ဆွဲသွင်းလိုက်တယ်မအုံမွေကကြောက်လက်တကြားနဲ့ရုံးကန်နေဖဲပါကျုပ်ကိုလွတ်ပါနတ်စင်နာမှာအိုးနတ်ရိုက်ကုန်တော့မှာပဲမအုံမွေကပြောရင်းကစိတ်မလုံစွာနတ်စင်ရှိရာညောင်မြင့်စီကိုလှည့်ကြည့်လိုက်တယ်မြင်းမြူရှင်ကမြင်းပေါ်မှာတစ်ဘက်ကမြင်းဆက်ကြိုးကင်ကတစ်ဘက်ကဓာတ်ကိုဝင်ပြီးသူတို့ကိုကြောက်ခိုင်းထားတယ်ကိုကြိုင်ဝင်းကဂျာကင်အင်ကြီးကိုချော့လိုက်တယ်။အင်ကြီးကိုဇီယကျမ်းမြင့်ပေါ်မှာဖြတ်ခင်းလိုက်တယ်။မင်းနဲ့ရုပ်ငါတို့ကိုမမြင်ရပါဘူး။ကိုကြိုင်ဝင်းကအကျမ်းပန်းဖတ်တွေကမောင်းဝင်နေရတဲ့ကိုထိတွေ့ရန်ကြိုးစားတယ်။အိုးရှင်နော်။ကိုကညီမကိုချစ်လို့ပါကွယ်။ညီမကိုတနာတယ်။ကိုလေကိုကြိုင်ဝင်းကစကားတွေကိုအမြင်မပြတ်ပြောနေတဲ့ဘာတွေပြောမှန်းမသိ။မောင်းဝင်းကသူ့ထိတွေ့မှာတရင်ကတာယာနင်းမွန်းသွားတယ်။မိုးတစ်ချက်ချင်းလိုက်တယ်။မိုးကပိုသေးလာတယ်။ပဝန်းကျင်ကပူမောင်လာတယ်။မုံပွင့်ကအမောင်တူတဲကိုလိမ့်ကျသွားတယ်။အမိုက်မောင်တူမုံပွင့်ကအတန်းကြမှာကိုငိုဆိုင်နေမိသည်ကိုသတိပြုမိတယ်။မိုးကပါသွားပြီ။ဘလို့လဲမိကျင်းနဲ့တယ်မဟုတ်လား။မုံပွင့်ကနားကိုပိတ်ထားလိုက်တယ်။ကိုကြိုင်ဝင်းကတစ်ချက်ရီသွန်းသွင်းထရက်လိုက်တယ်။ကျမ်းမြင့်မော်ဖြန့်ထားတဲ့အင်ကြီးကိုယူဝေါ်လိုက်တယ်။မုံပွင့်ကကျမ်းမြင့်ကိုသာငေးဆိုင်ကြည့်နေတယ်မော်မကြည့်ရင်သူမရှင်ကမောဟိုက်ခွန်လုံးလေးရဲ့ရှိတယ်။ရော့ကလေးတွေအတွက်မဟုတ်ဘူး။ကိုကြိုင်ဝင်းကကျမ်းမြင့်မော်ကိုပြစ်ချိုက်လိုက်ပြီးနဂုံးမော်ကခတ်သက်ဆင်းသွားတယ်။မုံပွင့်ခေါင်းမော်ကျင်းလိုက်တယ်။ကိုကြိုင်ဝင်းကပျောက်ကွယ်သွားပြီ။သူမပဲကျမ်းမြင့်ပေါ်မှာတော့ငွေဆက်ကူတွေမုံပွင့်ငွေဆက်ကူတွေကိုကိုက်ယူကျင်းလိုက်တယ်။20ကျပ်တန်ဆက်ကူတွေဖြစ်တယ်။9ရွက်ငွေ100တိတိပါလား။100ကြီးများတော့မုံပွင့်ကငွေ100ကိုကိုင်ရင်းငိုင်နေတယ်။ကလေးတွေဘို့မဟုတ်ဘူးတဲ့။တကယ်ပဲကလေးတွေအတွက်မဟုတ်ဘူးလား။အမိုက်မောင်လေးကိုအတူစင်းသက်ခဲ့တဲ့အတွက်အခကြီးငွေလားမုံပွင့်ကငွေဆက်ကူတွေကိုကြည့်ရင်ငုံမိတယ်။ကိုကြိုင်ဝင်းကပျောက်ကွယ်သွားပြီ။အခုနောက်ကယူရတဲ့ပြုမှုတွေကိုပြုခဲ့သူကျင်နာတဲ့စကားတွေကိုဆိုခဲ့သူကရုတ်တရက်ပျောက်ကွယ်သွားပြီ။မုံပွင့်ကရွှေရုံမြတလန်းချင်းလန်းကဇီးရလေကားတိတွေပေါ်ကဆင်းလာခဲ့တယ်။ညောင်မရှိအရောက်မုံပွင့်ကငွေဆက်ကူတွေကိုကြည့်ရင်နဲ့ခေါင်းမော်လိုက်တော့ဓာတ်ကိုဝင်လုံငုံကြည့်နေတဲ့မြင်းမြူရှင်နဲ့ကိုမြင်လိုက်ရတယ်။ရုတ်တရက်ပဲညောင်ဟိုင်းတစ်ခုကကြိုးကျလာပြီးမုံပွင့်ရှိတက်မှကျသွားတယ်။ကံကောင်းလို့ပါလား။ညောင်ဟိုင်းကတော်ပဲကြီးမားတဲ့အတွက်လူပေါ်တက်ကြရင်ဒုက္ခရောက်နိုင်နေ။ဖေ။ဒါနတ်ရိုက်တာလား။မုံပွင့်ကနှိမ်မြန်စွာအလန့်တကြားနဲ့နှကွန်းရှိကပြေးထွက်ခဲ့တယ်။ဒီနောက်ပိုင်းတော့မအုံပွင့်ရဲ့ညတွေကစိလိစညတွေဖြစ်ခဲ့ရတယ်။နောင်နာတရားနဲ့ယူကျုံမရမှုတွေကမုံပွင့်ကိုအိမ်မပြောဖမ်းစားခဲ့တယ်။ကိုခွင့်မလွတ်နိုင်တဲ့အမားအတွက်ကိုအောင်ချစ်ကိုအခါကဥခိုက်တောင်းပန်နေ။ဒါပေမဲ့မအုံပွင့်ရဲ့ပြုမိတဲ့အမားကိုနတ်ကခွင့်မလွတ်ခဲ့။နတ်စင်အနီးမှာမှမှောက်မားမိတဲ့အမိုက်မကိုနတ်ကတန်းခဲ့ခဲ့ပြီ။ဒီလိုပဲမအုံပွင့်ကခံယူတယ်။ကလေးနှစ်ယောက်ဝေဖွားမှုတဲ့မအုံပွင့်ကတလားလေလို့မိမတို့ရဲ့ဓမ္မရာရှားသည့်တွေပုံမှန်စင်းမလာတဲ့အခါသူမမှာကိုဝင်ရှိနေပြီကိုသိလိုက်ရတယ်။မအုံပွင့်ဖို့ကဘာကြီးချလေးသွားရပြီ။လောကလုံးကသူမအပေါ်ပြီးကြလာသူလိုခံစားရတယ်။ကိုအောင်ချင်းမျက်နှာရကမဒေါ်မဝိုင်းမျက်နှာသွားလိသူမိဘတွေမျက်နှာရောင်းမတွေမျက်နှာမလီဒါတွေကိုငါဘလို့ရင်ဆိုင်ရပါအမားအတွက်နောင်နာတရားကိုရင်ဝယ်ပိုက်ကကိုကြိုင်ဝင်းကိုတောင်းမဲ့တူရှို့ဖို့လိုက်ရှာခဲ့ရတယ်။အဝေတော်ကိုကြိုင်ဝင်းကိုတော်တော်နဲ့မတွေ့တပတ်ခန့်ကြာမှရွာကားရှိခနဲ့မြင်လိုက်ရတယ်။မအုံပွင့်ကကိုကြိုင်ဝင်းကိုနှစ်ယောက်တည်းစကားပြောခွင့်ရဖို့လိုက်ဆောင်နေရတယ်။နောက်ဆုံးတစ်နေ့ဖဲရီတွေမှာထိုင်နေတဲ့ကိုကြိုင်ဝင်းကိုသူထလာတဲ့အထိတနေရာမှာပုံငွေဆောင်နိုင်ခဲ့ရတယ်။အမောင်တို့လမ်းချင်းကိုကြိုင်ဝင်းထပြန်မုံငွေနောက်ကလိုက်ခဲ့တယ်
ဒီမှာမုံပွင့်ကကိုကြိုင်ဝင်းနောက်ကမရေတရေခေါ်လိုက်တယ်ကိုကြိုင်ဝင်းကလှည့်ကြည့်ကလေတစ်ချက်ချွန်လိုက်တယ်ဘာလဲမင်းကိုနဲ့တွေ့ကျင်သေးလို့လားမင်းကိုဆွဲတယ်မဟုတ်လားဟမ်ကိုကြိုင်ဝင်းကပြစ်တိတိမျက်နှာပေးနဲ့မြင်လိုက်တယ်အိုးဘာလဲဒီမှာကျမကကိုဝင်ရှိနေပြီတော့ဘာကိုကြိုင်ဝင်းရှောက်ကရုပ်ကြီးတင်းမာသွားတယ်အဲ့ဒါဘာဖြစ်လဲကျုပ်ရှင်နဲ့တော်စက်မှာမင်းကတရားတမှုပေးပြီးသားရှုပ်ရှက်လာမလုံးနဲ့ကိုကြိုင်ဝင်းကတွက်လက်စွာလှည့်ထွက်သွားတယ်ဒီမေအခုနေပါအောင်တော့ကိုကြိုင်ဝင်းကနောက်ကိုခက်ဆက်ဆက်လေးကြည့်လိုက်တယ်ဟေးနင်ရီရီရတာမလုပ်နဲ့နော်ကြိုင်ဝင်းကိုဒီလိုလာဆန်းလို့မရဘူးငါနင့်ကိုပတ်ဆက်ပေးပြီးသားဘာမှငါနဲ့မဆိုင်ဘူးသွားကိုကြိုင်ဝင်းကခွေးမောင်းထုတ်သလိုမောင်းထုတ်လိုက်ပြီးခက်မြန်ရှောင်းလန်းသွားတယ်မောင်ဝင်းကကြောက်ရွံ့တဲ့ပွေရက်ကြံခဲ့တယ်သူမရဲ့တကူလုံးအကြောရီဆိုင်ကတကယ်ပဲကြောက်ရွံ့တကူဖြစ်သွားခဲ့တယ်မောင်ဝင်းကရွာချောင်းများကိုလည်းရောက်ခဲ့ပြီးချောင်းထက်ပိုင်းကနလစွာတော့ကြောင်ကမ်းမထက်မှရှက်ပြီးချောင်းရီကိုငုံကြည့်နေခဲ့တယ်ချောင်းလေးကိုကုန်းချလိုက်ရင်ချောင်းရီကသူမကိုတရွာကိုခေါ်သွားနိုင်မလားရေကူးတက်တဲ့မအုံဝင်းကချောင်းရီတွေမှာမလုံမရှက်အနိခံမှာမဟုတ်လူကအနိခံချစ်သည့်တိုင်ရေကူးတက်တဲ့ညင်ကလက်ခံမှာမဟုတ်ခုခက်မိမှသာဖြစ်တယ်မောင်ဝင်းကချောင်းကမ်းမခွာခဲ့တယ်အုံးဆက်ညိုတရုံးကိုကိုင်းကအိမ်နောက်ပွေးကထထောင်းမိကိုင်းကိုလှမ်းကြည့်ရင်လေမောင်ဝင်းစိတ်ကူးကြည့်ဘူးလေဒီလိုလုံးလို့ရောပြည့်လဲသွားမှလားကျန်ရင်ကမေကလေးတွေမျက်နှာတသက်လုံးအများမင်းကလက်ညှိုးထိုးခန့်နေရမယ်သားလေးနဲ့သမီးလေးမောင်ဝင်းရှင်ထဲမှာပူနေတယ်ပွင့်ကွဲထွက်မတက်လောင်မြိုက်နေတယ်ပြဿနာကိုတနေ့တစ်ပုံဖြေရှင်းမှသာဖြစ်တော့မှာဗိုက်ထရကလေးကငြိမ်နေမှာမဟုတ်ကစားတစားလိုက်ရင်လာနေအမျှကြီးထွားလာတော့မယ်ဒီကလေးကိုလွန်ခဲ့တဲ့2နှစ်ကျော်ကအိတ်ကားထွက်သွားတဲ့ကိုအောင်ချစ်ကလေးပါလို့ပြောရင်ရောဘသူကရှုံမှာလဲအမြန်ဆုံးဖြေရှင်းမှုအတွက်နီလန်းကိုမောင်ဝင်းရှားတော့မှာမောင်ဝင်းကတရေကြောင်မှငွေတိုးပေးထားတဲ့ကိစ္စသွားမင်းအောင်မယ်ဆိုပြီးအမေကိုပြောခဲ့ကမနဲ့စောစောအိမ်ကထွက်လာခဲ့တယ်လက်ထဲမှာပတ်စံထဲတဲ့ချီလွယ်ကလေးတစ်ခုသာပါလာခဲ့တယ်လွယ်လေးကိုထိတ်ခါဆုလို့ထုံးကြည့်ထားတယ်လွယ်ထဲမှာကိုကြိုင်ဝင်းပေးခဲ့တဲ့20တန်ငွေဆက်ကိုအသက်9ရက်နဲ့အတူစုထားတဲ့ငွေ30ပါတယ်မောင်ဝင်းကတရေကြောင်ကမြို့ကိုထွက်တဲ့မော်တော်ကားကိုမိဖို့တုတ်ချေတင်ခဲ့တယ်တရေကြောင်ရောက်တော့ထွက်လို့ထွက်ခင်ဖြစ်တဲ့ကားပေါ်အပြေးလန့်တက်လိုက်ရတယ်လူတွေကပြည့်သိပ်ကြက်ညက်နေတယ်မနက်ထွက်တဲ့ဒီကားတော့မှညနေ4 နာရီလောက်မှမြို့ကတရေကြောင်ကိုပြန်လာမှဖြစ်တယ်ရွာနီးကျုပ်ဆက်အားလုံးအတွက်တစ်နေ့တစ်ခေါက်သာထွက်တဲ့တစည်းတဲ့သောကားဖြစ်တယ်မောင်ဝင်းကသူမရဲ့အကြံစီအတွက်မယုံမရဲဖြစ်နေတယ်ထိတ်လန့်လို့လည်းနေတယ်ဖြစ်ပါမလားလို့လည်းစိုးရိမ်ပူပန်မိတယ်မြို့ကိုကားဆိုင်တာနဲ့ရုံကြီးရှိရာဘက်ကိုအပြေးလာခဲ့တယ်မိဘတွေမြေယာကိစ္စမှုဖြစ်စဉ်ကရုံကြီးကို3-4ခေါက်ရောက်ခဲ့တယ်ရုံမများစွာစုဝေးထားတဲ့အုတ်တိုက်အဆောက်အအုံကြီးဖြစ်တယ်မောင်ဝင်းကနားလည်လာတယ်မဟုတ်ပေမဲ့တရားရုံးကိုတော့သိတယ်တရားရုံးရှိမှလိုအပ်သမျှရေးသားပြီးတဲ့ရှောက်လာစီရှိတာကိုလည်းသိတယ်မောင်ဝင်းစာမတန်မောင်ဝင်းသားမကတရားလုံးကရှိသမျှမိန်းမတွေစာမတက်ပါရှောက်လာစီကအမှုခင်းတွေအတွက်စာရေးပေးနေရဆိုတော့မောင်ဝင်းရေးလို့တဲ့စာကိုရေးပေးနိုင်မယ်ရုံကြီးရှိရောက်တော့ရုံးမွေချိန်ဖြစ်ပြီးစီကားနေပြီမောင်ဝင်းကသူသိထားတဲ့ရှောက်လာစီထိုင်နဲ့ကော်ရီတာတောင်ကျုံနေအောင်လာခဲ့တယ်ရှောက်လာစီရှိနေတယ်အလုံးမရှိလို့အိမ်ငိုင်နေတယ်မောင်ဝင်းကရှောက်လာစီရဲ့ဇွဲစုံလေးနာကိုမရဲတရဲကြီးကပ်လာခဲ့တယ်အနီးကိုရောက်လာတဲ့ခြေတန်းကြောင့်ငိုက်နေတဲ့စီကမျက်လုံးဖွင့်ကြည့်တယ်ဟောဘာကိစ္စလဲဘာလို့ပြရမလဲမဟိုလေကျုပ်အတွက်စာရဆောင်လို့ရေးပေးပါရတယ်လေဘာလျှောက်လာလဲအမှုကပါလဲအမှုမဟုတ်ပါဘူးအော်ပစ္စည်းလျှောက်ဖို့လားအဲ့ဒါလည်းမဟုတ်ဘူးတော့စာရင်းရန်စက်ကုနဲ့ဖောင်နှင်းကိုပြင်ဆင်နေတဲ့ရှောက်လာစီကမောင်းပွင့်ကိုမောကြည့်လိုက်တယ်ဟိုလေကျုပ်ကစာလေးကနေကျုပ်တို့ရအောင်ထည့်ဖို့စာတစောင်ရေးခိုင်းချင်တာအော်ဒါလို့လားရပါတယ်ဗျာကျုပ်ကိုကောင်းကောင်းရေးပေးစမ်းပါတော့ထိုင်မဒီမှာထိုင်ဘလို့အကြောင်းကြောင့်ရေးရမယ်ဆိုတာသာကျွန်တော်ကိုပြောမောင်းပွင့်ကရှောက်လာစီညွှန်ပြတဲ့ခွေးချိတ်ကောင်မှဝင်ထိုင်နေရေးရမယ့်စာကိုကျုပ်ကပြောပြမယ်တော်လိုက်ရင်ဖြစ်တယ်မဟုတ်လားကဲပြောပြမောင်းပွင့်ကတကယ်ပြောရမယ်ဆိုတော့နှုတ်တော်နေတယ်သူမနှကန်းတွေကတဆက်ဆက်တုံနေတယ်ရှောက်လာစီကမောင်းပွင့်ကိုနောက်တစ်ချိန်မောကြည့်လိုက်ပြန်နေခြေစုံကောင်းဆုံးကြည့်လိုက်တော့မောင်းပွင့်ရဲ့ဗလာကျင်းနေရဲ့ခြေစုံမှာရက်သွားတယ်မောင်းပွင့်မှာဖက်နဲ့မပါမောင်းပွင့်ကဖက်နဲ့မစည်းခဲ့တာကိုခုမှသတိရတယ်ရွာမှာဘယ်တော့အခါမှဖက်နဲ့ကိုစီးလိစီးတာမရှိမောင်းပွင့်တော်မဟုတ်တရားလုံးတော့ဖက်နဲ့မစည်းကြအိမ်မှာတိတ်ဆောင်ထားတဲ့ဖက်နဲ့ကအလူရဲသွားတဲ့အခါနဲ့တရက်တရာသွားတဲ့အခါမှသာထုတ်စည်းဖို့ဖြစ်တယ်ဒါတော့ဖက်နဲ့ကိုမြို့ငွေချောင်းမှချစည်းကြတာဖြစ်တယ်အိမ်ကလေးကစီးလာကြတာမဟုတ်ကမန်းကနန်းထွက်လာတဲ့မောင်းပွင့်ကဖက်နဲ့ရှူခဲ့ဖို့မိလာခဲ့တယ်
ဖနက်မပါတာလက်တွေကလွယ်လေးကိုထိတ်ကဆူတုံးထားတွေကြည့်ပြီးရှောက်လာစီကမုံပွင့်ကိုတော်ရိကတက်လာတဲ့တောသူမတယောက်ဖြစ်မှသိမှာပဲခမဘာကြီးစီချင်လဲပြောလေဟိုမအုံးဝင်းတို့စာရေးလိုက်ပါသည်ဗျာအဲ့ဒီနိုင်ရေးမယ်လေစာကမအုံးဝင်းကိုပေးမယ်စာတော့အော်ဟုတ်ပြီလေပြောမုံပွင့်ငါစာရေးလိုက်တယ်ငါအဆင်ပြေပါလေငါတို့ဆက်နောက်တရက်နေ့နေအောင်မြကျွန်တော်ရေးပြီးပြီဆိုမှထပ်ပြောရှောက်လာစီကမုံပွင့်ပြောလိုက်တဲ့စကားတွေကိုလိုက်ရေးတယ်ဒီမှာမှကျွန်တော်စာသားချုပ်အောင်အစီအမီအောင်ရေးပေးမယ်နော်ကောင်းတာပေါ့ကျုပ်စာမတက်လို့တော့ရေးခိုင်းတာကောင်းအောင်သာရေးပါတော့ကဲဘာဆက်ရေးရမလဲဆိုတာပြောဘယ်ရောက်သွားပါလိမ့်အေးသူတို့ဆက်ပြီးမှကောက်မယ့်အကြောင်းဆက်ရေးလိုက်တော့ရှောင်းလာစီကဦးကြောင်ကြောင်ဖြစ်သွားတယ်ဒီလိုလေမုံပွင့်ရဲ့ယောက်ျားဇက်တင်းမှာလိုက်နေတာသူတို့ဆက်ကနောက်တရက်နေ့ကနေပြီးမှကတော့မှအဲ့ဒါမုံပွင့်ကိုလိုက်လာဖို့မှာတဲ့စားတော့ရှောင်းလာစီကသဘောပေါက်သွားတယ်နင်လိုက်လာခဲ့ပါငါမျောနေမယ်ကလေးတွေတော့ပင်ပန်းနေမယ်မခေါ်ခဲနဲ့နေတယောက်တည်းပဲလာခဲ့ရရလားဟုတ်ကဲ့ရပါတယ်စာနဲ့ဆောင်လုံးပြီးမှရှောက်လာစီကစာကိုပြန်ဖက်ပြတယ်မုံဝင်းကကျေနပ်သွားတယ်ကျုပ်ဒီစာကိုကျုပ်တို့ရအောင်ထည့်မှာတော့စာရီထည့်ပြီးပါစာရီပေါ်မှာလိပ်စာဘယ်လိုရေးရမလဲကြီးချိုတော်ရမှာမအုံးပွင့်ပေးရန်လို့ရေးလိုက်တော့ရှောက်လာစီကပြုံးလိုက်တယ်စာရီပေါ်မှာအဲ့လိုရေးလို့မရဘူးမရဲ့ဇီးချိုတော်ကဒီမျိုးနယ်တွေကရွာပေးမဟုတ်လားတရေကြောင်တိုက်နေရွာဟုတ်တယ်နော်ဟုတ်တယ်တို့မအုံပွင့်ဇီးချိုတော်ရတရေကြောင်တိုက်နေဆိုပြီးအောက်ဆုံးကမျိုးနယ်ရေးလိုက်ပြီးရွာဆိုတော့အိမ်နံပါတ်တွေလမ်းနေမယ်တွေမရှိဘူးထင်နေဇီးချိုတော်ရွာမအုံပွင့်ဆိုရင်စာဝင်တဲ့လူကသိတယ်မဟုတ်လားအိုးဇီးချိုတော်မှကြုတ်ကိုလူတိုင်းသိတယ်ဟမ်ရှောင်းလာစီရဲ့အံ့ဩမှုကိုမုံမွေကြီးမဆိုင်မီတောက်ကိုဘလောက်ပေးရမလဲစာရွက်ဖို့ရောစာရိပ်ဖို့ရောတစ်ချက်ပဲပြီးပါမုံပွင့်ကလွယ်တုံးကိုပြည်ကစက်တန်တရွက်ထုတ်ပေးလိုက်တယ်ဈေးများတာကိုသိပေမဲ့စာလွယ်တကူရေးပြီးသွားတဲ့အတွက်စိတ်ရေးသွားတယ်ရှောင်းလာစီကစာကိုခောက်ကစာရိပ်ထဲတေချာထိတယ်စာရိပ်ကိုပေးလိုက်ရမလားမပေးနဲ့မုံပွင့်ကစာရိပ်ကိုလှမ်းယူလိုက်တယ်ရှောင်းလာစီရှိကထွက်လာခဲ့တယ်အမစာကိုတစ်စိတ်ကောင်းကပ်ပြီးမှထည့်ရတာနော်စာရိပ်ကဒီလန်းတက်တက်မှာပဲအဲ့ဒါတော့ကြုတ်သိပါတယ်တော့စာနဲ့ရောက်တဲ့အခါ15ပြားနဲ့တစ်စိတ်ကောင်းတစ်လုံးဝေကက်ကစာကိုစာရိုက်ဘူးနဲ့ထည့်လိုက်တယ်ရောက်လာမယ့်စာကိုမအုံးမွင့်ရင်ထဲတိတ်စောင့်မျှော်ခဲ့ရတယ်တစ်ရက်လဲရောက်မလားနှစ်ရက်လဲရောက်မလားသုံးရက်တည်းလဲရောက်မလားခဲ့ရောက်မှရောက်လာပါဦးမလားငါလုပ်ခဲ့တာမှားနေသလားမုံပွင့်ကအိတ်မပြောအောင်ပဲပြားများခဲ့ရတယ်လေးရက်မြောင်းနေတော့စာရောက်လာတယ်တရေချောင်ထိလာတဲ့စာဖို့သမားကရွာလူကြုံတယောက်နဲ့ပြေးလိုက်တာဖြစ်တယ်ချက်ချင်းပဲမုံပွင့်အမည်နဲ့စာရဆောင်ရောက်လာတဲ့တဲ့ရင်ကတရွာလုံးကိုပြန့်လင့်သွားတယ်မုံပွင့်ကျေနပ်သွားတယ်ကော်ချစ်စီကစာလာတယ်ဆိုတာကိုတရွာလုံးသိဖို့အတွက်လူတွေမှုတ်ပါလုံးဆက်စုတတ်တဲ့မိမတွေကမုံပွင့်အိမ်ကိုစုပြုံရောက်လာကြတယ်မဲပွင့်ညီးစီစာလာတာဘယ်ကလဲအေးကျုပ်လည်းမသိဘူးကျုပ်မှစာမတက်တာကော်ချစ်စီကများလားအေးဟုတ်ချင်းဟုတ်ပါတော့ကျုပ်ကိုစာရေးဆရာသူဆိုလို့သူပဲရှိတာဒါဖြင့်ဖတ်စမ်းမှာအေးကောင်းကြီးဘာဖြစ်နေပလဲသိရအောင်အိုးကျုပ်မဖတ်တတ်ပါဘူးဆိုဒါဖြင့်လေလာဟေးဦးစင်းလေးစီတော့ဖတ်ခိုင်းမှလင်းနဲ့မရရေးတဲ့စာဦးစင်းဖတ်ခိုင်းလို့ကောင်းမှမလားတော့အလိုသမီးစားရေးတဲ့စာမမဟုတ်တာရွာမှာစားတဲ့လူဘယ်နှယောက်ရှိလို့တော့လာမအေးဦးစင်းလေးစီပဲသွားကြပါစို့ငါတော့ကိုရင်အောင်ချစ်မင်းသားဖြစ်ပလားအစင်မပြေလို့ပတ်စံပို့ခိုင်းတာလားပဲညီတို့ကဆက်စွရန်ကောအေးအုံးမွေစိတ်ကူးကိုထားပါအောင်ကဲလာဦးစင်းလေးစီသွားကြစို့မိမတုတ်ကရွာရှိပါရှိရွာဦးเจ้าစီကိုအုပ်စုလိုက်ရွေးရှောင်းသွားကြတယ်ရွာဦးเจ้าမှာကြောင်းအထက်ကွပြစ်ပေါ်ထိုင်နေတဲ့ဦးစင်းလေးကိုအစင်သင့်ပဲတွေ့ရတယ်မုံပွင့်ဦးဆောင်ကမိမတုတ်ကဦးစင်းလေးကိုဦးချလိုက်ပြီးအကျိုးအကြောင်းလျှောက်ထားလိုက်တယ်မုံပွင့်လက်ထဲကစာအိတ်ကိုဦးစင်းလေးလက်ထဲထည့်လိုက်တယ်ဦးစင်းကစာအိတ်ကိုဖောက်လိုက်တယ်ဟဲဦးစင်းလေးလက်ထဲထွက်ကြလာတဲ့ငွေဆက်ကူတွေကိုကြည့်ကဦးစင်းလေးကိုယ်တိုင်တော့အံ့ဩသွားတယ်ဟဲပတ်စံနေမိမတတိုက်ကអော်လိုက်တယ်ဦးစင်းလေးကငွေတွေကိုဘေးမှာချလိုက်ပြီးစာကိုအတန်ထွက်ဖတ်ပြတယ်ဟုတ်တယ်ဗျာစာကတကောင်အောင်ချစ်ရေးလိုက်တဲ့စာပဲဘာတဲ့မအုံးပွင့်နဲ့ငါစာရေးလိုက်တယ်တဲ့အခုငါမင်းသားဖြစ်နေပြီတဲ့ဟာတဲဟုတ်ပါလားမိမတတိုက်ကတယောက်နဲ့တယောက်လှည့်ကျင်လိုက်ကြတယ်မအုံးပွင့်ကလည်းစာတွေကအကြောင်းကိုခုမှသိအောင်ဟန်လို့ရတယ်အုံးပွင့်ညဝမ်းမတောင်ဘူးလားအေး
ဒါပေသည်ခုမှစာရေးပေါ်ရတာတော့ကျုံမကျင်းတတ်ဘူးတော့ကဲပါဦးစင်းဖက်ပြတာစုံအောင်နားထောင်မအောင်ဦးစင်းကစာကိုဆက်ဖက်ပြတယ်နားထောင်ရေးစာကကိုအောင်ချစ်ကသူတို့စကားတွေပြည်မြို့ကိုမုံဝင်းကိုလိုက်ခဲ့ရန်ခေါ်ယူတဲ့စာဖြစ်ကြောင်းသဘောပေါက်ကြတယ်ဦးစင်းလေးကစာရွက်ကိုပြန်ကောက်လိုက်တယ်တကောင်အောင်ချစ်ကပြီးမှပွဲကမဲ့ရက်ကိုတော့အတိအကျထည့်မြည်ပဲကိုနောက်တရက်2ရက်နေရင်တဲ့တကယ်တော့$လာဆန်း3ရက်4ရက်4ရက်ဖြင့်4ရက်ရေးရမှာဇသမားဖြစ်နေတဲ့အထိစာကိုမြည်တတ်သေးပဲကိုအမှန်ကမဟုတ်ပွင့်ရဲ့လိုအပ်ချက်သာဖြစ်တယ်ပြီးတော့ဟောဒီလိုငွေဆက်ကူတွေကိုစာရီတဲ့ထည့်မဖို့ရဘူးဆိုတာ तू မသိလေရောသလားအားပါပြီငွေကိုငွေပို့လားဆိုတာနဲ့တက်တက်ပို့ရတယ်အခုရောက်လာလို့တော်တော့တာစာရီတဲ့ငွေတက်ဖို့တာတရားမဝင်ဘူးလေမုံငွေဓာတ်တွေနားမလဲစာရင်းမှာပတ်စံပို့လိုက်တယ်လို့ထည့်မြေးခိုင်းခြင်းမှလည်းစာရေးပြတဲ့ရှောက်လွှာစေးရေးသိရင်စာရိတ်ပုံတွေကနေစာရိတ်ကပတ်စံကိုထုတ်ယူမှစိုးသောကြောင့်ဘာပဲဖြစ်ဖြစ်ကိုအောင်ချစ်မင်းသားဖြစ်သွားပြီဆိုတဲ့သတင်းမုံပွင့်ထံငွေတရားပို့လိုက်တယ်ဆိုတဲ့သတင်းကိုအောင်ချစ်ပွဲကရပြည်မြို့ကိုမုံပွင့်သွားတွေ့ရမယ်ဆိုတဲ့သတင်းတွေကရွာမှာပြန့်နှံ့သွားတယ်ယောက်ျားတွေဆောင်ရကစောဆိုင်မှာ၎င်းမိန်းမတွေဆောင်ရရေရင်းမှာ၎င်းအဲ့ဒီအကြောင်းကိုသာပြောဆိုနေကြတယ်ငွေတရားတော်ပို့နိုင်နေဆိုတော့ဒီကောင်ကတညကိုညာကျ9ချက်လောက်ရနေမလားမသိဘူးဟေ့အမေကြီးတော်မန်ဝိုင်းကဂုံယူလို့မဆုံးပြောလို့မဆုံးကြောလို့မဆုံးတော့ငါမပြောလားငါသားပြောတော့မစိုးပါဘူးလို့ကြည်နေပါအေးဒီကောင်လေးတနေ့ရွာပြန်ရောက်လာမှာပါသူမိန်းမနဲ့သားသမီးတွေကိုချစ်ရကောင်းမှသိတယ်ကောင်းပါအေးအုံးဝင်ကြီးဝင်လာချိန်ကျရွာပြန်လာလေအောင်လို့အမေမတိုင်းပြောလိုက်စမ်းကြလာဟဲ့နောက်တနေ့မှမအုံးပွင့်ရွာကထွက်ခဲ့တယ်တရားလုံးကမအုံးပွင့်ကိုကော်ချစ်ပွဲကရပြည်မြို့ကိုလိုက်သွားတယ်လို့ရှုံကြည်ကြတယ်ဒီတကတော့မအုံးပွင့်ကဖက်နှက်ကိုမမေ့မရော့အောင်ရွာကထွက်ကလေးကစီခဲ့တယ်ရိတ်တန်းတလုံးထဲမှာအဝိပုံနှစ်စုံခောက်ထိတ်ခဲ့တယ်အိတ်ထဲမှာဟုံငွေတရားပါတယ်ပြီးတော့လူယိုသေးရှင်ယိုသေးဆိုပြီးလက်ကောက်နှစ်ကွင်းနဲ့ဆွဲကြိုးကိုဝစ်ဆင်ခဲ့တယ်ဆွဲကြိုးကမိဘတွေပေးခဲ့တဲ့ဆွဲကြိုးဖြစ်တယ်မုံပွင့်ကဆွဲကြိုးထိတ်ကဆွဲပြားလေးကိုရွာကမထွက်ခင်ကလေးကကြိုးပြုတ်ထားလိုက်တယ်ပြည်မြို့ကိုသွားရောက်မဲ့ခရီးစဉ်ကစတင်ခဲ့ပြီတရားလုံးကမိမတွေကမအုံပွင့်ကိုထင်မြင်ကြီးစွာကြည့်ရှုကြကုန်နေတကယ်တော့မအုံပွင့်ပြည်မြို့အထိမသွားရဲပါပြည်မြို့ကိုရောက်ဖို့မြို့ကတစ်စိတစ်ဖက်ကန်းကိုကူရမယ်ကားလမ်းမောက်ပေါ်မှာကားကိုစောင့်စီရမယ်ဒီအထိမအုံပွင့်မစွန့်စားရင်မအုံပွင့်ကမြို့မှာပဲခလုံးနေခဲ့ခြင်းဖြစ်တယ်မြို့ကိုရောက်တာနဲ့မအုံပွင့်ကရွှေတဲ့တွေကိုမှန်ပုံးနဲ့ခင်းချင်းထားတဲ့ဆိုင်တစ်ဆိုင်မှာဆွဲပြားသွားရောက်လိုက်တယ်35ကျပ်ရခဲ့တယ်မုံပွင့်ကကန်းသားစီကထမင်းလဲရှောင်းတဲခုလဲရှားတဲ့ဆိုင်တစ်ဆိုင်ကိုရှာတွေ့ခဲ့တယ်အဲ့ဒီဆိုင်မှာပဲနှစ်ညရီတဲခုခဲ့ခြင်းဖြစ်တယ်ကားကိန်းနဲ့နီးတဲ့နေရာကိုရွေးချယ်ပါကမတော်တဆရွာကားလူတွေတွေ့မှဆိုသောကြောင့်ပဲနှစ်ရက်အချိန်ပြုံးပြီးရွာကိုပြန်လာခဲ့တယ်တဘာမှကြားစီဖို့လက်ဆောင်တွေကိုလည်းမမေ့အောင်ဝယ်ခဲ့ရတယ်အမေအတွက်စေပတိတကုံကလေးတွေအတွက်အယုံနှစ်ရုပ်ဖြစ်တယ်စင်ရုပ်စုမှုလေးနှစ်ခုဖြစ်တယ်မဟုတ်ပွင့်ရွာပြန်ရောက်တာနဲ့ရွာသူရွာသားတွေဝိုင်းလာကြတယ်တတိမေးကြတယ်အောင်ချစ်ကမင်းသားကြီးဖြစ်နေပြီလားဟာပြဆက်မင်းသားလားအကမင်းသားလားပြဆက်ထဲမှာပါတာပါခေါင်းဆောင်တော့မဟုတ်သေးဘူးတဲ့ဒုတိယမင်းသားပေါ့တော့နောက်တော့သူ့ကိုမြှောက်စားမှာတဲ့မဟုတ်ပွင့်ကမရှုံးမလွန်ဖြစ်အောင်ဖြေလိုက်တယ်သူတို့ဆက်တော်တော်ကောင်းသလားဟဲ့ကောင်းပါလေကောင်းနေမစိုးမမ်းမြို့တင့်လွင်နဲ့သူနဲ့တူတူကတာလားဟုတ်တယ်လေမမ်းမြို့တင့်လွင်ကသူ့ဆရာကိုတော့ဇက်ကဗမာကတာလေဟဲ့ပြည်မလေးတော့ဒါတော့သိတာပေါ့ညိပြေးလိုက်သွားတာကိုဘာပွဲတော့ဖျားပွဲလားဘယ်နေရာမှာကတာလို့မေးတာအေးအော်ဖျားပွဲရွှေစံတော်ဖျားကြီးမှာကတာတော့ညိရွှေစံတော်ဖျားကြီးဖူးခဲ့ရမှာပေါ့ဖူးခဲ့ပါတယ်တော့ဖူးခဲ့ပါတယ်အောင်ချစ်ကဘယ်တော့ရွာပြန်မလာတဲ့တော့ပွဲနာရင်ခဏလာအောင်မေဆိုတာပဲအမေကိုကြော့ကျင်လို့တဲ့မအုံးမေစကားကြောင့်ထိုင်နာထောင်နေတဲ့ဒေါ်မန်ဝိုင်းကသဘောကျပြီးတဟဲရှိလိုက်တယ်ငါသားတကယ်တော့လူကြီးမိဘကိုတိတက်ပါတယ်အေးလိန်မာတဲ့ကလေးပါခုကြည့်စမ်းငါအတွက်ဝယ်ပေးလိုက်တာစိတ်ပတိလေးမလောက်လှတော့တာရုပါတော့တာရုပါနောက်ရက်20လောက်ကြာမှမအုံးဝင်းကသူမမကိုရင်ရှိနေပြီဖြစ်ကြောင်းဒေါ်မန်ဝိုင်းကိုပြောပြလိုက်တယ်တရင်ဟာတမဟုတ်ချင်းရွာတွေကမိမတူစီပြန့်နှံ့သွားတယ်ကိုအောင်ချစ်ပွဲကရလိုက်သွားတယ်လို့ယုံကြည်ထားကြသူတွေဆိုတော့ဘသူကမှမအုံးဝင်းကိုတန်တရားမဝင်ကြကိုအောင်ချစ်နဲ့ရှားတဲ့ကိုဝင်လို့ပဲလက်ခံလိုက်ကြတယ်အဲ့ဒီချိန်ကစပြီးမအုံးဝင်းကတစီတကာကိုမွေးမြူခဲမိခြင်းပဲဖြစ်တော်တယ်ပဝန်းကျင်ကတန်တရားကင်းလေသူမစိတ်ထဲကခြောက်ချားရလေအဲ့လိုကိုယ်စိတ်ကိုမလွန်အောင်လုပ်ခဲ့မိသူကသူမကိုယ်တိုင်ပဲဖြစ်တယ်သူမကိုချောင်းလန့်နေတဲ့တစီကိုသူမကိုယ်တိုင်ပဲမွေးမြူခဲ့ခြင်းဖြစ်တယ်အမေကြီးဒေါ်မန်ဝိုင်းကတားဖြစ်သူကို
ချင်းမိုးပြောဆိုတဲ့အခါတန်းနာလွမ်းဆိုတဲ့စကားတွေပြောတဲ့အခါမုံပွင့်ကနေစရာမရှိအောင်စိတ်မလုံးမလေးဖြစ်မိတယ်။ရခမကြီးကိုညာမိခြင်းပတ်ဝန်းကျင်ကိုလှည့်စားမိခြင်းလင်ကွေရမှာဖောက်ပြန်မိခြင်းဆိုတဲ့ပြစ်တွေကသူမကိုမပြတ်ချောက်လန့်နေတယ်။တစားတစားလိုင်းရင်လာတဲ့ကိုဝင်ကလည်းသူမကိုချောက်လန့်နေ။တကယ်တော့တရားလုံးကိုယ်ွယ်ရနှက်စိန်နီးမှကာမအမိုက်မှောင်မကိုလွန်ကျူးမိခဲ့တဲ့သူမကိုနိုင်ရခြင်းဖြစ်တယ်လို့သူမကယုံကြည်တယ်။မုံပွင့်ကရာနာပိုင်းကနှက်စိန်ရှိရာဘယ်တော့မှမသွားတော့ဒီလိုနဲ့နေစိလာစီးတဲ့အခါမုံပွင့်ရဲ့ကိုဝင်ကမွေးဖွားခဲ့တယ်။အဲ့ဒီကလေးကသားလေးမောင်ဖွေးဝေးပဲဖြစ်တယ်။မောင်ဖွေးဝေးဆိုတဲ့အမည်ကိုအဖွားဒေါ်မန်ဝိုင်းကပဲမှဲ့ခဲ့တာဖြစ်တယ်။အဖေနဲ့ဝင်းနေရရှာတဲ့ကလေးမှုမောင်ဖွေးဝေးတယ်လေ။အဖွားဦးကမြည်ရည်အတွက်နမိတ်ကိုမှဲ့လဲမှဲ့တတ်တယ်။အကြီးဆုံးကလေးကိုကွယ်လင်သူသူ့ခင်မွန်ကလေးရဲ့ဖိုးနဲ့တူလို့ဆိုကဖိုးတူမှဲ့ခဲ့တယ်။မောင်ဖိုးတူကိုသူ့ဘုံဝင်စားသူဒေါ်မန်ဝိုင်းကမှတ်ယူထားတယ်။အငယ်မိန်းကလေးကိုတော့သူ့အချစ်ဆုံးမှုမဖွားချေတဲ့။မောင်ဖွေးဝေးဆိုတဲ့နမိတ်မှလည်းတားလေးနဲ့လိုက်ပတ်ဆုံးနမိတ်ဖြစ်တာကိုမောင်ပွင့်သာသိဆုံးဖြစ်တယ်။လုံနဲ့ရက်ကိုလာကမျိုးလာကုန်နှစ်ကမျိုးကအချိန်ကိုတည်း၍ကုန်လွန်လာခဲ့တယ်။အမေကြီးကသူ့သားအောင်ချစ်ကိုမျှော်စိတနေ့မှကုန်အောင်ချစ်ပြန်ရောက်လာလိမ့်မယ်ဆိုပြီးရုံချလျက်ရှိတယ်။ဒီကောင်မလို့မလာပါလိမ့်မလဲ။သူကလေးကိုတော့သူလာမကြည့်ဘူး။အဲ့ဒီကလေးရတာသူမသိဘူးတင်မရဲ့လေ။ဘာဖြစ်ဖြစ်မောင်ချစ်ပြန်လာတဲ့မာရဲ့အေး။ငါကသူလာမှဖိုးတူရောဖေဝေးရောနှစ်ယောက်စလုံးကိုရှင်မြဝေးဖို့စောင့်နေရအေးအဖောင်းရဲ့စကားတွေကမောင်မွေရှင်တွေကတစီကိုနှုတ်နှုံလိုက်တယ်။ဒင်းဘာဖြစ်နေပါလိမ့်မလဲ။အမေရဲ့ကျုပ်တော့သူနောက်ရင်နောက်တွေဘာတွေကြနေပြီထင်ပါရဲ့တော့အောင်မြင်သွားလို့နမဲကြော်သွားလို့ရွာကမိသားစုမေ့ပြီးမှတ်တယ်။လာပင်စစ်အောင်ငါနဲ့တွေ့အောင်ပါ။အမေကသူ့သားနဲ့တင်းတဲ့ထီတောင်တွေ့မသွားရ။အမေမျက်လုံးတွေကတဖြည်းဖြည်းနဲ့မှုံဝါလာတယ်။ကလေးတွေကလည်းကြီးပြင်းလာကြတယ်။အမေရဲ့သူ့ကိုစောင့်မနေတော့ပဲကလေးတွေကိုတင်ဟန်းစီးပြလိုက်ခြင်းမေးတော့မတကသူပြန်လာမှထပ်ပြီးကိုရင်ဝှစ်ခြင်းဝှက်ပစီပေါ့တော့အမေကလေသူ့သားအပေါ်လက်လျှော့လိုက်ပြီးအေးငါလည်းမျက်စိမကွယ်ခင်ငါမီးတွေတင်ဟန်းဝှက်နဲ့မြင်လိုက်ခြင်းပါတယ်ကိုရင်ဝှစ်တော့မဖွေးဝှက်တက်က6နှစ်ပဲရှိသေးတယ်တင်ဟန်းမနိုင်သေးမဖိုးတို့တက်က14နှစ်ရှိပြီဆိုတော့ကိုရင်ဝှစ်ဖို့အရွယ်ကိုလွန်နေပြီအမေစကားမှန်နေကလေးတွေကိုရင်ဝှစ်ပြီးတဲ့နှစ်မှာပဲအမေမျက်စိတွေကွယ်သွားတယ်အမေကမျက်မြင်ဘွားနဲ့နောက်တက်လေးနဲ့နေသားခဲ့ရတယ်။ဒီကနေ့ချိန်ထိဒေါ်မန်ဝိုင်းကသူ့သားကိုအောင်ချစ်ကိုတန်းတာသွားခဲ့တယ်။ကိုအောင်ချစ်ကရခုချိန်ထိတော့ပြန်မလာတော့။သားသမီးတွေကသူတို့ဘီကိုမျှော်လင့်နေကြစေ။ဆွေမျိုးတွေနဲ့တရားလုံးမြင်မှာကိုအောင်ချစ်ကရွာကထွက်သွားပြီးကလေးကစိန်ကားစွာပြန်လဲမကြည့်ခဲ့သူမျိုးဖြစ်မနေ။အားလုံးရဲ့မြင်မှာလွန်ခဲ့တဲ့18နှစ်ကပြည်မြို့မှာဇက်ကရင်မုံပွင့်ကိုခေါ်တွေ့ခဲ့တဲ့ပြည့်ရက်ကိုမမေ့ကြ။မုံပွင့်ဖို့သာအဲ့ဒီပြည့်ရက်ကသူမဖန်တီးရဲ့လောက်ကျန်ဆက်ဖြစ်တာကိုကိုယ်တိုင်မို့သိနေရတယ်။ကျန်သူတွေကတော့ကိုအောင်ချစ်ကရွာကထွက်သွားပြီးနောက်ပိုင်းမအုံဖွင့်နဲ့အဆက်အသွယ်ရှိသေးရဲ့လို့ပဲမှတ်ယူထားကြတယ်။သူတို့ပြင်မှာမအုံဖွင့်မှာကိုအောင်ချစ်နဲ့ရပိုင်းမြတွေ့ဆုံခြင်းနဲ့ကလေးတယောက်တောင်ရခဲ့သေးတယ်မှုတ်ပါလား။အမေမအုံဖွင့်ကသူမဖန်တီးခဲ့တဲ့လှုပ်ဆက်အတွက်အမြဲစိတ်မလုံးဖြစ်နေခဲ့တယ်။ဒီစားတွေကိုအောင်ချစ်သာပြန်အောင်လာမှာကဇက်ရှုပ်ကိုဘလို့မှဖြည့်ရှင်းနိုင်တော့မှာမဟုတ်။တောင်းဝင်းဖို့တော့ခင်မွန်းတွေပြန်မလာခြင်းမှာသူမရဲ့ပြစ်တွေအတွက်တတ်တာရရနေခြင်းဖြစ်တယ်။ဒါမဲ့မိကတစ်ချိန်မှာသူမရဲ့ပြစ်တွေအတွက်တန်ခတ်ခံရမှာကိုသိပြီးသားဖြစ်တယ်။လင်သားခွေရမှာဖွက်ပြားခဲ့တဲ့မိမကသူကျိုးလွန်ခဲ့တဲ့ပြစ်အတွက်တံမြန်ခံစားရမှာကိုအမေကိုယ်တိုင်ကလည်းလက်ခံနေ။ဒါမဲ့တေးပြီးမှသာငရဲကိုစောက်ထိုးကြရင်ကြပါစီတော့။ဒီဘက်မှာတော့အမေကကိုအောင်ချစ်ကိုမျက်နှာချင်းမဆိုင်ဝင်တော့။အမေကကိုကြိုင်ဝင်းကိုလည်းရွာမှာမတွေ့တော့။မောင်ခွေဝေးကိုဝင်လေချင်းကစပြီးမမြင်ရတော့တာပဲဖြစ်တယ်။ခေတ်ကပြောင်းသွားပြီဖြစ်တော့ကိုကြိုင်ဝင်းတို့လိုအဝဲတော်တွေအတွက်လည်းနေရာမရှိတော့အစိုးရကလင်သမားတွေအတွက်ငွေထုတ်ကြီးကထွက်တဲ့သီးနှံကိုသတ်မှတ်တန်မိုးနဲ့အစိုးရကိုပဲပြန်လည်ပေးသွင်းရတဲ့စနစ်ကိုကျင့်သုံးလာခြင်းကိုကြိုင်ဝင်းတို့လိုရင်းရှင်လက်ဝဲကန်နဲ့ပြက်ွယ်သွားရခြင်းဖြစ်တယ်။ခုတော့နှစ်ကာလတွေလည်းများစွာကြာခဲ့ပြီ။အမေသားသမီးတွေကလည်းအိမ်အောင်ကြခဲ့ပြီ။မိတွေတောင်ရှားခဲ့ပြီ။အမေကလည်းအဖွားတော်မန်ဝိုင်းရဲ့နေရာကိုရောက်ခဲ့ရပြီ။အရှာရအသားကျစွာလည်းပဲနေရာမှာခုတော့ခေရည်စီကိုအမေတားမရတော့ခေလူငယ်တို့ရဲ့စိတ်ဆန္ဒကိုအမေတားဖို့မတတ်နိုင်တော့မောင်ဖေဝေအဖေကိုတိတ်တွေ့ချိန်ညင်ညင်ရှာတဲ့မောင်ဖေဝေအော်သားကလေးဘာမှမသိရှာပါကလားသူကကိုအောင်ချစ်ကိုသူ့ဘခင်မှတ်နဲ့ရိုးသားစွာစုံစမ်းရှာဖွေတယ်သားလေးကိုပြစ်မတင်ရပါဘူးအပြစ်ရှိသူကအမေပါပဲတကယ်လို့များကိုအောင်ချစ်ကိုစုံစမ်းလို့ရသွားရင်အမေရှင်တွေကတစီကခေါင်းတော်ထလာပြီးအမေကိုချောင်းလန့်နေပြန်ပြီမောင်ဖေဝေကကိုကျော်စွာနဲ့လိုက်လာရင်ကရှင်တွေခုန်နေတယ်
ကိုကျော်စွာစကားရဆိုရင်အဖေနဲ့တွေ့ရတော့မယ်ကိုကျော်စွာလိုက်ပို့ပေးမဲ့ဦးအောင်ချစ်ဆိုသူကသူ့အဖေဦးအောင်ချစ်ပဲဖြစ်ပါစေအဖေတင်းကိုစုံစမ်းမိမိဆိုတဲ့ကိုကျော်စွာဟာတရက်တော့ဆိုင်ကိုရှောင်းလာပြီးသူ့မိတွေနဲ့တွေ့ပြီးတော့ဖြစ်ချောင်းပြောပြတယ်အခုမိတွေကတော့အခုဖေရဲ့တပည့်ကိုအောင်ချစ်ဆိုတာသိတယ်လို့ပြောတယ်ညီလေးရဲ့အခုမျိုးတင်မာနေတယ်တဲ့အဲ့ဒီဦးအောင်ချစ်ရဲ့လိပ်စာကိုလည်းပေးလိုက်တယ်ဦးအောင်ချစ်ဘယ်ရက်ကပါလာလဲဆိုတာတော့အခုမိတွေလည်းမသိဘူးဘာပဲဖြစ်ဖြစ်လိပ်စာရပြီပဲလေဦးအောင်ချစ်ကိုသွားတွေ့ပြီးညီလေးဖေဟုတ်မဟုတ်မေးကြည့်ပေါ့လူကိုတွေ့ရရင်မေးစရာမလိုပါဘူးကိုရဲ့ကျွန်တော်ဖေကိုကျွန်တော်သိပါတယ်လူချင်းမတွေ့ဘူးပေမဲ့အဖေငယ်ငယ်ကဓာတ်ပုံကိုကျွန်တော်မွေးကလေးကမြင်မှုနေတာပါသွေးကလည်းစကားပြောမှာပါကိုဒီကနေ့ကိုကျော်စွာနဲ့ချိန်ထားတဲ့အတွက်ဆိုင်ကခွင်းရက်ယူပြီးကိုကျော်စွာနောက်ကိုလိုက်လာခဲ့တယ်ရေတနာမုံမျိုးတစ်ကိုအယောင်လိပ်စာအတိုင်းလျှောက်သွားတော့အိမ်ဆိုင်လေးဖွင့်ထားတဲ့အိမ်တိမ်ဖြစ်နေတယ်ဦးအောင်ကျင်းရှိပါသလားခင်ဗျာဆန်ရှိမှလူမတွေ့တော့ကိုကျော်စွာကအော်မေးလိုက်တယ်အတွင်းကလူကြီးတူးထွက်လာတယ်ဦးလေးကဦးအောင်ကျင်းတင်နေကျွန်တော်ဦးတင်လွင်သာကြော်စွာပါကျွန်တော်တို့ကိုကျော်စွာရဲ့မိတ်ဆက်စကားတွေအဆုံးမသက်လိုက်ရအကိုမင်းမနေနေတော့ကိုဟုတ်တယ်ဒါကျွန်တော်အဖေပဲမဖွေဝေးကအိမ်ထဲကထွက်လာတဲ့လူကြီးစီကိုပြေးသွားပြီးဖတ်လိုက်တယ်အဖေရဲ့လူကြီးကမောင်ဖွေဝေးကိုအံ့ဩစွာငေးကြည့်နေတယ်မင်းဇီးချိုတော်ကဟုတ်တယ်ဖေကျွန်တော်ဇီးချိုတော်ကအဖေသားလေအဖေသားအငယ်ဆုံးဖေဝေးလေအဖေကိုတွေ့ရတာဝမ်းသာလိုက်တာဗျာမောင်ဖွေဝေးကပြောရင်းနဲ့မျက်ရည်တွေကျလာတယ်ဦးအောင်ကြီးကလူကြီးပြီးအင်ဒရီမပြတ်အောင်ထိန်းလိုက်တယ်ထိုင်ကြပါအောင်ကွယ်ဟိုနေ့ကမြို့သိစီထဲမှာမမတဲ့နဲ့တွေ့တော့ပြောသားဇီးချိုတို့ရွာကဦးရဲ့သားဦးကိုတွေ့ကျင်လို့လိုက်ဆောင်စမ်းနေတယ်တဲ့မန္တလေးရောက်နေတယ်တဲ့ထိုင်ကြပါအောင်ဦးအောင်ချစ်ကမမတဲ့လို့ရှင်ညွှန်းလိုက်သူမှမန်းမြို့တဲ့လွင်ရဲ့ဒုတိယဇနီးဒေါခင်သစ်ဆွေဖြစ်တယ်ကိုကျော်စွာကသူ့မိတွေဒေါခင်သစ်ဆွေစီကိုကြိုးချောင်းပြောပြပြီးတောရောက်ဆောင်ဆန်းနိုင်ရာဒေါခင်သစ်ဆွေကဈေးကအတွင်းမှာဦးအောင်ချစ်ကိုပြောပြထားခြင်းဖြစ်တယ်ဈေးချိုတို့ရကသူ့သားမန္တလေးရောက်နေရဆိုတဲ့သတင်းကိုတော့ဦးအောင်ချစ်ကြိုသိထားပြီးဖြစ်တယ်ငါတို့ကဆရာသားကြီးပေါ့အေးကွယ်မင်းတို့မင်းနဲ့ခွဲနေပြီးမှဦးနဲ့ဆရာတွေ့တာဆိုတော့မင်းကဦးကမသိဘူးတော်သေးတာမို့ဦးလေးရမိရီဆိုပေမဲ့အနေတင်းနဲ့ကျွန်တော်ကနားလည်မှုရှိပြီးရင်းနှီးနေကြလို့ခုလိုစုံစမ်းပေးနိုင်တာခုတော့ညီလေးလည်းသူတွေ့ကျင်တဲ့အဖေနဲ့တွေ့ရပြီပေါ့ဦးအောင်ကျင်းနဲ့ကိုကျော်စွာစကားပြောနေစဉ်မဝေဝေးကဦးအောင်ချစ်ကိုဖတ်တွေ့ထားတဲ့လက်ကိုမလွတ်သေးဦးအောင်ချစ်ကသူ့ကိုချစ်ခင်တွေ့တာစွာဖတ်တွေ့ထားတဲ့လူငယ်လေးကိုပြန်ကြည့်လိုက်တယ်တခုခုတော့မှားနေပြီဦးဟာဇီးကျုပ်တော်ရွာကထွက်လာတဲ့ဦးအောင်ချစ်ဆိုတာတော့အမှန်ပဲကွာငါသားဆိုတော့ငါသားကြီးမှဖို့တူမန္တလေးရောက်နေရဲ့လို့ထင်ခဲ့မိတာမင်းကဦးအောင်ချစ်အနေနဲ့အမှန်တကယ်ပဲသူ့သားအဖြစ်မောင်ဖို့တူရောက်လာမယ်လို့ပဲမျှော်လင့်နေခဲ့တယ်ဒီခုရောက်လာတဲ့လူငယ်ကမောင်ဖို့တူထက်အသက်များစွာငယ်တယ်မောင်ဖိုးတို့ဘယ်နည်းနဲ့မှမဖြစ်နိုင်မောင်ဖိုးတို့ကရီခုဆိုရင်24နှစ်တောင်ရှိရောမှာရီခုရောက်လာတဲ့လူငယ်လေးက15-16အရွယ်လူပြိုပေါက်ကလေးအော်အဖေကသားကိုတော့မသိပဲဘူးဟုတ်တယ်ဖေအမေပြောတာမှန်တယ်သားအောင်မွေးတာအဖေသိတောင်သိမှာမဟုတ်ဘူးတဲ့မင်းအမေကမအောင်မွေအမှန်မဲ့နော်ဟာဗျာအဖေကလည်းကျွန်တော်အမေဒုံးမွေးကလွယ်လို့ဘသူဖြစ်အောင်မလဲအဖေမိမဒုံးပွင့်မယ်ပေါ့မောင်ဖေဝေးကနွယ်စိုးစိုးရံနဲ့ပြောလိုက်တယ်ဦးအောင်ချစ်တွေးသွားတယ်အဖေရင်ကျွန်တော်လူလောကမှာရှိမှန်းတာအဖေမသိဘူးမဟုတ်လားဗျာအဖေကမိကိုပြီမာခေါ်တွေ့ပြီးနောက်ဘယ်တော့မှရွာကိုပြန်မလာတော့တာပဲပြီကိုခေါ်တွေ့တယ်ဟုတ်တယ်လေအဖေတို့ဆက်ပြီမာကတော့ကအမေကိုလိုက်လာဖို့ခေါ်လို့အမေလိုက်လာပါရောအပြန်မှာကျွန်တော်ကိုဝင်ရှိတာတယ်အဖေနဲ့ဆက်သွယ်ပြတ်သွားတော့ကျွန်တော်မွေးတာကိုအဖေသိတော့မသိတော့မဟုတ်လားအော်ဒီလိုလားကလေးရေဟုတ်တယ်အဖေဘလို့စိတ်ကတားကတော့အဖေကိုတိတ်တွေ့ကျင်လို့ဒီတိယောက်စုံစမ်းပြီးတားလေအဖေကိုမြင်တာနဲ့တားအဖေမှန်တန်းသိတယ်ဗျသိလားအိမ်မှာအဖေတက်ပုံတားအမြဲကြည့်နေရကိုဦးအောင်ချစ်ကရွာကားထွက်ပြီးမန်းမြို့တင်လွင်ကိုဆရာတင်ပြီးဇက်တဲလိုက်ခဲ့ပုံဇက်တဲမှာသူမျောလင်းတယ်လို့မင်းသားဖြစ်မလာပဲဆရာတပည့်ဖြစ်နေတာဝေလီလီခန်းတွေကမတိမရှားပိုင်အချိန်ကုန်ခဲ့ပုံဆရာသက်ကြီးလို့ကြောက်လာချိန်ဆရာဆန္ဒတော့သူလဲဇက်တဲရထွက်လာရပုံဇက်ထဲမှာတန်ဟောစင်တွေ့ခဲ့တဲ့ရင်းသမားလေးမင်းကြီးကြီးနဲ့လက်ထပ်ဖြစ်ခဲ့ပုံအိမ်နောက်ကျသွားလို့ရွာကိုမပြန်ဖြစ်တော့ပဲမန္တလေးမှာပဲအခြေချနေထိုင်ရင်အိမ်ဆိုင်လေးဖွင့်လို့နေခဲ့ပုံနေကိုစိတ်ထဲမှာလျှက်တစ်ပြက်မြင်အောင်လာတယ်ခလေးကနမေဘသူသားနမေကဖေဝေးတဲ့ဖေမောင်ဖေဝေး
အဲ့ဒါအဖွားမဲခဲ့တဲ့နာမည်လေသားနဲ့ဖေးနဲ့ဝေးနေရလို့မောင်ဖေဝေးဆိုပြီးသားကိုနာမည်ပေးထားတာဖြစ်ရလေကလေးရေဦးအောင်ချေရှင်ထဲမှာနေငနဲ့ဖြစ်သွားတယ်စင်မကောင်းမဖြစ်ပါနဲ့ဖေးရေအခုသားနဲ့အဖေတွေ့နေပြီပဲသားတို့ကဖေးကိုနားလဲပါတယ်ရွာကိုပြန်မလာလို့ဘလို့မှသဘောမထားပါဘူးဖေးခုလိုတက်ရှင်ရဲ့ပြန်တွေ့ရတာပဲဝမ်းသာလာပါပြီအဖေရေသူကတော့ပြန်ပြီးနှစ်သိမ့်နေပါကလားဦးအောင်ချေကမောင်ဖေဝေးကိုကြည့်ကမျက်ရည်ဝဲလာမိတယ်အဖေကချောတယ်ဗျာတကယ်ပဲအကျွမ်းလဲတင်နေသားအဖေကိုချစ်လိုက်တာအဖေရေဦးအောင်ချစ်ကတော့မောင်ဖေဝေးကိုမျက်ရည်တွေနဲ့တွေ့တွေ့ငယ်ငယ်ကြီးစိုက်ကြည့်နေတယ်ဖေးသားအဖေကိုကြော့မယ်နော်မောင်ဖေဝေးကပြောပြောဆိုဆိုကြမ်းမြေမောင်မှာထိုင်ချလိုက်ပြီးဦးအောင်ချစ်ကိုဦးသုံးငိမ်ချလိုက်တယ်မောင်ဖေဝေးဦးချနေစမှာဦးအောင်ချစ်စနေဒေါ်ရင်ကြီးကအပြင်ကပြန်အောင်လာတယ်ဒေါ်ရင်ကြီးကဦးအောင်ချစ်ကိုကြော့နေတဲ့မောင်ဖေဝေးကိုကြည့်ရင်မြင်လိုက်တယ်သူကဘာတူလဲကိုဦးအောင်ချစ်ကဒေါ်ရင်ကြီးမိကိုတလုံးချင်းပြေလိုက်တယ်သူကရွာမှာကြံခဲ့တဲ့အကိုသားပဲရှင်ရင်ကိုတနေ့ကပြောတယ်လေအကိုသားမန္တလေးမှာရောက်နေတယ်အကိုကိုစုံစမ်းနေတယ်လို့မမသိပြောတယ်ဆိုတာအော်အကိုသားကိုတနေ့တနေ့မန္တလေးမှာအလုပ်သွားလုပ်နေတဲ့ကာလာသားကမော်တော်ပြူတယောက်ရွာကိုလည်းပဲပြန်အောင်လာတယ်သူနဲ့အတူသတင်းတခုလည်းပါလာခဲ့တယ်ခီးရောက်မဆိုင်မော်တော်ပြူကအမေရှိကိုရောက်လာပြီးအာရဝမ်းသာပြောလိုက်တယ်အကြီးပွင့်ဝမ်းသာတော့ပြိုခမယောက်ျားကြီးကိုပြန်ရှာတွေ့ပြီဗျအမေရှင်တွေကတစီကခေါင်းတော်ထားကအမေကိုထုနှံလိုက်တယ်ရော့ဟောဒီမှာဖေဝေးကသူ့ဘေးကိုမရရှောင်းလိုက်စုံစမ်းလို့တွေ့ရပြီတဲ့စိုင်းပေးလိုက်တယ်စိုင်းမှလည်းဓာတ်ပုံလေးပါတယ်ပြိုအရှိပွင့်ယောက်ျားလူကြော့ကြီးဗျခုရဲ့အထိခန့်အောင်မေအမေကမောင်တို့ပြိုစကားတွေကြောင့်မိုက်ခနဲ့ဖြစ်သွားတယ်ဖះတကယ်ပဲလားသူမသိသေးပါလားဓာတ်ပုံထဲမှာကိုအောင်ချစ်ကမဖွေဝေးနဲ့တူကြီးပြုံးပြုံးရှိတယ်အသက်ကြီးရင်သွားပြီမေထိုးလူကကိုအောင်ချစ်မှာကိုအောင်ချစ်စစ်ပါပဲဒါမဖြစ်နိုင်ဘူးသူမဖွေဝေးကိုဘလို့ပုံစံနဲ့လက်ခံလိုက်တာလေမဖွေဝေးနဲ့မဖိုးတူကိုအသက်ရရမှားစရာအကြောင်းမရှိဘူးဓာတ်ပုံတွေကကိုအောင်ချစ်နဲ့မဖွေဝေးတို့ရဲ့နှစ်သိမ့်ကြည်နူးနေတဲ့အရေးအပြုံးတွေကိုကြည့်ပြီးအမေမူမိုက်ပြောင်းဝေသွားတယ်တရင်ကြတော့မဖိုးတူနဲ့မဖွားချစ်တို့ရောက်လာကြတယ်မဖွေဝေးရေးပေးလိုက်တဲ့စာကိုအာရဝန္တာဖတ်ကြတယ်အဖေနောက်ရင်နောက်ကြနေတာတဲ့အမေကိုမျက်နှာချင်းမဆိုင်ရင်လို့ပြန်မလာတော့တာတဲ့အမေမဖွေဝေးနဲ့တူတော့အဖေမျက်ရည်ကျတယ်တဲ့အဖေမဖွေဝေးနဲ့တူရွာကိုလာခဲ့ပါဦးမေတဲ့အမေကိုလည်းသူ့ကိုခွင့်လွှတ်ဖို့မှားလိုက်တယ်တဲ့အမေအဖေကိုခွင့်လွှတ်နိုင်ရင်လားစာကိုဖတ်ပြီးပြောပြနေတဲ့မဖွားချိတ်စကားတွေကိုနားထောင်ပြီးအမေမျက်နှာကြောင်းသားပကတိဖြစ်နေတယ်အမေကဘာတမင်ကျမ်းမှပြန်မပြီးပြင်မအမေဟန်မှန်အေးဆက်တော်လဲအမေရှင်ထဲမှာမှုန်လိုက်တန်လျက်ရှိတယ်အမေမွေးထားတဲ့တစီကအမေရှင်ထဲမှာထားကြတောင်းချမ်းနေပြီအမေအိမ်မှာကိုအောင်ချစ်တဲ့ရင်ကိုလာရောက်နားထောင်သူတွေနဲ့ပြည့်သွားတယ်။လက်ပုံကိုကြည့်ပြီးထင်မြင်ချက်မျိုးမျိုးပေးကြတယ်။အမေကလူများလက်မှာအိမ်ကထွက်ခဲ့တယ်။အမေဦးထီယာဟာတင်ញိုင်းကုန်းမဲ့ဖြစ်တယ်။အမေကတင်ញိုင်းကုန်းကရခမကြီးရဲ့မြေပုံရှိကိုရောက်ရပြန်နေ။တိုင်တယ်မိပြန်နေ။အမေကျုပ်ကတော့နှက်ရိုက်ပြီအမေရဲ့ကျုံမှားခဲ့တဲ့မိုက်ဖြစ်တွေအတွက်ကျုပ်ခံရတော့မယ်အမေ။ကျုပ်ခံရတော့မှာအမေသားလေးမကြီးကိုအမေကြီးကရှာတွေ့သွားခဲ့ပြီမောင်ဖွေဝေးကကိုအောင်ချစ်ကိုရှာလို့တွေ့ပြီတဲ့ကျုပ်ဝဲလက်မရက်တွေနီးလာပြီပေါ့တော့ကျုပ်ဒုက္ခတွေကိုကြည့်လိုက်ပါဦးမေရဲ့အဲ့နောက်ပိုင်းကစပြီးအမေကသူမခံစားရမယ့်ငရဲရက်တွေကိုစောင့်မျှော်နေရတဲ့တခွေဖြစ်တော်တယ်ကိုအောင်ချစ်ဘရဲ့မှာရောက်လာပြီးသူမကိုပြစ်တွေတင်လိုက်မလဲကိုအောင်ချစ်တယောက်သူမရဲ့မိုင်မမှုတွေအတွက်ဘလို့အဖြစ်ပေးမလဲတာသမီတွေကရောသူမအပေါ်ဘလို့သဘောထားကြလိမ့်မလဲအမေရှင်တွေကတစီကအမေနှလုံးသားကိုတစားစီကျိုးပဲ့သွားအောင်ချောင်းလန့်လိုက်ပြီးအမေကမိန်းမသားတယောက်ရဲ့တရင်ကမိုင်မာမှုတန်ကြောင့်ဘဝနဲ့ချီကထိတ်လန့်ကြောက်ကြောက်မှုခံစားရခြင်းကိုလည်းတန်ဝေကရမိတယ်။တကယ်တော့မိသားစုပေါ်စိတ်ငြိမ်မှုပြည့်နဲ့ရက်ဆက်စွာဆုံးမထွက်သွားတဲ့ကိုအောင်ချစ်ပြစ်ကိုသာအမေကဆွဲချက်တရားမှဖြစ်တယ်။ယခုတော့တခဏတာယာမှုကိုမိန်မော့ခဲ့မိတဲ့သူမရဲ့အမားကြောင့်အပြစ်လုပ်သူကိုပြန်ကြောက်နေရတဲ့ဖြစ်ကိုရောက်ရပြီ။ဒါဟာမိန်းမနဲ့ယောက်ျားတို့ရဲ့ခြားနားတဲ့အနေအထားပဲ။အမေစိုးထိတ်ကြောင်ရုံတဲ့နေ့ရက်ကတနေ့သောအခါမှရောက်ရှိလာခဲ့တယ်။အမေအာလုတန်ကြီးနဲ့အာရပါရအော်ဟိခေါ်လိုက်တဲ့တားရဲ့တိုင်ကိုအကြားအမေကဖျားရှိခိုးရာကလှည့်ကြည့်လိုက်တယ်။အိမ်ဝမှာရက်နေတဲ့တားမဝေဝေးနဲ့အတူသူ့ကိုမြင်လိုက်ရတော့အမေမျက်လုံးနဲ့ပြောင်းဝေးပြီးကြက်တည်သေးသွားတယ်။အမေပြန်လာပြီလေ။ကျွန်တော်ဖေကိုခေါ်လာခဲ့ပြီအမေကမဝေဝေးကအိမ်ထဲကိုပြေးဝင်လာပြီးဖျားနေရှိကအမေကိုဆွဲထုတ်လိုက်တယ်။အဖေကိုမှတ်မိသေးရဲ့လားအမေ
ကြည့်ပါဦးမေရဲ့မောင်ဝေဝေကအမေကိုပကုံးကတိုင်ပတ်ပြီးဦးအောင်ကြီးစီကိုခေါ်သွားတယ်။အုံးပွင့်ဦးအောင်ကြီးကနှုတ်ဆက်လိုက်တယ်။အုံးပွင့်နေကောင်းရဲ့လားအမေကခေါင်းညှိပြတယ်။အမေကလည်းအဖေကိုစကားပြောပါအောင်အဖေကိုတရားတာအမေဝမ်းမတောင်းလားဟင်အမေရှင်ကကြေကွဲမှုနဲ့အံ့ဩမှုတွေကအမေနှုတ်ကိုဆုံးရစေခဲ့ပြီ။ကိုအောင်ကြီးကမောင်ဝေဝေကိုဘလိုပုံစံနဲ့လက်ခံခဲ့တာလေ။ဦးအောင်ကြီးရဲ့နှကန်းတွေကပြောင်းပြောင်းတန်းလျက်ရှိတယ်။အညိုအတေးနဲ့အာကာဒတွေရှောင်မတွေ့ရအောင်ကျင်းလင်းလျက်ရှိတယ်။အဖေကအမေကိုရှုံးလိုက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတယ်။အဲ့ဒီချိန်မှာပဲမောင်ဖိုးတူနဲ့မဖွားချစ်တို့မိသားစုတွေရောက်လာတယ်။သူတို့ရဲ့အိမ်အောင်တွေလည်းပါလာကြတယ်။ကလေးတွေလည်းပါလာကြတယ်။အကိုကြီးမမဟောဒီမှာအဖေလေကျွန်တော်တို့အဖေရဲ့မဖွားချစ်ကငိုရှိုက်ရင်ပြေးလာပြီးဖခင်ကိုဖတ်လိုက်တယ်။သမီးဖွားချစ်လေးလားကွယ်ဟုတ်ပါတယ်ဖေအဖေကိုခွင့်လွှတ်ကြပါကွယ်ဟိုအဖေကလည်းဒါတွေပြောနေဖို့မဟုတ်တော့ပါဘူးကျမဖြစ်လေအဖေကိုပြန်တွေ့ရလို့ဝမ်းသာလိုက်တာကျမတို့အဖေကိုတည်တသက်မမြင်ရတော့ဘူးလို့ထင်ထားတာပါသမီးရဲ့မောင်လေးကိုကျေးဇူးတင်မိတော့ဟောတာငါသားကြီးမောင်ဖိုးတူမဟုတ်လားကွအဖေကျုပ်ဝမ်းသာလိုက်တာဗျာမောင်ဖိုးတူကဦးဟောက်ချစ်ရှိမှထိုင်ချလိုက်ပြီးကြော့ရင်ကငိုတန်နဲ့ပြောတယ်သားသမီးမြေးတွေအားလုံးပဲဦးဟောက်ချစ်ကိုထိုင်ကြော့လိုက်ကြတယ်အော်သားတို့သမီးတို့မှာအဖေအတွက်မြေးတွေတောင်ရကြပြီပဲအဖေကတော်တော်မိုင်မဲတဲ့လူပါလားကွယ်အဖေကိုပြင်ခွင့်မလွတ်နိုင်တော့ဘူးသားတို့ရဲ့ဒါတွေထားပါတော့ဖေအဖေကျွန်တော်တို့နဲ့တူတူနေဖို့ပြန်လာတာမဟုတ်လားအဖေကြောင့်မနေနိုင်ပါဘူးသားကြီးရဲ့ဒါကြောင့်အဖေကိုခွင့်လွတ်ပါလို့အဖေပြောတာပေါ့အဖေမှာမန္တလေးမှာအိမ်အောင်ရှိနေရင်လေအဖေပြန်ရမယ်ကွယ်အမေကအဖေနဲ့သားသမီးတွေအလွမ်းတယ်နေကြတာကိုငေးမော်ရင်အိမ်တဲကိုကျုံးမိကနွမ်းလျစွာထိုင်ချလိုက်တယ်မဖိုးတူနဲ့မဖွားချစ်ကသူတို့စမီးခင်ဝန်းနေနဲ့အဖေကိုမိတ်ဆက်တယ်။ညီးတွေကိုပြတယ်။မဖွားချစ်ကလက်ထဲမှာပစိုးနဲ့ထုတ်ထားတဲ့အရာကိုဖြည့်လိုက်တယ်။ဟောဒီမှာကြည့်ပါဦးဖေ။ဒါလေးကိုအဖေမှတ်မိလား။မဖွားချစ်ကစင်ရုပ်စုဘူးလေးကိုပြရင်ပြောလိုက်တယ်။အမေကောင်းနေချာချာလေးသွားရပြီ။ဘာများလဲသမီးရဲ့။ဟောဒီအယုတ်လေးဟာအဖေပြေကားနေဝယ်ပေးလိုက်တဲ့အယုတ်လေးလေ။အဖေဝယ်ပေးတဲ့အယုတ်လေးကိုကျမတစ်သက်လုံးသိမ်းထားတာအဖေရဲ့။သမီးရဲ့ဦးအောင်ချစ်ကြီးတွေကအမေထံကိုရောက်သွားတယ်။အမေကအဖေကြီးကိုရင်ဆိုင်ဝင်မယ်။ခေါင်းကိုငုံလိုက်တယ်။ငါသမီးကအဖေကိုတော်ချစ်တာပဲ။အခုအဖေရောက်လာပါပြီ။အဖေဒီမှာမနေနိုင်ပေမဲ့သမီးတို့နဲ့ဆက်သွယ်မပြတ်တော့ပါဘူးကွယ်။အဖေသားလေးကိုလည်းအဖေမှာပဲအဖေကခေါ်ထားမှလေ။အဖေမိမကမောင်လေးကိုကြည်ပြပါမလားအဖေရဲ့။အဖေတို့မှသားသမီးမရှိပါဘူး။သူကလည်းမောင်ဖေဝေးကိုချစ်တယ်ကွ။မောင်ဖေဝေးကိုခေါ်ထားဖို့သူကိုယ်တိုင်တိုက်တွန်းတာပဲ။အဖေမှလည်းတာဝန်ရှိတယ်လေ။သမီးရဲ့မောင်လေးကခုနှစ်တန်းထိကျောင်းနေဘူးလားဆိုတော့သူ့ကိုအဖေကပညာဆက်သင်ပေးဖို့ရှိတယ်သမီးကောင်းတာပေါ့ဖေမောင်လေးကအဖေကိုသိပ်မြင်မိုးကျင်တာသူ့အဖေကိုတွေ့အောင်ရှာနိုင်တာဝမ်းသာစရာပဲတရင်ကြားတဲ့အတွက်ဦးအောင်ချစ်ကိုလာတွေ့သူတွေတဖွဲဖွဲရှောင်းလာကြတယ်အများစုကဦးအောင်ချစ်နဲ့ရွှေရူတငယ်ချင်းတွေဖြစ်ကြတယ်အောင်ချစ်ကြီးမင်းပြဆက်မကတော့ဘူးလားကွအသက်ကြီးပြီလေတို့ကလေပြည်ကိုအုံးဝင်လိုက်သွားတော့ကမင်းပြဆက်မင်းသားဖြစ်နေပြီဆိုလို့ဝမ်းသာနေတာကွကျွန်တော်ဆရာဆုံးမိကလေးကဇက်နဲ့အဆက်ပြတ်သွားပါပြီဗျာကျွန်တော်လည်းဖြစ်ဖြစ်မြောက်မြောက်မှုတ်ခဲ့ပါဦးဒါနဲ့မြမင်းရွာပြန်မလာပဲနေနိုင်မိကွာကျွန်တော်အပြစ်ပါဇက်ထဲကရင်းသမားလေးတယောက်နဲ့အိမ်အောင်ကျသွားလို့ပါမဖွေးဝေးမြောင်မဆက်သွင်းမင်းရွာကိုတသက်ပြန်မလာတော့ပဲနေတော့မှာပေါ့လေဟုတ်တယ်ကျွန်တော်တောင်းမဲခဲ့ပါတယ်မဖွေးဝေးကိုကြောင်းဆက်ထားဖို့ကျွန်တော်စီစဉ်ထားပါတယ်နေရတော့မန္တလေးမှာပဲနေရမှာဟိုမှာအိမ်ဆိုင်လေးလည်းရှိနေလို့ပါရွာနေတော့နောက်ပိုင်းအဆက်မပြတ်တော့ပါဘူးကိုအောင်ချစ်ပြောသမျှကိုအမေကငြိမ်လျက်နားထောင်နေခဲ့တယ်ဒီပုံတိုင်းဆိုရင်မောင်ဖွေးဝေးမွေးဖွားလာမှုကိုသူရိပ်မိသိရှိနေပြီဖြစ်လိမ့်မှာအမေကမောင်ဖွေးဝေးကိစ္စအတွက်အဖေနဲ့ရင်ဆိုင်ဖြည့်ရှင်းရတော့မယ်မောင်ရီတန်းလာနဲ့မြဧည့်သည်တွေကကျဲပါတိတ်ဆိတ်သွားပြီမဖွားချင်းနဲ့မောင်ဖိုးထူမိမတို့ကမိဖို့ထဲမှာဦးအောင်ကျဲအတွက်ချက်ပြုတ်ကြောင်လွန်နေကြတယ်မောင်ဖွေးဝေးလည်းရွာကတငယ်ချင်းတွေစီကိုထွက်သွားပြီးဧည့်သည်တွေအားလုံးပြန်သွားချိန်မှာအရှင်မဦးအောင်ကျဲတယောက်သာကြံရင်တည်းအဲ့ဒီအချိန်ထိအမေကမလုံးမရှက်နဲ့နေရန်ကိုမိထိုင်နေမြင်ရှိတယ်အဖေကြီးကအမေထံလျှောက်သွားတယ်။အုံးပွင့်လာလီကွယ်ငါနဲ့စကားပြောလေပါဦး။အမေကမရှောင်လာတော့ပဲအဖေအနီကိုရှောက်လာခဲ့တယ်။ငါ့ကိုခွတ်လွတ်ပါနှစ်ပေါင်း20ကျောင်းအိမ်ကိုလှည့်မကြည့်ခဲ့တဲ့ငါ့ကိုခွတ်လွတ်ပါအုံးပွင့်ရဲ့။ကျမကလည်းရှင့်ဦးအမေကစကားမဆက်နိုင်အောင်ရှိနေတယ်။နင်ဘာပြောချင်တယ်လဲအုံးပွင့်။ကျမလေဟောဖိနဲ့မေကအလွမ်းတယ်နေကြတာကို
ရှင်များတွက်လက်တဲ့အတန်နဲ့မောင်ခွေဝေးပြန်အောင်လာတယ်။မောင်ခွေဝေးနဲ့အတူရွှမ်းနုပါပါလာတယ်။အဖေဟောတာသားပြောတဲ့ရွှမ်းနုဆိုတာလေတားသိငယ်ချင်း။မောင်ခွေဝေးကရွှမ်းနုနဲ့ဦးအောင်ကြီးကိုမိတ်ဆက်ပေးတယ်။ရွှမ်းနုကမချောဘူးလားဖေ။ချောပါတယ်ကွယ်ချောပါတယ်။ဒါနဲ့သမီးကဘသူသမီးလဲကွယ်။သမီးမိဘတွေကဦးလေးတငယ်ချင်းတွေများဖြစ်နေမလား။သမီးမိဘတွေကဦးချစ်ွယ်နဲ့ဒေါ်ထားမိပါဦး။အော်ဒါဖြင့်ဦးသိတာပေါ့ကွာ။ဟုတ်ကဲ့အဖေနဲ့မေတို့ဦးအောင်နှုတ်ဆက်ဖို့လာကြပါလိမ့်မယ်။အေးကွယ်ငယ်တငယ်ချင်းတွေပြန်တွေ့ရမှဝမ်းသာစရာပဲ။အဖေကငယ်တငယ်ချင်းတွေပြန်တွေ့ရတဲ့အမေကိုပြန်တွေ့ရတာပူဝမ်းမသာဘူးလားအဖေက။မောင်ခွေဝင်းဝင်ပြောလိုက်တဲ့စကားကြောင့်အမေမျက်နှာငုံသွားတယ်။သားတို့မင်းနဲ့တွေ့ရတာလဲဝမ်းသာတယ်။ဟောသားတဲ့သမီးတွေကိုမြင်းလေးတွေနဲ့တူတွေ့ရလို့လေအဖေကဝမ်းသာနေရ။ဖေအမေကိုရအောင်ချောင်းတော့သိလား။အဖေပြန်မလာလို့မိကစိတ်ဆိုးနေတာဗျ။မိခင်နဲ့ဖခင်ကိုစာရင်းနှောင်ရင်မောင်ခွေဝေးပျော်နေတယ်။မမရေဘာလို့ချက်နေရလဲပြုတ်။မောင်ခွေဝေးကမိဖို့တွေကိုပြေးဝင်သွားပြန်နေ။ရွှမ်းနုလည်းမိဖို့တွေလိုက်သွားတယ်။အိမ်ရှိမှဦးအောင်ချင်းနဲ့တောင်ပွင့်နှစ်ယောက်တည်းကြံရစ်တယ်။သားလေးကရမ်းပြောနေရှာတာ။သားလေးဟုတ်လား။ကောင်ချစ်မောင်ခွေဝေးဟာဘာမှပြောမနေပါနဲ့တော့အုံးပွင့်ရေ။တကယ်တော့အားလုံးကငါအပြစ်တွေပါ။ငါမိသားစုကိုဥပက္ခပြုခဲ့လို့ဖြစ်လာရတာတွေပါ။ဘာတွေပဲဖြစ်ခဲ့ငါမသိချင်တော့ရှင်းလင်းပြမနေပါနဲ့တော့။ကောင်ချစ်ရေအားလုံးအတွက်ငါမှသာတာဝန်ရှိပါတယ်။နင့်ကငါခွင့်လွတ်ပါတယ်အုံးပွင့်ရေ။အမေမျက်နှာကကြမ်းမြင့်စီကိုငုတ်ကြသွားတယ်။အမေမှအဖေကိုကြည့်ဖို့အင်အားမရှိတော့အမေမျောလင်းခဲ့တဲ့ကအဖေထံကပြစ်တင်စကားတွေထိန်ငေါ်စကားတွေနဲ့ရှင်းပြစမ်းမအောင်ဆိုတဲ့အာဃာတမိကုန်းတွေပဲဖြစ်တယ်။အဖေနဲ့ပြန်တွေ့ရပြီဆိုပြီးပြောနေရှာတဲ့မောင်ခွေဝေးရဲ့ခန်းစားချက်တွေကိုငါမပြည့်စေချင်ပါဘူး။ဒါပေမဲ့ကျမရှင်းပြတာတွေကိုရောရှင်းနာမထောင်တော့ဘူးလား။အားလုံးကိုငါခွင့်လွတ်တယ်လို့ပြောပြီးတော့အုံးဝင်ရင်အမေကအဖေကိုမော်ကြည့်လိုက်တယ်။အဖေရဲ့ပကတိရှင်းသက်နေတဲ့မျက်နှာကိုတွေ့လိုက်ရတယ်။အဖေမျက်နှာကအာဃာတမိတ်စွာအညိုတေးကင်းစွာတင်းငင်လျက်ရှိတယ်။ငါတို့တက်လေကြီးပါပြီအုံးမွေရင်မင်းလိုက်ကြပါစို့။အမေရဲ့မျက်လုံးတွေကအဖေကိုမကြည့်ရဲစွာအောက်ကိုစိုက်ကျသွားပြန်နေ။နေဝင်ရှိတရောချင်းမိုးကဖဝဲရွာလျက်ရှိတယ်။အမေခြေလမ်းတွေကရွာနောက်လမ်းအတိုင်းတွတ်တွတ်လန်းလျက်ရှိတယ်။မြေပြုတ်ရှင်နှကုန်းရှိရောက်အမေကရှာလိုက်တယ်။ဒီနေ့ကြီးမှာတော့အမေကမြေပြုတ်ရှင်နှကုန်းရှိတီရှောက်သွားပြီးနှကုန်းမောင်တက်တက်မောင်လို့ကြည့်တယ်။မြေပြုတ်ရှင်ကမြင်းဆက်ကိုဆွဲကဓာတ်ကိုဝင်လျက်အမေကိုပြန်ကြည့်နေတယ်။အရှင်ကျမကိုတန်ခတ်လိုက်ပုံကတိတ်ကိုလှပါပြီတဲ့အရှင်တိတ်ကိုထိရောက်ပါပြီတဲ့အရှင်ရဲ့အမေကမြေဖြူရှင်ကိုစွစွရဲရဲကြည့်လိုက်ပြီးနောက်နှကုန်းရှိကပြေးထွက်သွားတယ်။တင်ញိုင်းကိုရှိရကိုဦးတီလီရဲ့အမေပြေးသွားတယ်။ရှုံးဘက်တွေနဲ့ထူထက်ကမိုးရီတွေဝက်အိုင်နေတဲ့တင်ချိုင်းမြေကိုအမေနှင်းပြက်ပြီးသွားနေကြအဖွားမြေပုံရှိရကိုတွက်လက်စွာလာခဲ့တယ်။အမေခြေထောက်တွေနဲ့ထမိန်သားစာတွေမှာရှုပ်ဆက်တွေခိုးသိမ်းလျက်ရှိတယ်။အမေကအဖွားမြေပုံရှိမှရက်လိုက်တယ်။အမေကောင်ကတစ်ပတ်ကလွှင့်ကျသွားပြီးရွှွင့်ရည်တွေမှာနှိပ်သွားတယ်။အမေနှကန်းတွေကတွျော့လှုပ်နေတယ်။အမေထံကရုတ်တရက်အတန်ထွက်မလား။အမေမျက်လုံးတွေကမျက်ရည်တွေသာစီးကျလာတယ်။အမေကအဖွားမြေပုံကိုစူးစိုက်စွာကြည့်ရင်ကပြောနေတဲ့စကားကိုအာရုံစိုက်ပြီးညှစ်ထုတ်လိုက်တယ်။အမေသူ့ကျုပ်ကိုခွင့်လွတ်တယ်တဲ့အမေသာကျုပ်ကိုခွင့်လွတ်တယ်တဲ့ကျုပ်ဘလို့ဖြေရတော့မှလဲကျုပ်ဘလို့ဖြေလို့ရတော့မှလဲအမေရဲ့ဆက်ရှိလက်ရှိအော်ဟိပြောဆိုလိုက်တဲ့အမေအတန်တွေကအဆုံးမတိုးလို့တင်ဝင်သွားတယ်။အမေမအုံးမွေးရဲ့ခန္ဓာကိုယ်ဟာလေတင်းချိုင်းမြေပုံပေါ်ကိုပုံလျက်သာလဲကျသွားလိတော့တယ်။ပရိသတ်များရှင်ဒီနေ့မှကျမတို့ရဲ့ဇော်နာတီမဲ့ channel လေးကနေတင်ဆက်ပေးခဲ့တဲ့ဒီပါလုံးကိုးကွယ်တဲ့နတ်စင်นี้မှာအမိုင်းမောင်လွန်ကျုံမိတဲ့သူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်။နောက်ရက်မှာလည်းတမန်ပြီးတော့စိတ်ဝင်စားမဲ့ကောင်းတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့နားဆင်အားပေးကြပါဦးနော်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါတယ်။